ဝိုင်းပြီးတော့ချဲပေးကြပါအောင်ရှင်အရင်ပေါ်ဒီရောက်ဒီလောင်း9000ပြောအလုံး2900နော်အလုံး2900ဒါပေမဲ့ကမ်ပိန်းအားလုံးဒီ1000ပြည့်ဖို့ကအလုံး4990လို့တယ်နော်အလုံး4990လို့တယ်ဘာငွေ9သိန်းနဲ့9000က2သိန်းနဲ့94,400လို့ဒီပါလိမ့်ဒါဒီ6ရက်အတွင်းမမိုးကြည့်အောင်လုပ်ရမှာပေါ့နော်ကမ်ပိန်းရဲ့နောက်ဆုံးရက်နေ့မှာ24ရက်နေ့ပါ PDF အဖွဲ့ပေါင်း69ဖွဲ့အခုဆိုရင်35ဖွဲ့လို့သေးတယ်အဲ့ဒီ35ဖွဲ့ထဲမှာတစ်ဖွဲ့စာပြဖို့အတွက်2500ဘာလို့တယ်2500ဘာရလို့ရှိရင်34ဖွဲ့ကျန်မယ်နော်အဲ့ဒါစုစုပေါင်းနော်ဒီလနောက်ဆုံးကမ်ပိန်းပေါ့ပြောမယ်ဆိုတော့ဒုတိယ1000ကမ်ပိန်းပေါ့နော်โอเคလိုက်မယ်စက်ကိုရမင်္ဂလာပါရှင်အားလုံးမင်္ဂလာပါနော်မမကိုဝိုင်းဆက်ပြကြပါလူပြီးတဲ့လူတွေပတ်စံမရှိတော့တဲ့လူတွေဝိုင်းတော့ဆက်ပေးနော်မထက်ရတဲ့လူတွေပတ်စံရှိတဲ့လူတွေလာစားထွက်တဲ့လူတွေပေါင်ဝင်ပေးကြပါနိုင်သလားပေါ့နော်နိုင်သလား20ရောက်မင်္ဂလာပါအိုးဒီကလည်းဆိုလိုက်တာတော့မနေ့စီပြီးရောက်20ပဲရှိတယ်ခလေးမလည်းရှယ်လိုက်အောင်မယ်ဆက်စီမင်္ဂလာပါပြန်ကြတယ်ဒုက္ခပဲဘာဖြစ်ဘူးဒီလိုပဲညတိုင်းပဲလူဖြစ်နေတယ်ဆိုတော့ရတာဒီနေ့လောက်မှာပဲလူစစ်မရှိလေလို့မသိမှကျန်တော့ဒီမျိုးဆက်ပြီးတော့စူးစမ်းမယ်ရတာဒီနေ့စူးစမ်းမှာပေါ့နော်30တရားမင်္ဂလာပါစင်းတချင်းတပုတ်ပြီးတော့ငါချက်လို့ပြီးโอเคငါကားတော့မယ်တနေရလဲမဟုတ်ဘူးလေဒီတချင်းနဲ့ပြန်တော့ကမယ်မင်္ဂလာပါကရင်မလေးအော်ဆွန်လာဆိုင်ကိုပေါင်းရေးမင်္ဂလာပါဆင်အားလုံးမင်္ဂလာပါအော်မေစုကျေးဇူးတင်ပါတယ်မေစုရေမေစုရေးတဲ့ပဏ္ဏပါတွေ့ကြလားကဲကားလေကားလို့မတတ်ဘူးနော်စူးစမ်းကြည့်မယ်ဒီသင်းအရန်ကောင်းပါတယ်ဇွဲဒီသင်းနဲ့64ရောက်မ
ပြင်မဲ့နားထောင်တော့မိသမီးကားလို့မတောက်ဘူးနေပါတယ်ဒီတစ်ချင်းကဒီတခါပဲမိုးချပူတာပေါ့နော်အမိုးကပဲနားတော့ပူတယ်ညပဲကိုဖုန်းပို့လာပေးလို့ကျေးဇူးရတင်ပါတယ်ဆွဲတဲ့ချင်းဟုတ်တယ် PDF ဒါမှမကမကပဲနဲ့ကပေးတာနော် PDF 35ဖွဲ့ကျန်သေးတယ်ဒီလနော် PDF အဖွဲ139ဖွဲ့ကံပိုင်းဟာ35ဖွဲ့ပဲကျန်မှာတော့တယ်ကိုတို့မတို့ရေပြောကြတော့139ဖွဲ့ဆိုရင်အဖွဲ104ဖွဲ့တော့ရပြီ35ဖွဲ့ပဲကျန်တော့တယ်နော်35ဖွဲ့စာတစ်ဖွဲ့ဆိုရင်10သိန်းကျအချိန်6ရက်ပဲကျန်မှာတော့တယ်โอเคနောက်တစ်ချင်းကဘာလာမလဲဒီချင်းကဘာလဲဖူးစာခိုင်းတယ်ဘာလဲဒါလည်းအငဲ့တစ်ချင်းပဲလားဖူးစာနိခိုင်းလားမမို့တစ်ချင်းမစီစဉ်ဘူးဟုတ်ခုနတစ်ချင်းပဲစီစဉ်ထားတယ်မရဘူးဒီတကြမ်းတော့မရတော့ဘူးဒီတကြမ်းတော့မရတော့ဘူးမှာအတာတကြမ်းအဘာတော်လိုင်းရဲ့အတာတကြမ်းတချင်းနားထောင်မယ်ကမယ်ပြီးလို့စရင်စာရီတွေ့ကကားလီအေးပါနေရေးလိုက်မယ်ပြင်မချဲပေးကြပါစေ50နဲ့အောင်ဆက်ဆိုတာပမာစကားပြောရမယ်အော်တော်လာရေးတဲ့ချင်းလေအားလုံးမင်္
င်္ဂလာပါစေအခါလာကြည့်ပေးပါလိုအပ်နေတဲ့ PDF 35ဖောက်စားလဲပေါင်ပေးကြပါငါရောက်ပြီးတော့အလုံး4990လို့သိပါတယ်စင်အရေးပေါ်အတွက်ဟုတ်ညတော့ဟုတ်ပြတဲ့အလုံး9000ကအလုံး1900လို့သိပါတယ်စင်ဒီညတော့900ရအောင်စစ်တောင်းတယ်အလုံး900ရပါစေလို့စစ်တောင်းတယ်တော်ပြီနော်အစရနည်းနည်းစေးတယ်10မိနစ်ကြော်တော့မှပါဆိုတော့စားတော့ဟိုဇာတ်ဆောင်ရတဲ့ PDF ဗီဒီယိုတွေပါတယ်ဒီအပိုင်းထဲမှာအလူကန်တော့မယ်ကိုမတို့ရေ9နာရီကွဲတော့မယ်အချင်းကိုတော့ဆက်ပြီးတော့နားထောင်ပါအခုမတို့ရေကုညီနေတောင်းပြစေမမောကူမိုးအထွန်ကမှာဗီဒီယိုတွေတင်တာနော်ပြန်ချဲပေးပါခမီတွေခမီပေးကြပါနော်ဘာကြောင့်ဆိုတော့မမောလိုက်လွှဲတဲ့အချိန်မှာလိုက်လွှဲတဲ့အကောက်တွေအားလုံး view တွေမတဲတော့ဘူး view လည်းမတဲဘူးလူတွေမြင်တာတညအဲ့ဒီ live ဆော့တကူမမောလိုက်လွှဲတာ3နာရီ4နာရီ5နာရီရတနေ့နဲ့တညဆိုရင်လူကြည့်တာ1000ကျော်2000ကျော်အဲ့လောက်ပဲနော်အဲ့တော့မိုးဗီဒီယိုတူတူတွေတင်တဲ့အချိန်မှာ one dot share ပေးကြပါနော်အားလုံးအတော်လန်ရဲ့အတွက်တွေဦးကျော်သူစီမှာပုံဆက်လိုက်မယ်ခါနော်ပန်ကားလည်းတခြားစီပဲအော်ဦးလိုက်တာအင်းကြီးလာတယ်နော်တီလေး6ပေးတာနော်တီလေးလက်ဆောင်ပေးတာလို့ပြောမှာပေါ့နော်အေးမွေရနာစကားလာနော်မိုးကတာချစ်စရာလေးပေါ့လေဒီညမိုးဘယ်လိုဖွားမလဲမိုးကလို့မတတ်ဘူးတချင်းတွေကပထမတချင်းကမိုးကလို့မတတ်ဘူးတကယ်ပဲဒါပေမဲ့မိုးစူးစားတယ်ငါရအောင်ကမယ်ကွာစိတ်ထဲမှာပေါ့နော်တချင်းကကောင်းတယ်လေဆွဲတချင်းလေဦးကျော်သူရေသမီးကိုကြည့်လို့ရှိရင်ဝင်ကျွမ်းလို့ရပြီဦးလေးရေဒီနေ့ဖန်မလိုက်မလွှင့်ရဘူးဗီဒီယိုတွေလောက်လဲဝယ်အမမို့ဗီဒီယိုတူတွေလောက်တယ်ပြီးတော့ပစ္စည်းတွေတော့ဝယ်တယ်သပတ်တစ်ခါပေါ့နော်တိုးစရာတွေတော့ဝယ်တယ်တသားနဲ့တို့ကြောင်ပိတ်တဲ့အချိန်မှာဝယ်ပြီးတော့ပြန်လာချက်ပြီးလို့စင်မမို့ကဖာတေးလေးနဲ့မို့ထက်ထားတဲ့တူရင်ထဲမှာရေကက်တက်တာထဲမှာဦးလေးရေဝင်လာလို့ရပြီနော်ဦးလေးနော်ဦးကျော်သူဝင်လာတော့နောက်ကြလို့စင်သူကြာကြီးနေလို့မရဘူးသူက10နာရီခွဲဆိုသူထွက်ရပြီ10နာရီကျော်ဆိုရင်သူထွက်ရပြီအဲ့လိုမျိုးဖြစ်တာဟာဦးကျော်သူကရင်တော့ဆိုရင်7နာရီခွဲထွက်လို့ရလို့စင်မမိုးကြာကြီးကပေးမယ်ဆွဲကြိုးကိုထောက်ရမလားကိုတို့မတို့ဆွဲကြိုးထောက်လိုက်လို့စင်ကောင်းမယ်နော်ဘယ်လိုလဲမသိဘူးဆွဲကြိုးကကြီးလုံးလားအင်းကြီးနဲ့မလိုက်ဘူးဖြစ်နေတယ်ထောက်လိုက်မယ်60ကျော်80ကျော်မင်္ဂလာပါအောင်မလေးနော်မိုးကားတာတော့မမိုးရဲ့ view 100မရှိတော့ဘူးအရန်ကိုစိုးနေပြီအချိန်တွေကဒါပေမဲ့မကြောက်ပါဘူးစီတလောင်းနဲ့တော်လန်သွားမယ်မမိုးတို့ရဲ့ပြည်သူရဲ့တတိယအဲ့ဟိုဘုံဆောင်ဘူးပေါ့နော်ကဲ85ရောက်မင်္ဂလာပါဒီတော့ရေမမို့ပြောတယ်ဒီရင်မပင်ခရအတွက်အရေးပေါ်ငုတ်ဒီအလုံး9000က
2000နဲ့100အလုံး2000နဲ့100တော့ရပြီအလုံး2900လိုသေးတယ်ဒီတရက်2ရက်အတွင်းနော်ဒါမဲ့ကြည်အားလုံးစုစုပေါင်းပြည့်ရမှာဘယ်လောက်လိုလဲဆိုတော့4000ကျော်4000ကျော်4990လိုတယ်โอเคနော်ဘာငွေဆိုရင်2သိန်းနဲ့9000ကျော်လိုတယ်2သိန်းနဲ့94,500လိုတယ်မြုပ်တီးဆိုရင်အလုံး4990လိုတယ်ပြည်သေးဆိုရင်35ဖွဲ့အဲ့ဒီ35ဖွဲ့အထက်မှာတစ်ဖွဲ့စာပြည့်ဖို့အတွက်2500ဘာလိုတယ်နော်2500ဘာလိုတယ်2500ဘာထပ်ပြမဲ့အလူစီလို့စီဒီချိန်မှာနော်မမိုး34ဖွဲ့ပဲကျွန်တော်မယ်တလမမိုးဒီလောက်ပေးတဲ့ဒီ3လပိုင်းကံပိုင်းတနိုင်ငံလုံးအတွက်နော် PDF အဖွဲ့100နဲ့3အဖွဲ့100နဲ့38ဖွဲ့100နဲ့38ဖွဲ့က100နဲ့2ဖွဲ့တော့ရသွားပြီ100အဖွဲ100နဲ့2ဖွဲရသွားပြီအဖွဲ300အဖွဲ35ဖွဲပဲလို့တော့တယ်မွေရတော့ကြည့်လို့ကောင်းနေတော့လာတယ်မမိုးတယ်ဟိုပဲဆိုရင်ညီမလေးလိုက်လို့ပြီးလို့စင်ပြန်ကြေးရမယ်ကျေးဇူးတင်ပါတယ်နော်ရေကျေးဇူးတင်ပါတယ်နော်လင်းလဲဒီတခါပဲနော်လင်းလဲလာပြီးတော့ကွန်ပျူတာတွေ့တယ်ဗာလဲဒီညကလို့လာတယ်ဆုချတယ်တဲ့ညဟိုဟုတ်လားကိုကတော့ဒီတချင်ကကလို့မတတ်ဘူးဘယ်လိုကောင်းမလဲနည်းနည်းနေတာပေါ့နော်ပြီးတော့ပြဿနာကဒီညရပြဿနာကဟိုအကောက်လိုမျိုးဖြစ်နေတယ်မိုးကိုကအကောက်လိုမျိုးလက်ခံလိုက်လို့ရှိရင်ဒီဘက်ကလူကဘာမှမမြင်ဘူးဟိုလက်ခံဝင်ကျွမ်းမဲ့နေရာမှာမရှိဘူးအဲ့လိုမျိုးဖြစ်တာအဲ့တော့သမီးကဦးလေးဝင်လာလို့ရအောင်သမီးထွက်ရမယ်ဆိုရင်တော့လူဘယ်နှယောက်ကြံမလဲမမိုးထွက်ရမလားကိုတို့မတို့ထွက်လို့ရှိရင်ဒီ85ယောက်နံပါတ်နဲ့စီအောင်မလားအေးစိတ်ညစ်လိုက်တာမမို့တရားတနေ့မမို့လူခန္ဓာစစချမမို့ messenger တွေစစ်ရမယ်လေဦးတော့သူမမို့လိုအားတယ်လူတရားလာပြီးတော့ကျွန်မမို့လိုအားတယ်မမို့အကောက်ပြောင်းမယ်နော်အဆုံးမပေးဘူးနော်လိုက်လာပေးပါနော်ဦးလေးအေးဗာသမီးကလေလိုက်မလွှင့်ခင်မှာသမီး Facebook တွေအကုန်လုံးဖြတ်ပြီးတော့ update လိုက်တယ်ဘာဖြစ်လို့မရတာလဲမသိโอเคရတယ်ဦးလေးရေပဲအဲ့ဆိုရင်မထွက်တော့ဘူးဒီမှာတယောက်ပဲလိုက်လို့သမီး message မှာဝင်လို့စင်ဘယ်သူမှ comment မဖတ်ပေးဘူးလို့ဖြစ်တာโอเคဦးလေးကြည့်ပေးနော်ဦးကျော်သူကမမို့အလူဝမ်းခံပဲမ comment မှာနော်သူဝင်လာလို့မရဘူးโอเคကျေးဇူးတင်ပါတယ်ဦးလေးရေဟုတ်ကဲ့โอเคကဲ comment ထဲမှာလည်းအလူဝမ်းခံလို့ရတယ်နော်ထဲမနိုင်တဲ့သူတွေ comment ရေးပေးပါနော်မမို့ကဒီဘက်မှာစူးစမ်းမယ်ဟုတ်အခုကတော့လောလောဆယ်တော့ပတ်တိလူစင်ကတော့နောက်လင်းလက်က300ပါဆုချပေးတယ်ကျန်တဲ့လူတွေရောမမို့ကတာမလှဘူးလားကျန်တဲ့လူတွေရောမမို့ကတာမလှဘူးလားဆုချပေးမဲ့လူမရှိတော့ဘူးလားနောက်လင်းလက်တယောက်ပဲလားဒီညဆွဲတဲ့ချင်းနဲ့ဆွဲကောင်းတယ်အဲ့လိုမျိုးဆွဲတဲ့ချင်းနဲ့ကလိုက်တာဒါမဲ့နောက်လင်းလက်ကဆုချပေးလိုက်တယ်ကျန်တဲ့သူတွေကဘယ်သူတွေဆုချမလဲနော်ကဲမမိုးတော့ဖိတ်ခေါ်ပါတယ်မမိုးပြောမယ်ပြီးတော့အခုဆိုရင် PDF ဖွဲ့1နဲ့38ဖွဲ့က35ဖွဲ့ပဲလိုပါတော့တယ်စင်35ဖွဲ့ပဲလိုတော့တယ်အရေးပေါ်ရင်းမပင်ခရံအလုံး9000က2000နဲ့100တော့ရပြီ2000အလုံး2000တော့ဒီနေ့ပို့လိုက်ပြီကြံနေတဲ့အလုံး2000နဲ့900နော်မင်္ဂလာပါဦးလေးရေကြံနေတဲ့အလုံး2000နဲ့900ကိုမမိုးစိုက်ပြီးတော့စူးစမ်းပါတယ်ဒါအရေးကြီးတယ်ဒီတရက်2ရက်အတွင်းမှာတော့မနေ့အမှန်တကယ်ဆိုမနေ့တော့မို့ကလုံးပို့ပေးချင်တာနော်မနေ့တော့မမို့ကလုံးဒီ9000ကပြည့်စေချင်တာဒါပေမဲ့မပြည့်ဘူးလေမမို့ကိုတိုင်လဲစတူ1000ပါလိုက်တယ်အလူစင်ဝိုင်းတော့ထည့်ပေးတယ်1000ဒီနေ့ကတော့အလုံး100ထားရတယ်အဲကြောင့်ကြံနေတဲ့ဒီအရေးပေါ်အတွက်2000နဲ့900ကိုဆက်ပြီးတော့ပါဝင်ပေးကြပါကြံတဲ့အလုံး1000ကျော်တော့ခဏလေးပါဆိုတော့ဒီ6ရက်အတွင်းအလုံးစုပေါင်းကြံတာတော့4920 4920နောက်ကြည်ရတော့1000လေကြည်ရတော့1000ဒီကြားထဲမှာအရေးပေါ်အလုံး9000လို့တယ်ဒီတရက်2ရက်အတွင်းအလုံး9000လိုတယ်အဲ့ဒီအလုံး9000ထဲမှာ2000နဲ့100ရပြီ2000နဲ့900လိုသေးတယ်နော်အခုလောလောဆယ်နောက်လင်းလက်က300ထည့်ပေးလိုက်လို့မမိုး9လုံးရတယ်6လုံးတော့မပြည့်ဘူးနော်9လုံးတော့ရပြီ2000ကိုခဏတည်ထားမယ်2000ကိုခဏတည်ထားမယ်900လူခံမယ်900ကို9လုံးရတယ်ဆိုတော့400နဲ့95လုံးလိုတယ်โอเค400နဲ့95လုံးလိုတယ်မမိုးနှုတ်ပြီနော်မမိုးနှုတ်ပြီဘယ်လောက်ရင်ကောင်းမလဲဝါအမလေးကြားဖြတ်ကိုင်းလေးစကန်မအင်္ဂလိပ်တပ်ပုံနဲ့ငါလာပြီးတော့လက်မထောင်နေငါအကြောင်းမသိသေးဘူးလူလိုက်နေ
မင်္ဂလာပါအားလုံးမင်္ဂလာပါဆင်ရကိုလိုမတို့ရေအဲ့နော်အတန်လည်းပိတ်လို့မရဘူးဒီညသွားငါရကောက်ပြီလို့လဲဦးလေးရေအတန်လည်းပိတ်လို့မရဘူးသွားပြီသူများအတန်ပို့လာပြီလားဒီညလေအကောင်လုံးကဖုံးကချော့ဖြစ်တာဦးလေးဟုတ်ခုနကတော့မမိုးကလေတယောက်တော့ဖုံးဆက်ပေးပါလားမမိုးဆက်တဟုတ်ခုနကတော့လူတယောက်ကဖုံးဆက်လဲလို့မမိုးဖုံးကတခါတည်းချော့ဖြစ်သွားတာဘာလို့ရေးတာလဲဖားဘယ်မှာနေလဲလူလိမ်ပဲတဲ့ဖားဘယ်မှာစာလုံးပေါင်းတော့မမှန်ဘူးဗာတဲ့ဘယ်ကနွားလဲငါ့ကိုဆဲတာလားဒီနွားအကိုရေခဏလေးအကိုဘာပြောတာလဲမိုးတော့ကလေစီးနဲ့ကန်နဲ့သွားရတာဘာတွေပြောတာလဲခဏလေးနော်ကျွမ်းချင်တိုင်းကျွမ်းလို့မရဘူးစင်မဟုတ်ဘူးမိုးဦးလေးရေမိုးအထွန်အကောက်မှာဖုံးဆက်ပေးပါဦးလေးမိုးအထွန်အကောက်မှာဖုံးဆက်ပေးပါအကိုရေကျွမ်းချင်တိုင်းကျွမ်းလို့မရဘူးနော်စီးနဲ့ကန်နဲ့သွားရတယ်နော်သူတို့ကဘယ်အဖွဲ့လဲဘယ်တိုက်ရင်လဲအခိုးလူစင်ကူညီတောင်းပြီးတော့မိုးနဲ့ကျွမ်းပေးပါမိုးတို့လည်းမခံဘူးနော်သူတို့ဘက်က PDF မှန်ကန်လို့စင် Messenger မှာသူတို့တက်တက်ထောက်ထားတိုက်ရင်တက်ခွဲနေရဒီတာတိုင်သူတို့အကောင်လုံးရေးလာရမယ်ပြီးမှပဲဦးကျော်သူရဲ့နှင့်ကိုမိုးချပေးရမယ်အဲ့ဒါမှဦးကျော်သူကနေတစင်သူတို့သွားဆက်သွယ်ရမယ်ဆက်သွယ်တဲ့အချိန်မှာလည်းတက်တက်ထောက်ထားပေါ့နော်ဒီဘယ်တိုက်ရင်လည်းဘယ်တက်ခွဲလဲသူတို့အကောင်လုံးတေချာရေးရမယ်သူတို့အလဲရောက်မှဦးကျော်သူကစစ်စေးမှာအဲ့လိုမျိုးပေါ့နော်အချင်းချင်းတိကျတိုင်းခင်ကြတိုင်းဟိုတခါတည်းကျွမ်းပေးတာမိုးတို့ကအဲ့လိုမျိုးစီမီစီအဲ့လိုမျိုးဗလဲလမ်းစင်းနဲ့သွားတာမဟုတ်ဘူးနော်ကိုຫນွေဦးမိုးမှာဖုံးဆက်ပေးပါနေဒါမြခွေးလားတခိုးကြီးနေဒါမြခွေးလားလူလိန်မဒိန်ကောင်ခွေးမသားနေဒါမြရက်ခွေးโอเคခွေးမသားနေဒါမြခွေးဆိုတော့ခွေးစကားပြောတာပေါ့ဒါပြီးတော့တော်လန်ရေးကသူနဲ့မဆိုင်နိုင်ငံရေးကသူနဲ့မဆိုင်မြန်မာပြည်ကြီးကသူနဲ့မဆိုင်ဒီသူလူတွေရဲ့ငွေကိုအကောင်လုံးလိန်စားညာစားပြီးတော့ခွဲထွက်တာအဲ့ဒါတခိုးကြီးနဲ့ဒါမြဖာကောင်းနဲ့ဒါမြနော်ပဒိန်တမတော်မလားခွေးတမတော်လို့ခေါ်တာနော်ခွေးတလိမ့်ဆိုင်ရဲ့ဤဟီယာဤခွိုင်းနော်အစ်ဆတ်နာမည်ကလည်းထိုင်းနာမည်နဲ့ထိုင်းလိုမျိုးဆဲပေးလိုက်ပြီခွိုင်းโอเคရပြီလားဦးကျော်သူဖုံးဆက်လည်းမရဘူးโอเคမရတော့ဘူးဘာမှမဖြစ်ဘူးဖုံးကအဲ့လိုမျိုးဖြစ်သွားပြီဟုတ်ခုနကတော့ဦးကျော်သူဝင်လာတဲ့အချိန်မှာလူတရားဖုံးဆက်လာတယ်မမို့ဖုံးကြားခါနေပြီသူတို့ထုတ်တယ်လို့မျိုးဖြစ်နေတယ်အဲကြောင့်မောင်နာပဲဘာမှမတွေ့တော့ရတယ်ဘာမှမဖြစ်ဘူးကြတို့စီးတဲ့အချိန်လေးနဲ့စူးစမ်းမယ်ဖုံးကဦးကျော်သူဝင်လာလို့မရလဲမမို့တို့လတ်တနာမရှိဘူးရတဲ့နေနဲ့စူးစမ်းမယ်โอเคတနောလာပြီလားဒီလားโอเคဝင်တော့ရောဆိုလာဆိုင်နော်ဘောနာပါလော်လီလောနော်ဘောနာပါလော်လီလောဆိုင်ငါတို့တွေကလေပြည်သူမှပြည်သူပဲတော်လန်ရေးမှတော်လန်ရေးပဲနော်တော်လန်ရေးကြာမလားလောက်ကောင်အဖွဲ့တွေများမလားတာပါတီအဖွဲ့တွေများမလားအဖြက်သမားတွေအောက်တန်းစားအဖွဲ့အစည်းတွေများမလားငါတို့တွေကမတွန်းဆောက်သွားဘူးနော်ငါတို့မပြိုသွားဘူးโอเคနေတို့လိုမျိုးစစ်တိုးလိုက်နောက်ဆောက်လိုက်ငါတို့မဖြစ်ဘူးโอเคငါတို့ရတဲ့နေနဲ့ဒီတော်လန်ရေးကိုနိုင်အောင်တိုက်မယ်နော်ဘယ်လူရောက်မှာအဖွဲ့စီပဲငါတို့လာတော့စီယုံငါတို့မပါသွားဘူးနေတို့ရဲ့ခွေးမသားနေတာများကမအေးလို့မရောက်လိုက်စီယုံတာအောင်မြင်လို့နော်မအေးလို့မရောက်လိုက်စီယုံတာအောင်မြင်တဲ့အတွက်ကြောင့်နော် तू ကသူ့ကို तू တရေဝင်ကြညာပြီးတော့ तू ကတမတာဖြစ်ပြီး तू ကကော်တူးလေးနိုင်ငံရပြီးအဲ့ဒီကော်တူးလေးနိုင်ငံ तू ဘယ်သူပေးလဲ तू ရဲ့ခွေးမသားမရောက်လိုက် तू ကိုပေးလို့ပြည် तू က तू ကိုပေးတာမဟုတ်နော်နိုင်ငံတစ်ခုရဖို့တမတာဖြစ်ဖို့ဆိုတာပြည် तू ကကို့မဲပေးမှပြည် तू ကပြည် तू လူထုရဲ့ခွင့်ပြုချက်နော်ရမတာလင်အဲ့ဒီနေရအဲ့ဒီကိုသူလိုချင်တဲ့တမတနေရလားသူလိုချင်တဲ့စစ်ဦးစီးချုပ်နေရလားသူဘာလဲသူလိုချင်တဲ့ကော်သူးလေလားပါလားရမယ်ပြည်သူလူထုခွင့်ပြုချက်မရတဲ့နဲ့မအေလို့မရအောင်လိုက်လို့မျိုးတူမှာအခုမအေလို့ကတမတမဖြစ်ရတဲ့နဲ့ဟိုတမတော်မဖြစ်ရမနဲ့မအေလို့မရအောင်လိုက်လို့သူများခေါ်တာโอเคနော်မအေလို့မရအောင်လိုက်လို့သူများခေါ်တာအခုမအေလို့နဲ့ဓာတ်များဆိုလည်းဘယ်မှာလဲဘိုးချောင်းနဲ့ဓာတ်များဆိုတာဘယ်သူကခေါ်လို့လဲနေတို့ခွေးမသားတစ်ဖက်ပိုက်တွေပဲခေါ်တာလေငါတို့ပြည်သူတွေကမအေလို့နဲ့ဓာတ်များနော်စောက်ယူအာနာယူတမတယူနဲ့ဓာမြတခိုးကြီးနဲ့ဓာမြထမြကြီးနဲ့ဓာမြတခိုးနဲ့ဓာမြသူများခေါ်တာနော်ပြည်သူလူထုလက်မခံတဲ့ကောင်တွေကပြည်သူလူထုနေရာမပေးတဲ့အရာတွေအားလုံးစောက်ယူအာနာယူနော်အာနာစင်လူတသမားကောင်တွေတဲ့ပဲသူများခေါ်တာနော်ဘယ်သူမှဟိုဘိုချုပ်ဒီဘိုချုပ်သူများမခေါ်ဘူး
ကောင်းတဲ့ဘိုလ်ချုပ်တွေပဲဘိုလ်ချုပ်လို့သူများခေါ်မှာဘိုလ်ချုပ်ထုံးမြနိုင်တို့ဘိုလ်ချုပ်ကုန်းမော်တို့ဘိုလ်ချုပ်အောင်ဆန်းတို့သူများခေါ်မယ်နော်မအားလားလိုမျိုးအာနာယူလို့စင်စောက်တော့မကြပဲနဲ့စောက်အရင်ချင်းမရှိပဲနဲ့မအားလားလိုမျိုးအာနာယူလို့စင်မအေလို့ပဲသူများခေါ်တာနော်အဲ့ကြောင့်တို့တမတယူနေတာများလည်းမအေလို့ပဲသူများခေါ်တယ်မအေလို့နေတာများမအေလို့မရောက်လိုက်နားလဲလားအဲ့ဒီစောက်စင်းနဲ့ပဲရတယ်နော်ညီတို့တစ်ဖက်ပိုက်တစ်ယောက်နှစ်ယောက်နဲ့တို့ကိုတို့ထင်မကြီးနဲ့ညီတို့စောက်စင်းနဲ့ပြန်တော့ကြည့်လိုက်နော်ညီတို့ခေါ်တဲ့ကော်တူးလေးညီတို့ကော်တူးလေးပတ်စံတော့မှမရှိဘူးညီတို့ကော်တူးလေးမပေါ်တင်တော့မှမရှိဘူးညီတို့ကော်တူးလေး passport တော့မှမရှိဘူးညီတို့ကင်ထားတဲ့ကတော့မှခိုင်းစာနဲ့ညီတို့ရေးရတယ်အခုညီတို့နေတာလဲဟမ်ဘာလဲအဲ့ဒီကော်တူးလေးပြောပြတော့ပတ်စံတုံးတဲ့အချိန်မှာထိုင်းပတ်စံနဲ့တော်ရတယ်ဘယ်မှာလဲနေတာများပတ်စံဘယ်မှာလဲနေတာများပေါင်နဲ့ညီတို့ထောက်ထားတာစောင့်ငကြွားတွေစောက်ဆက်တရားမရှိဟမ်အဲ့ဒါတစ်ဖက်ပိုက်ဆိုတာဒီလိုပဲနော်လီးနဲ့ဘလောက်ပဲထိုးမပွင့်ဘူးစောက်ဆက်တရားဆိုတာဟိုမွေးလာကြတဲ့ကမှပါလာတာအဲ့လိုမျိုးဖြစ်တာပြောလိုက်လို့စင်ငါတို့ကကော်တူးလေးနိုင်ငံစီပြီးကော်တူးလေးပတ်စံတော့မရှိကော်တူးလေးမပေါ်တင်တာမရှိကော်တူးလေး passport တော့မရှိမအေလို့တွေဟမ်ကြည့်လိုက်လို့စင်မအေလို့နေတာများပဲကောင်းစားတယ်你若找到不当啥在说的，你若进来嘞，你他妈你的爱的高度嘞，那么嘛，是高路面的不老生意嘞，跟人路面的不老生意嘞，啊，你妈的呀，跟人路面的太生意嘞哦，俺天谁啦冇喏，你他妈澳洲的地吧嘞，高度嘞那么嘛嘞，是高路面的一样过生意啦，跟人路面的来一样过生意啦，喏，俺都偏个跟人对，俺都打马下空啊，跟人的，俺都打马超跟人进来的天，GG的，喏，没少别带不，你他妈那你妈谁的路的呀，谁别上太说啦。အဲ့ဒါကောင်းစားသွားတာနေတာမြတထေးသွားတာနေတာမြအိမ်လုံးပေါင်းများစွာချမ်းမြေပေါင်းများစွာနေတာမြတထေးတာနေတာမြကိုထောက်ခံတဲ့သူ့ရဲ့တစ်ဖက်ပိုက်တွေကဘယ်သူကတထေးလို့လဲဟမ်နိုင်ငံသားမှာသူ့ကိုထောက်ခံတဲ့သူကဘယ်သူကမြန်မာပြည်မှာပြန်လာပြီးတော့သူ့ရဲ့ကော်သူလေးနဲ့မြန်မာဘယ်သူကပြန်လာလို့လဲခုနိုင်ငံသားမှာអော်နေတဲ့ဖေလိုမစကိုင်းမှုတို့ကလျံဆိုးတို့ဘယ်သူကသူနဲ့ပြန်နေလို့ရဲလဲဘယ်သူမှပြန်နေလို့မရဲဘူးလေသူတို့ပစားပြမှာပဲကော်သူလေးသူတို့អော်တာသူတို့ပြန်လို့မရဲဘူးသူတို့ KNU ကိုကြားရတယ်အဲ့ဒါပဲဟဲ့နေတော့ကော်တူးလေးနိုင်ငံတကယ်ရလို့စင်တော့ KNU ကိုလည်းတောက်စရာမလိုဘူးသိလားနေတော့နိုင်ငံနဲ့တော့နေတာလေစောက်ဆက်တရားမရှိနော်ပြည်သူလူထုလက်မခံတဲ့အာနာယူအာနာခွေးပဒိန်ကောင်ကိုသွားပြီးတော့ထောက်ခံတယ်သွားပြီးတော့အထင်ကြီးနေတယ်ဘာစောက်စင်မှလည်းမရှိကရင်ပြည်နယ်စခန်းတလုံးတော့မသိမ်းမရတဲ့မအေလို့နဲ့ဒါများကိုသွားပြီးတော့တမတတင်နေတယ်သွားပြီးတော့နိုင်ငံဗလဲနိုင်ငံပေးအောက်ချုပ်တယ်နိုင်ငံတဲ့ဟာနော်ကရင်ဒီဘက်ကကရင်လူမျိုးတွေနေတော့လက်မခံတယ်လို့ဒီဘက်မှာတမဟာလေးကတနေ့တိုင်းလူတွေနေတော့လက်မခံဘူးနွားတွေရဲ့နော်နေတော့ရတတိယပဲမှာလဲဗာဆောက်စင်းတယ်လေကရင်အချင်းချင်းပြန်တော့ပြစ်တာတော့တတိစီတယ်ဟုတ်လားကို့အဖွဲထက်ကတန့်ရင်မှုတွေကော်တူးလေးစစ်သားချင်းချင်းပြန်တော့လောက်ကြံတာမင်းတို့တတိစီတယ်ဟုတ်လားကရင်စစ်သားချင်းချင်းတို့ပြန်တော့တိုက်ကြတာပါကြတာတမဟာလေးလားတမဟာဆောက်လားတို့တတိစီတယ်ဟုတ်လားနေတော့ဖွဲတက်က PDF တွေတို့ပြန်တော့လောက်ကြံတယ်ဗဒိန်းချင်းနဲ့တော့တတိစီတယ်စစ်ခွေးစစ်သားမအေလို့မရလိုက်ရန်သူအစစ်မှန်ကျွန်တော်တို့တတိမရှိဘူးတို့တိုက်ရမှာနော် KNU လည်းဒီလိုပဲနေသားများဒီကော်တူးလေးအာမီလည်းဒီလိုပဲ BGF DKBA လည်းအားလုံးပဲနော်စစ်ခွေးစစ်သားမအေလို့မရလိုက်မိုက်စာကောင်ကိုလူမျိုးကိုပြည်နယ်ကိုနိုင်ငံကိုထိုင်ချောက်အောက်ချောက်တဲ့ဒီအာနာယူစီမိုက်စာကောင်တွေကိုတိုက်ရမှာနေတော့တစ်ဖက်မှတတိမရှိဘူးကိုလူမျိုးချင်းချင်းဆိုရင်ပြန်တကြတာပြန်တော့လောက်ကြံကြတာပြန်တော့ဖန်ကြတာပြန်တော့ဆွဆွဲကြဟုတ်လားပြန်တော့ဆဲကြငါနေတော့ဆဲတာတော့စောက်တုံတလို့ငါဆဲတာနော်အခုနေတော့ကော်တူးလေးအမေနဲ့ KNU လူနဲ့ကော်တူးလေးလူဆိုရင်နေတန်ညတိုင်း Facebook တွေဖွင့်ပြီးတော့ပြန်တော့ဆဲနေကြတယ်ဟာလားအခုကော်တူးလေးအမေနဲ့ KNU ကိုပြန်တော့ပြစ် KNU အမေနဲ့ကော်တူးလေးပြန်တော့ပြစ်ကော်တူးလေးစစ်သားတွေပြန်တော့ပြစ်ဟမ်မအားလာကိုတိုက်မှာကျတော့တရားမတတိမရှိဘူးမအေလို့တွေဟာလားကရင်ပြည်နယ်မှာမကောင်းဆိုရတဲ့အရာတွေကိုဖြည့်စင်ဖို့ဆင်းလင်းဖို့သွားပြီးတော့ဘုံကျဲဖို့ဖမ်းဆီးဖို့ဘယ်အဖွဲ့မှမလုပ်ဘူးမအေလို့နဲ့ဒါမျှလည်းမလုပ်သလို KNU လည်းမလုပ်ဘူးနော်ခွေးမသားပြီးကျင်းတဲ့ DKB ဆိုမှလားခွေးနော်မလားခိုင်တိုင်းကလည်းလို့ကြံတဲ့ဒီနေသားများပြည်သူလိုဘာလို့ပြည်သူဘက်မှာလိုဘာလို့ကရင်ဘက်မှာလိုဘာလို့ KNU လည်းဒီလိုပဲနောက်ဆုံးတော့မလားနဲ့ပဲဖင်ခံနေကြတယ်နော်မလားကိုလီးနဲ့ထိုးရမှာမထိုးဘဲနဲ့မလားနဲ့ဖင်ခံနေကြတယ်ခွေးတောင်သားတွေနော်အဲ့ဒါငါလေနေတော့ဆဲတာလေးနဲတောင်နဲသေးတယ်နော်ဆက်ပြီးတော့ခံနေတော့နေ့တိုင်းဆဲပြမယ်နော်ငါလီးတောင်စီးလို့စင်လေနေတော့ရဲ့မျက်နှာငါလီးနဲ့နေ့တိုင်းပဲထိုးမှာငါလီးမစီးလို့စပ်ပါနဲ့ဖွာလဲငါရဲ့စပ်ပါနေတော့နဲ့မတန်ဘူးမေလို့တေခါနေဖို့ကြီးတွေနော်စောက်ချက်တေတောင်းတဲ့ကောင်တွေစောက်တိတရားလည်းမရှိအရင်ချင်းလည်းမရှိအမျိုးတက်ဘာမှမလုပ်ပေးတဲ့ကောင်တွေစပ်ပါနဲ့ဖွာလဲစပ်ပါတိတ်ခါကြတယ်နော်နေတော့ဆဲမဲ့စကလုံးမရှိဘူးမေလို့တွေကန်ထားတဲ့လက်နဲ့စောက်ကြည့်ကြပြောထားတဲ့စကလုံးစောက်ကြည့်အဖွဲစီပေါင်းများစွာနော်ခွေးလောက်တောင်တန်ဖို့မရှိခွေးလောက်တောင်တိတရားမရှိခွေးလောက်တောင်တောင်ဖို့မကြည့်ခွေးတရားတောင်ဖို့ကြည့်သေးလေနော်
ကိုရကရင်ပြည်မှာစစ်ခွေးလာထမရလာတခိုးလာဝင်လာလို့စင်ခွေးတယ်ဟောင်ပေးတယ်မင်းတို့လို့မအေလို့တရားခွေးလောက်တော့တော့ဟောင်လို့ခွေးလိုမျိုးတော့ဟောင်လို့မနိုင်ဘူးခွေးလိုမျိုးတော့မဟောင်ဘူးရန်သူလာလို့စင်တော့ပစားပပိုက်တယ်တော့ဖင်နိုင်ပြီးတော့ခံနေကြတယ်တော့ခွေးတဲ့ဆိုတာနော်ခွေးဆိုတာဒါငါတို့ကရင်ပြည်နဲ့ထမရနေမဝင်လာနဲ့စစ်ခွေးမှာခွေးတယ်ဟောင်တယ်နော်ဒီတော့မအေလို့တရားကန်ထားတဲ့လက်နဲ့ကန်တော့မစပ်ပါပဲတော့ပြန်ထိုးထက်တာနော်ရန်သူကမတိုက်ဘူးအချင်းချင်းကိုချင်းချောက်ရမယ်ဆိုရင်တော့အရန်တက်တိစီတယ်အချင်းချင်းကိုပြောင်းဖမ်းရမယ်ဆွဆွဲရမယ်လောက်ကြရမယ်ဆိုရင်တော့အရန်ကိုတက်တိစီတယ်အချင်းချင်းပြောင်းပြေးရမယ်ဆိုတော့တက်တိစီတယ်အေးလို့လေနော်จีตูနဲ့ဆိုရင်အိုးအရန်ကိုချင်းချောက်တာအမလေးငါတို့ကသူတို့ဆဲလိုက်လို့စင်ငါတို့ဖမ်းမလားငါတို့မိသားစုဖမ်းမလားတတ်မလားအရန်ကိုတက်တိစီတယ်ဟမ်နော်ရတယ်နော်ဘာလဲပြပြမိုးပန်နဲ့ရတယ်နော်ဇာဘကွာကျော်အကျွေး300ပါရောက်ပြီနော်စကလော့ဆိုင်နော်စောက်တော့မကြဘူးစောက်တော့မကြတဲ့သူကလေပြီးတော့လူမျိုးအတွက်မလောက်ပေတဲ့သူကနော်ဘယ်နှစ်ပဲဘယ်နှစ်ခုနှစ်ပဲရောက်အနည်းဘယ်20ပဲကြော်ပေါ့နော်မချစ်ဘူးဆိုတာမချစ်ဘူးပဲမလောက်ဘူးဆိုတာမလောက်ဘူးပဲစီးပွားရေးမှစီးပွားရေးပဲအနည်းဘယ်20ပဲကြော်သွားခု80ကြော်သွားပြီနော်ငါတို့ရဲ့ PDF ကိုကြည့်လိုက်လေငါတို့ရဲ့ NUG ကိုပဲကြည့်လိုက်10နှစ်စီလားမရှိသေးဘူး6နှစ်စီပြီလားမပြည့်သေးဘူးမျိုးတွေအများကြီးပဲတင်လို့ရတယ်တနိုင်ငံလုံးအလဲဝိုင်းပြီးတော့တိုက်ပေးတယ်လူမျိုးဘာသာမခွဲခြားတနိုင်ငံလုံးဝိုင်းပြီးတော့တိုက်ပေးတယ်တနိုင်ငံလုံးကဘာပေါ်မှာစီးတဲ့နိုင်ငံခေါင်းဆောင်တွေကိုလိုက်ပြီးတော့စကားပြောတဲ့အကူအညီတောင်းတယ်တိုင်းရင်သားလက်နဲ့ကန်นี่80ကျော်ဘယ်နိုင်ငံကကဘာခေါင်းဆောင်တွေနဲ့လိုက်ပြီးတော့စကားပြောပြီးတော့ကူညီတောင်းတာလဲသူတို့ရဲ့ကိုကြိုးစီဝိုင်းနေမယ်သူတို့လောက်တွေစောက်နေတယ်တမဟာ9ဆိုရင်လည်းအဲ့ဒီဆွေသွင်းနဲ့နော်အလောက်တွေတိုင်ပနေတယ်တမဟာ9မှာဖူဘောကျော်ဟဲ့ဆွေသွင်းတမဟာ9မှာဆိုရင်ဆွေစီတယ်အဲ့ဒီဆွေသွင်းနဲ့ပဲတိုင်ပနေတယ်နေ့ပေါင်းများစွာအဲ့ဒီတမဟာ9မှာတိုက်ပွဲဖြစ်တာတယောက်လဲလာပြီးတော့ယူမလို့မအားလားလဲလာပြီးတော့ယူမလို့စစ်ခွေးစစ်သားလဲလာပြီးတော့ယူမလို့သူတို့ကကာကွယ်ပေးရတယ်အမျိုးကာကွယ်ပေးတာမဟုတ်ဘူးနော်ဖူဘောကျော်ဟဲ့လဲသူ့ရဲ့ဆွေသွင်းအောက်စာဆောက်လိုမျိုး तू မဖြစ်လို့ရှိရင် तू ဟိုးဘကိုးတို့ရန်ကုန်တို့ तू ရောက်သွားတာကြာပြီအခုဘကိုးတိုင်းမှာစစ်ဖြစ်တယ်ဆိုတာလဲ KNU တိုက်လို့နော်မြို့တွေဘာတွေစစ်တွေဖြစ်လို့မဟုတ်ဘူး KNU PDF ဆိုရင်69ရာခိုင်နှုန်း KNU လူတယောက်နှစ်ယောက်ပဲအဲ့ဒါငါပြောလို့ရဲတယ်နော်အဲ့ဒါပဲဘာကြောင့်ဆိုတော့သူတို့ကိုကြိုးစီဝိုင်းနေမယ်တမဟာ6တမဟာ9 KNU ကောင်းဆောင်တွေလည်းဒီလိုပဲဒီကြားဖြတ်ကန်နဲ့တိုင်ပလိုက်မူကြီးစီဝါနဲ့တိုင်ပလိုက်လောင်းကစားနဲ့တိုင်ပလိုက်နော်ကြိုက်ထောင်ပြီးတော့တိုင်ပလိုက်ဒါတွေပဲစီးတယ်ဖာရောင်တွေဖွင့်ပြီးတော့တိုင်ပလိုက်မာလာနဲ့ဖင်ခံလိုက်ဆွေးနွေးလိုက်တော်လန်ရေးစကလုံးလလေးပြောလိုက်အကြောင်းပြချက်တွေပြူဟာတွေဘာတွေသုံးလိုက်စပတ်ပြူဟာတွေပေါ့အဲ့ဒါတွေပဲနော်အဲ့ကြောင့်ပြည်သူလူထုတွေသိပြီးဆိုတော့နော်မမပြောမယ်တော်လာရင်မနိုင်ခင်မှာနော်တော်လာရင်နိုင်သွားပြီဆိုရင်နိုင်ငံရေးရလာမှာနိုင်ငံရေးလာပြီဆိုရင်သေးချတဲ့ဒီသေခါနေအဖိုးကြီးတွေနေရတယ်လူမယ်နော်သူတို့ပဲအစိုးရဖြစ်မယ်သူတို့တွေကဟိုကရင်ပြည်နယ်အစိုးရပေါ့သူတို့ကဖြစ်ရှင်မှာပဲနော်သူတို့သေချတဲ့သူတို့ဖြစ်ရှင်တယ်အဲ့ကြောင့်ငါတို့တွေကသူတို့မရွေးချယ်ဖို့မမောကနေတညက်တိုက်ပြောပြတာနော်ဒီတော်လိုင်းထဲမှာမပြောတာတော်လိုင်းရဲ့နိုင်ငံရေးသတင်းကိုစောက်ကြည့်ဘယ်သူကပြည်သူဘက်မှာတသားထဲရတည်တယ်ဘယ်သူကပြည်သူအတွက်အမြဲတမ်းအစကတည်းကအခုထိပေါ့နော်တသွေးတသားရတည်ပြီးတော့အာနာစင်ကိုငါတို့နဲ့တူတော်လန်တာလဲဆိုတာငါတို့စောက်ကြည့်ရတာငါတို့တိုက်တယ်သူတို့ကကောင်းစားတယ်ငါတို့တိုက်တယ်သူတို့ကစီဝါရေးလုပ်တယ်အဲ့လိုမျိုးအဖွဲ့ဆိုရင်နိုင်ငံရေးရောက်လာတဲ့အချိန်မှာလုံးဝမရွေးချယ်မိစေနဲ့အဲ့ဒါမှမပြောထားမယ်နော်အခုတော်လိုင်းထဲမှာကိုစောက်ကြည့်လိုက်ဘယ်ဘိုးကကောင်းလဲဘယ်ကောင်းဆောင်ကောင်းလဲဘယ်ကောင်းဆောင်မကောင်းလဲနော်ဘယ်ဒေတာကပြည်သူဘက်မှာရတည်လဲဘယ်ဒေတာကပြည်သူဘက်မှာရတည်လဲဆိုတာမရတည်လဲဆိုတာပြည်သူတွေအားလုံးစောက်ကြည့်စိတ်မတွေစီးပေးဘယ်သူကခွေးဘယ်သူကလူစောက်ကြည့်ဘယ်သူကကောင်းဆောင်မကောင်းဘယ်သူကတောင်းဝင်ကြည့်လဲဘယ်သူကတောင်းဝင်ကြည့်လဲကလုံးစောက်ကြည့်လိုက်ကိုတို့မတို့ရေနော်ရေရတယ်ဒီပန်ရပါတယ်စင်းရတယ်နီလောပြောလိုက်လို့ရှိရင်လေတညလုံးမပြီးဘူးဒီမေလို့တွေရဲ့အကြောင်းသူတို့ရဲ့အကြောင်းလဲကိုအကောင်းတဲ့အကြောင်းတွေကိုကြားခြင်းတယ်ကိုပြောခြင်းတယ်ကိုရက်ကရင်ခေါင်းဆောင်တွေပဲကိုရက်ကရင်လူမျိုးတွေလဲကိုရက်ကရင်လူမျိုးတွေပဲဆိုတော့သူတို့ရဲ့လောက်ရက်ကိုကြည့်လိုက်လေဘလောက်ညစ်ပလဲဆိုတာနော်သူတို့အတွက်အကောင်းပြောခြင်းပေမဲ့လည်းကောင်းတဲ့အကွက်မှာတခုမှမရှိတာပြီတို့ကောင်းတဲ့အကွက်တခုမှမရှိဘူးစစ်မတိုက်ပေးခြင်းလည်းပြဿနာမရှိဘူးကိုရက်တီနယ်မှာ
မတရားကြိုက်ထောင်ပြီးတော့ပိတ်ဆက်တွေတောင်းစားနေတဲ့အဖွဲကိုဖမ်းပေးပါလားအရေးယူပေးပါလားစီနဲ့ကန်နဲ့သွားပေးပါလားမဟုတ်ဘူးဘယ်အဖွဲမဆိုအကောင်လုံးအာနာတွေယူနေကြတယ်ဘယ်အဖွဲမဆိုလက်နဲ့ကန်ပြီးဆိုရင်ဒီသူမျက်နှာမငဲတော့ဘူးတောင်းတယ်လို့မျိုးတောင်းတယ်လှုပ်ချင်မျိုးလှုပ်နေကြတယ်အဲ့ဒါဘယ်သူမှမထိန်ဘူးဘယ်သူမှလည်းမဖြေစင်းဘူးတခိုးထမအများကြီးမိုးရစေဝါအများကြီးဘယ်သူမှအရေးမယူဘူးအဲ့ဒါဘယ်လိုလုပ်မလဲစစ်လည်းမတိုက်နော်စစ်လည်းမတိုက်ဘူးတရားမို့တဲ့အရာတွေကိုပဲကိုယ့်ရဲ့ပြည်နယ်မှာထိုးထက်တယ်ဖွင့်ပေးတယ်အဲ့ဒါဘယ်လိုလုပ်ရမလဲအဲ့ကြောင့်ကောင်းတဲ့အကွက်မရှိဘူးမအေးလို့နေတာများဆိုရင်လည်းသူ့ပစပြမယ်ကရင်လူမျိုးတက်ကရင်ကောသူ့လေခွေးတောင်စားဘယ်နေရာမှလည်းစောက်တော့မကြဘူးဘယ်နေရာအားကိုလို့ရလို့လဲဟာသူနေတဲ့တက်မှာအဆောင်မြဝတီထိုင်းနေစသမားမအေးလို့နေတာများရအောင်အောက်ချုပ်မနိုင်ပေးဘူးသူ့ရဲ့ဘေးနာကစစ်ခွေးစကန်တော်မှသူ့ရဲ့လူတယောက်နေနဲ့တညထိုင်တိုင်ပပြီးတော့ဗီဒီယိုတွေရိုက်ပြလိုက်ကားတွေမောင်းလိုက်မတွေ့ဘူးလားနေသားများရဲ့ထောက်ပိုးမလေးတောင်းမလေးဆိုတာအမေသမီးကအဲ့ဒါနေသားများရဲ့အတွဲအလူခံပေးတာအဲ့ဒီကောင်မနော်အမေသမီးလို့ထင်ပြီးတော့အညာအတွဲအလူခံပေးတယ်လို့မထင်လိုက်နဲ့နော်တခိုးကြီးနေသားများအတွဲအလူခံပေးတာနော်အဲ့ဒီကောင်မကဗာလဲ PDF ဝတ်ဆောင်တဲ့နေ့တန်ကြတိုင်ဖို့ပြီးတော့ဗီဒီယိုတွေတင်တယ် PDF ကသူတို့ရဲ့ PDF ကဟိုမောင်းလိုက်တော်ထဲမှာပေါ့နော်တော်ထဲမှာမောင်းလိုက်ဗီဒီယိုတွေရိုက်ပြလိုက်အလူခံလိုက်နော်တေချာမေးနော် KTIA မတန်းနဲ့သူတို့တွေကထောက်ပေးတယ်ပြည်သူတွေလူပြီးဆိုရင် KTIA မတန်းနဲ့သူတို့ထောက်ပေးတယ်တေချာကြည့်သူတို့ရဲ့မတန်းထဲမှာပြီးတော့လည်းတေချာမေးဘယ်တမဟာလဲဘယ်မမိုးဆိုရင်လေပြီးတော့ကရင်ပြည်နယ်နဲ့ပတ်သက်လာလို့စင်တော့တေကနေတမဟာခုံတီတမဟာတေကနေတမဟာခုံတီမမိုးမကူညီချင်ဘူးနော်မမိုးကူညီမယ်ဆိုရင် MOD လောက်ဆိုတာ KNU လောက်မဟုတ်ဘူးနော်စစ်တကယ်တိုက်နေတဲ့အဖွဲအစည်းတွေမမိုးထောက်ပံ့ပေးတာနော် KNU လက်အောက်လဲဘာကြောင့်မကူညီတာလဲဆိုတာ KNU ခွင့်ပြုချက်မပါလို့စင်သူတို့ဘာမှလုပ်လို့မရဘူးအဲကြောင့်မထောက်ပံ့ဘူးပြီးတော့တစင်ထောင်ဆိုရင်အစိတ်ဖြစ်မှာကြောက်လို့မလူဘူးโอเคနော် KNU လက်အောက်ဆိုရင်မမို့တို့ကပထမဦးဆုံးကူညီပေးတာ KNU ခွင့်ပြုချက်မပါတဲ့အချိန်မှာသူတို့ဘာမှလုပ်လို့မရဘူး9နှစ်6နှစ်တောင်မို့တို့စောက်ကြည့်တာလောင်းဝကိုမရတာဘိုးအစီဝါနဲ့ဘလောက်ပဲတိုက်ချင်ဘလောက်ပဲတော်နော် KNU လက်အောက်မှာစီးနေတဲ့အကြောင်းသူဘာမှလုပ်လို့မရဘူးမြို့ကိုသူသိမ်းတယ်ဒါပေမဲ့ရအောင်သူသိမ်းမယ်ဆိုရင်လည်းသူ့အဖိုးတွေမပေးသိမ်းဘူးရအောင်သိမ်းလို့ရပြီဆိုရင်သူ့အဖိုးတွေရဲ့စီးပွားရေးကမလာပဲပုံကျဲမယ်အဲ့ဆိုကနောက်ဆောက်မလားနောက်ဆောက်ဘူးဆိုရင်အကောင်လုံးလက်နဲ့ခရံအသိမ်းခံရမယ်အဲ့လိုမျိုးဖြစ်တာအဲ့ကြောင့်မို့ဆိုရင်ဒီ2025ကနေ2025ပေါ့နော်ဒီ2026အထိဘယ်အဖွဲ့အစည်းမဆိုလောင်းဝမကူညီပြတော့ကြည်စံနဲ့ပတ်သက်ပြီးတော့စစ်စင်ရေးကြည်စံလက်နဲ့ခရံနဲ့ပတ်သက်ပြီးတော့ဒီကရင်ပြည်နယ်နဲ့ပတ်သက်တာလောင်းဝမထောက်ပံ့တော့ဘူးအခုနေသားများရဲ့တပည့်တွေကပတ်စုပတ်ဆက်နဲ့လိုက်ပြီးတော့အလူခံတယ်နော်တပါတီခွေးထောက်ဖို့အဖွဲ့တွေလည်းသူ့ဝိုင်းပြီးတော့အလူခံတယ်အဲ့ဒါတေချာကြည့်နော်မေအေလို့နဲ့ဒါများဆိုရင်မြို့တလုံးမှမသိမ့်ပေးတယ်လို့ဘာအရင်ချင်းမှလည်းမရှိဘူးအာနာယူသေးတယ်အာနာယူပြီးတော့တမတယူသေးတယ်နော်တရားမှုတဲ့နိုင်ငံလည်းထူထောင်သေးတယ်နော်ဘသူကြကြမကြသူစောက်ခင်းစားဘူးသူလိုချင်တဲ့အရာကိုသူဖြစ်ချင်တဲ့အရာသူဖြစ်လိုက်တယ်အာနာယူအတွက်ကိုလိုက်ပြီးတော့အလူခံပေးတဲ့နွားမတွေနွားတီတွေအများကြီးပဲ PDF ရဲ့ကြောင့်လီးရဲ့ကြောင့်မိုးရဲ့ကြောင့်အဲ့လိုမျိုးကနော် PDF ရဲ့ကြောင့်ဘာကြောင့်လုပ်နေတယ်နော်မေးလိုက်ပဲမြို့သိမ်းရလဲတမျိုးမှသိမ်းမရဘူးအဲ့ဒီတမဟာ9ပါပဲအဲ့ဒီတမဟာ6ထိုင်းနေစမှာပဲလောက်စားနေကြတယ်တော့တမဟာ6ထိုင်းနေစမှာဆိုရင်ပြီးတော့တောတွေနည်းပါစီတယ်ကွာအဲ့ဒီတောထဲမှာပဲတနက်တွေဖောက်ပြလိုက်ပြစ်ပြလိုက်ဗီဒီယိုတွေရိုက်ပြလိုက်အလူတွေခံတာပဲစုပစက်ပဲအလူတွေခံတာပဲစုပစက်ပဲတတိထားဘာမှမလုပ်ဘူးနော်မြဝတီစစ်ခွေးစကန်နဲ့သူတို့ထိလို့မရသလို BGS စစ်ခွေးစကန်နဲ့သူတို့ထိလို့မရဘူးဆွေကောက်ကိုလည်းသူတို့ထိလို့မရဘူးအဲ့ဒီနွားတွေကနော်ဘာမှသူတို့လုပ်လို့မရဘူးစစ်ခွေးစကန်ဆိုလဲသူတို့ရအောင်တိုင်းတာလဲတခါမရှိဘူးနော်သူတို့ပတ်စံရအောင်အလူခံလို့ရအောင်စစ်ပြစ်ပြမယ်လက်မြစ်ပုံပြစ်ချမယ်တလုံးနှလုံးပြီးတော့ဗီဒီယိုတွေတင်ပြမယ်အလူခံမယ်ဒါပဲရှိတယ်နော်အဲ့ဒါပဲအဲ့တော့နိုင်ချလို့စင်အညာက PDF ကိုထောက်ပံ့ဒီအညာက PDF ပဲငါတို့ကဲတင်လိုက်မယ်နော်ငါတို့ຫນွေဦးတောင်ရေးနိုင်အောင်တိုက်ပေးလိုက်မယ်နော်အဲ့ဒါတန်းပစင်းပဲတော်လန်ရကြလာပြီငါဆိုရင်ဟိုအစကတည်းကဒီတော်လန်ရငါလောက်တာနော်ဟို2021ငါစောက်ကြည့်တာဘယ်အဖွဲတကယ်လုံးမလုံးဘယ်အဖွဲတကယ်သိမ်းမသိမ်းလဲဆိုတာငါစောက်ကြည့်တာနော်တကယ်မြို့သိမ်းစခန်းသိမ်းဆိုတာ NUG လက်အောက်ကအဖွဲတွေပဲနော်အဲ့ဒါတန်းပစင်းပြန်တော့လေ့လာလိုက်တစင်ထောင်အဖွဲလားမအေလို့နဲ့ဒါမြအဖွဲလား KNU ဖွဲလားတဖွဲမှမြို့မသိမ်းဘူးပြန်တော့ကြည့်လိုက်နော်အဲ့ဒါငါလိန်တာမဟုတ်ဘူးတတင်းတွေစီးတယ်ပြန်တော့ကြည့်လိုက်နော်ကဲလူစင်ကတယောက်ပဲစီးပါသေးတယ်စင်တယောက်ပဲရသေးတယ်
โอเคโอ้สกอร์แล้วน้องเอสกอร์น้องเอกะ900บาท900บาทเท่เด้ดิญะโอเคมาโม400บาทရပြီမလင်းလဲ300น้องเอ500ကဲအဒါတော့နပတ်နေလူစင်နော်ခဏလေးဒီညငါးဖွဲ့စာရပါစေဒီညငါးဖွဲ့စာရပါစေဒီညငါးဖွဲ့စာရပါစေကွယ်ဘာမှမဆွတောင်းနဲ့နော်35ဖွဲ့လို့လေဆိုတော့ငါးဖွဲ့စာရပါစေဆွတောင်းနဲ့โอเคငရောက်ဒီလဲအစုံ900ရပါစေနော်အလုံးအရေးပေါ်အလုံး9000က2900လို့တယ်ဒါပေမဲ့အလုံး1000တိတိပြစ်ဖို့ဆိုရင်4990လို့တယ်ဒါပေမဲ့ဒီမှာမို့990ပေါ့990ပေါ့မို့စပြီးတော့လူခံတယ်2000တည်ထားတယ်4000လည်းတည်ထားတယ်နံပါတ်3လူစင်ဘယ်သူဖြစ်မလဲကရင်အကြောင်းလေပြီးတော့ပြောဘလောက်ပဲဆဲဘလောက်ပဲပြောဘလောက်ပဲဝေဖန်သူတို့မကောင်းလာဘူးသူတို့ပို့ပြီးတော့ဆိုးလာတာတခုပဲသူတို့ပါပြည်သူလူထုရဲ့ဝေဖန်မှုသူတို့စောက်ကြည့်မဆိုင်ဘူးပြည်သူလူထုဆဲတာလည်းသူတို့ခ ्यू ဆိုင်မှုမအားလားလိုမျိုးပဲပြည်သူဘလောက်ပဲဆဲသူခ ्यू မဆိုင်ဘူးအဲ့လိုမျိုးနော်ပြည်သူဘလောက်ပဲဒုက္ခရောက်ပြည်သူဘလောက်ပဲငါပြကံပြဘလောက်ပဲတည်သူတို့ခ ्यू မဆိုင်ဘူးသူတို့ခ ्यू ဆိုင်တာငွေတခုပဲအာနာတခုပဲနေရနဲ့ငွေအာနာတခုပဲအဲ့နေသားများလည်းဖြစ်တယ်ခင်ကြီးလည်းဖြစ်တယ်မအားလားအကောင်လုံးအဲ့လိုမျိုးအာနာစင်တွေအဲ့လိုမျိုးဖြစ်တာအာနာစင်ဆိုတာအဆက်တရားဆိုတာမရှိဘူးကိုချင်းစာတရားဆိုတာမရှိဘူးနော်တောင်ယူမှုတောင်ခမှုမရှိဘူးယာထုဘလောက်ပဲစစ်စစ်နော်ယာထုဘလောက်ပဲစစ်စစ်ကျဲဘယ်နဲ့ပွင့်မယ်ရအာနာစင်ဆိုတာနော်ကိုချင်းစာတရားမရှိဘူးပြတို့သူတို့လိုချင်တဲ့အရာပဲနော်သူတို့လုံမှာသူတို့လိုချင်တဲ့အရာပဲသူတို့လုံမှာပြည်သူပါတွေလိုချင်လဲပြည်သူအတွက်ပါတွေကောင်းလဲသူတို့မလုပ်ဘူးသူတို့အတွက်ပါတွေကောင်းလဲပဲသူတို့လုံမှာအဲကြောင့်အာနာစင်မှန်တယ်များလုံးဝမထောက်ပံ့မိစေနဲ့နော်အာနာစင်နဲ့တူတဲ့ကောင်တွေအာနာစင်နဲ့ဖင်လို့ဖင်ခံတဲ့ကောင်တွေတောင်ယူမှုတောင်ခံမှုမရှိတဲ့ကောင်တွေလုံးဝတောင်မတော့မထောက်ပံ့မိစေနဲ့အဲ့ဒါမှမပြောရှင်းပါတယ်passport တွေလောက်ပြီးတဲ့နောက်လောက်ပြီးတဲ့အချိန်ပေါ့နော်ပတ်စံတွေပြန်စုတဲ့အချိန်မှာပြန်လာလူပေးလို့ရပါတယ်စင်ရတယ်ပြဿနာမရှိဘူးနော် passport လောက်ရတယ်ဆိုတော့လေတချို့မှလေဘယ်နှပတ်လာတောင်းထားတယ်လားတောင်းပြီးတော့မှဘယ်နှပတ်ပြန်ပို့တဲ့အချိန်မှာပြန်မပို့ဘူးတချို့လူသိတွေရပြီလို့လည်းမသိဘူးတချို့မှကြတော့ပြန်ပို့တယ်တချို့မှကြတော့ပြန်မပို့သေးဘူးအတန်လည်းနားမထောင်သေးဘူးအဲ့လေမမိုးအထောင်ကမတ်တစင်ကလေဘလောက်ပို့လာပေးမလဲမမိုးလည်းမသိဘောနော်မမိုးတော့ဒီညအနည်းဆုံး9ဖွဲ့စာလိုချင်တယ်မိုးအထောင်ကမှာခန်းလေဒီမှာ900ပို့လိုက်ဒီမမိုးရေတဲ့အဆက်ဆက်ရအောင်မြင်ပါစေကျေးဇူးတင်ပါတယ်မောင်လေးရေပေးတဲ့ဆုနဲ့ပြည့်စုံပါစေနော်ထေတဲ့အေးအော်โอเคထေကခုမှမမညတော့အဆင်မသွင်းအောင်ထေမင်္ဂလာပါစေအလူလောက်မလို့လားမမိုးရဲ့အကအခုမီးမလင်းတော့ဘူးနော်ဘယ်လိုလဲဟာလဲဟောက်ကဲမင်္ဂလာပါစေအလူလောက်မလို့လားအားရပါအိုးဖုံးဆက်တာအများကြီးပဲမင်္ဂလာပါစင်မင်္ဂလာပါ89ယောက်အဲ့ဘီလာမသိလို့စင်မုံ900ညီမလေးရေရောက်ပြီ900ပါရောက်ပြီနော်ညီမလေးရေကျေးဇူးရတင်ပါတယ်ခင်မေကြီးဘယ်မှာရောက်ပါပြီနော်ဟုတ်ကဲ့မင်္ဂလာပါအော်ဆွန်လာဆိုင်ဝယ်အော်ဆွန်လာဆိုင်မပပချောဆိုင်
အမရေမင်္ဂလာပါအလူလုံးမလို့လားတော်လိုင်းရေးအတွက်ကူညီပေးမလို့လားအမရေကျေးဇူးတင်ပါတယ်အမရေတော်လိုင်းရေးအတွက်ကူညီပေးမလို့လားတအားချစ်တယ်မင်္ဂလာပါအပေးတယ်အော်ဟုတ်ကဲ့ပါအမရေညီမလေးဘန်နဘာပို့ပေးမယ်နော်ဘယ်နိုင်ငံလဲမသိဘူးအခုလောလောဆယ်ထိုင်းဘန်ရင်ပို့ပေးလိုက်မယ်94ရောက်မင်္ဂလာပါရှင် message မှာဆက်သွယ်လာလို့ရတယ်နော်လောလောဆယ်အခုမှမိုးအထွန်ကောက်ပါစီတယ်အမရေညီမလေးဘန်နဘာပို့လိုက်ပြီနော်လွယ်ပြီးဆိုရင်ဖြတ်ပိုင်းပို့လာပေးပါအမရေPDF အဖွဲ့ကလူငွေလိန်သွားလို့အဘဲကိုတိုင်လို့ရမလဲအောင်ဘယ်လိုတိုင်မလဲအဲ့ဒီ PDF က PDF အတုပွဲတာလိန်လို့ရှိရင် PDF အတုပဲဖြစ်မှာပေါ့အကောက်တုတွေလူလင်လူညာကြားဖြတ်ကန်ပဲဖြစ်မှာပေါ့ကိုဘက်ကအလိန်မခံရအောင်သူတို့နဲ့တေချာစကားပြောဗီဒီယိုကိုခေါ်တေချာစစ်စစ်လေခေါ်ထိုင်လူခုတိုက်မယ်ကပရေးအဲ့ဒါလည်းစီးတယ်မမိုအကောက်စီးလေဖုံးဆက်လာလို့ရတယ်အလူလုံးမလို့လားအမရေတက်ဆန်လူမလို့လားအေးလေဘယ်လိုလဲအဖန်လည်းမသွင်းလာဘူးအေးဖုံးဆက်လာတချို့မှဆိုဖုံးဆက်လာတယ်တခုပဲသူတို့အတန်မသွင်းဘူးဦးကျော်သူချိတ်မရဘူးညီမလေးဒီနေ့အမအကပြက်နေတယ်အမရေအဲ့ပြီလားဒါမိုးအစ်စ်ပဲနော်ဘယ်နှဘပို့လိုက်ပြီညီမလေးရဲ့မိုးရဲ့ဘယ်နှဘက165နှစ်ကိုငါ3134ထိုက်ပါနေပန်ပါအယာကန်ငရုတ်ဒီပါလေဟုတ်အမေငရုတ်ဒီအော်โอเคတမီပို့ပေးမယ်ခဏလေးနော်ဦးလေးနော်ဦးလေးရေတမီဘယ်နှဘပို့လိုက်ပြီလွယ်ပြီလို့စစ်ဖြတ်ပိုင်းပို့လာပေးပါနော်မမိုးဟဲ့နာရေကျေးဇူးတင်ပါတယ်အမရေမင်္ဂလာပါအမမိုးစကားလုံးလေးရောကောင်းပြီအောင်ဆုံးဆိုင်ဝဲမပေါ်ပြချောင်းဆိုင်ဒီလိုကဆဲပေါ်လမဲမို့ကွေမတာဆဲပေါ့ဒီအေးဒီတရားနေအေးမဝဘူးကြီးတို့နေရောညရောဝေးဝဲမပေါ်ပြချောင်းဆိုင်မပေါ်တော်လိုက်ရေးမပေါ်တော်လိုက်နော်မတဖော်ပေါ်နေပါဆိုင်အေးလက်မလာထောင်းတာတက်ပဲအခါလေးအေးရလိုမျိုးရေးပေးပါအကိုရေးမင်္ဂလာပါအော်ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်အကိုရေးပြန်လာဆက်သွယ်ပေးလို့လေညီမလေးအခုမှပဲ message ဝင်ကြည့်အားတယ်အကိုရေးထိုင်ဖန်နေပန်ပို့လိုက်ပြီနော်165နှစ်ကို93334ထိုင်ဖန်နေပန်နော်မင်္ဂလာပါကိုရေလူလုံးမလို့လားတချို့မှဆိုရင်စကားပြောချင်တာတခုပဲကဲမမို့ပြန်ဆက်တဲ့လူအောင်မွေးရတဲ့တရားမှနားမထောင်သေးဘူး
မ်းမြေပါစေဟေးအော်အမကြီးအလူငွေထက်မယ်ဟောဘယ်နှပတ်ဟောမယ်နော်မနော်တော့ခါပဲဒီဘက်မှာစကားပြောမဲ့လူမသိဘူးစူးစမ်းတော့ comment ပေးပါနော်မမို့ message မှာဝင်လို့စီဒီဘက်မှာစကားပြောလို့မအားဘူးကြောက်သူကဝင်လို့မရဘူးဖြစ်နေတယ်ဝက်ပူစကောတော့နော်ရပါမှာတော့ဟောစကောဟောတယ်နော်အရင်ပဲအဟောင်းပဲနော်ပို့လိုက်ပြီနော်ရေတွေ့လားမသိဘူးပို့လား165နှစ်ကို9 3 1 3 4ထိုက်ပါနေပါနော်ကဲရမ်းမြေပိုင်900คอมเมนต์ရေးပေးပါမမိုးတယောက်ပဲဦးကျော်သူဝင်လာလို့မရဘူးလူပြောင်းမှာကိုလည်းကိုကြောက်ရတယ်ဒီမှာဒေါ်လာအလူစင်နေမပေါ်လာသေးဘူးဒီည USA ဒေါ်လာတို့စင်ကာပူဒေါ်လာတို့မလေးရှားဒေါ်လာတို့မတွေ့သေးဘူးအမရေညီမလေးဘယ်နှပတ်အဟောင်းပဲတုံးတယ်165နှစ်ကို9 3 1 3 4ထိုက်ပါနေဘက်မှာအမရေဒီမှာဗာလဲနော်မေစုကောင်းနဲ့ညီမလေးပင်ထောက်ထားပါတယ်လိုက်ပေးတဲ့သူ9ယောက်ရှိတယ်နောက်ဆိုင်ရောအစောလက်ဆိုင်နော်အခုလောလောဆယ်မမို့ဘယ်လောက်ရလဲဆိုတော့1000 2000 2300ပဲရသေးတယ်အလူစင်9ယောက်ပဲရသေးတယ်ဟို2500ရလို့စင်မမို့တစ်ဖွဲ့စာရမယ်ဒီဘက်မှာ34ဖွဲ့ကြမယ်မမို့တောင်းတာတော့9ဖွဲ့အစုံနော်9ဖွဲ့အစုံ9ဖွဲ့လိုချင်တယ်35ဖွဲ့လိုတယ်အကြံတယ်ဆိုတော့မလဲမန်လေးတွေများများဝိုင်းရေးပေးဟုတ်တယ်ဦးကျော်သူဝင်မရတော့ဘာမှလုပ်လို့မရဘူးတရားပဲတိုင်ပါနေတယ် Messenger မှာတချင်းဖွင့်ပေးရမလားတချင်းနဲ့ဖွင့်ပေးရမလားမိုးခံမှာအကောင့်မှာဝင်ကြည့်မယ်အော်ခံနေဒီမှာမောင်လေးမျိုးဝင်းဒေါ်လာ20ထပ်ပေးတယ်မောင်လေးရေဒေါ်လာ20ထပ်ပေးလို့ကျေးဇူးရတင်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်600နဲ့20ရပြီပေါ့နော်ခဏလေးဘယ်ကောက်လဲပြန်မိုးထောင်ကောက်မှပြန်ဝင်မယ်ကွာဒီမှာ600နဲ့20စင်းသွင်းမယ်ချမ်းမြင့်ပါစေကဘယ်လောက်ထပ်ပေးမလဲမသိဘူး900လားဘယ်လောက်လဲ1000လားချမ်းမြင့်ပါစေကချမ်းမြင့်ပါစေကြည့်လားမမိုးစောင့်နေတယ်နော်ဘယ်လောက်ကူညီပေးမလဲမသိဘူးဒီမှာအရေးပေါ်အလောင်း9000 2000နဲ့100ပဲရသေးတယ်ဒီညတော့ဘယ်နှလုံးထားရမလဲကိုလည်းမသိဘူးဦးကျော်သူစီမှာခဏလေးနော်ဖြတ်ပိုင်ပို့လိုက်မယ်အော်ဟုတ်ကဲ့ပါအကိုရေးနားလဲပြီးအကိုစာရေးလိုက်မှညီမလေးနားလဲတယ်ကျေးဇူးရတင်ပါတယ်โอเคမေလူရေအော်ဆွန်လာဆိုင်မင်္ဂလာပါမေစုရေအမနဲ့ဝင်ကျွမ်းလို့ရလားညီမလေးမေစုအမကဒီဘက်မှာ Messenger တွေစစ်စစ်နေရတယ်ဒီမှာစကားပြောမဲ့လူမရှိဘူးဖြစ်နေတယ် comment တွေဖတ်ပေးမဲ့လူမရှိဘူးအော်ငါမေ့တယ်ကြည့်ရမေစုဝင်လို့မရဦးကျော်သူတော်မဝင်လို့မရဘူးအေးငါတယောက်တည်းပဲဒီညတော့ငါတယောက်တည်းပဲတ
တရားထဲလဲအဆုံးမပေးဘူးငါတို့တူတူစူးစမ်းရအောင်ခဏလေးမမိုးရအကူကလေညတော့ကမမိုးရအကူဗာလဲကိုကိုမယ်ယူပေါ့နော်ကိုကိုမယ်ယူပဲခေါ်မယ်ကိုကိုမယ်ယူက तू ကတဖွဲစာ तू ထောက်ပံ့ပေးတယ်တဖွဲစာစစ်ထောင်ပါဒါမဲ့ तू ကပတ်ဆက်ပို့လို့စင်1000ဘာတိတိ तू 1000ဘာတိတိ तू ပို့တယ် तू ရဲ့ငွေကနော်2000ပို့တာပေါ့စင်ရင်သွင်းလိုက်မယ်ကိုမယ်ယူအဲ့ဒါ तू ကမယ်ယူရဲ့ fan ခလာလေအနာမယ်အစစ်တော့ခေါ်လို့မရဲတော့ဘူးအလူစင်မပေးခေါ်မှာကြောက်လို့မင်္ဂလာပါစင်မင်္ဂလာပါကိုမယ်ယူ2000အဲ့ဆိုရင်မမိုးကလည်းလောဆဆယ်မမိုးပြောတယ်35ဖွဲ့တဲ့မှာတစ်ဖွဲ့စာပြဖို့အတွက်2500လိုတယ်နော်2500လိုတယ်2500လိုတယ်ဆိုတော့ဒီဘက်မှာ2000အဲ့နော်1000 4300 4920ပေါ့နော်4920โอเค4920အနောက်2500 2420โอเค2420 2420ငွေအပို့နော်ဒါအခု34ဖွဲ့ပဲကျန်တော့တယ်နော်ကိုမတို့နော်34ဖွဲ့ပဲအဖွဲ138ဖွဲ့က34ဖွဲ့ပဲကျန်တော့တယ်34ဖွဲ့ကျန်တယ်โอเค34ဖွဲ့ကျန်34ဖွဲ့တက်မှာနောက်ထပ်တစ်ဖွဲ့စာရဖို့အတွက်ငွေအပို2420ကို8000နှုတ်မယ်9000နဲ့580လိုတယ်9000နဲ့580လိုပါတယ်စင်9000နဲ့580လိုတယ်အခု34ဖွဲ့ပဲโอเคလွှဲလိုက်ပြီတဲ့ချမ်းမြေပါစီလွှဲလိုက်ပြီခဏလေးဘယ်ကောက်လဲမိုးကိုရတင်နေရဲက6ရက်ပဲလို့တော့တယ်အဖွဲ30ကျော်ကျန်သေးတယ်အမရေ900ဘာမပေးလို့ကျေးဇူးရတင်ပါတယ်ရှင်စိတ်ကောင်းလိုက်တဲ့ကိုမယ်ယူကိုတဲ့မြေဘူးချီလိုက်တာမြေဘူးချီလိုက်တာတဲ့ကိုမယ်ယူဆိုတဲ့သူတော်ကောင်းရေးတဲ့ကျေးဇူးတင်ပါတယ်ရှင်တဲ့။အိုးဒါတော့ရေကိုမယ်ယူကမိုးပဲတွေ့ရမယ်တင်တယ်တခြားလူတွေကတွေ့လို့မရဘူး။ तू ကသူ့ရဲ့အကောင့်သူ့ရဲ့မျက်နှာအစစ် तू မပြဘူးနော်ဒါပေမဲ့မိုးစီမှာတော့ तू ပတ်စံပို့တော့မယ်ဆိုဒီကိုခေါ်ရပါတော့မိုးစစ်လာတူလာနေပေါ့နော်။ तू မိုးစီမှာပထမချိန် तू ဘာငွေ1000ဘာလာပြီးတော့ထည့်ပေးတယ်အဲ့ဒီချိန်မှာစေးုံစင်တာတွေ့လားမမီတော့ဘူးစေးုံစင်တာတွေ့တယ်နဲ့အခုဒီလအရေးပေါ်တယ်ဆိုတော့လေရင်မပင်ခရအတွက်ရင်အရေးပေါ်တယ်ဆိုတော့ညတော့ကသူတဖွဲစားလာပြီးတော့ထည့်ပေးလိုက်တယ်အဲ့လိုမျိုးချမ်းမြေပါစေ900အဲ့ဆိုရင်9080ပဲလို့တော့တယ်မမို့9ဖွဲစားပြည့်ဘယ်လိုလုပ်မလဲကွာနိုင်ကောင်း10ရောက်မမို့ဒီဘက်မှာစီးနေတဲ့အကိုတွေမတွေမမို့10ရောက်ဖိတ်ခေါ်မယ်မမို့နဲ့ပါမလား10ရောက်အနောက်မှာနေရထည့်မယ်အနောက်မှာနေရပါထည့်ပေးမယ်နော်ဒီဘက်မှာနော်ဘာလို့ဆိုတော့ဒီဘက်ကအလူစင်စီမှာမမို့ငွေရတာဘသူလဲဆိုတော့နော်လင်းလဲပြီးတော့နော်ပြီးတော့ချမ်းမြေပါစေအခုကြံနေတဲ့ဒီကြားထဲမှာ4ရောက်5ရောက် Messenger မှာလူအသေးတွေဆက်သွယ်လာတာပေါ့နော်လူအသေးတွေဆက်သွယ်လာတယ်မမိုးဟိုကောက်မှာအကူကြီးတောင်းထားလို့သူတို့ဆက်သွယ်လာတယ်အရေးပေါ်ကြီးအတော့9000လေးအတွက်ဒီဘက်မှာ10ရောက်ဖိတ်ခေါ်တယ်60တယောက်ဘယ်သူပါမလဲမမိုးနဲ့အဲ့ဆိုရင်နောက်ထပ်တစ်ဖွဲ့စာပြဖို့အတွက်9080ပဲလို့တော့တယ်ဖော်ရေမင်္ဂလာပါ9080ပဲလို့တော့တယ်အဲ့ဆိုဒီညဘယ်နှလုံးထားရလဲဆိုတော့ဟိုခုန4000ကျော်ရတယ်ဟာနော်2500 4400
9420 9420အလုံး100ပြည့်ဖို့စစ်ဆက်လို့တယ်ပေါ့ဒီညဟုတ်တယ်300ပါမယ်ကျေးဇူးတင်ပါတယ်နော်ရေဆိုရင်900ပြည့်သွားပြီဒါမိုးရက်ကိန်းနော်မမိုးဟန်လီနာနော်โอเคမမိုးဟန်လီနာက300မမိုး200နော်တယောက်ရပြီမမိုးအယောက်အများကြီးဖိတ်ခေါ်လို့မနိုင်ဘူး9ယောက်ပဲလို့တော့တယ်9ယောက်ဒီမှာကြည့်နေတဲ့အကိုတွေမှနေနော်မို့9ယောက်စာဖိတ်ခေါ်ပါတယ်စင်နိုင်တော့ထက်ပါ1000နိုင်လို့สิ1000ထက်တစ်ဖွဲ့စာနိုင်လို့สิတစ်ဖွဲ့စာထက်1000မနိုင်ဘူး900ရတယ်300 400 100 200ရတယ်နော်နိုင်တော့ထက်ပါအေးတမတ်စင်ဝေးနော်ရေးနမတဘရမချော့เสียရလေတနော်တို့အဖွဲရပတ်စံပို့လာလို့စင်ရင်ဘယ်လောက်ရမလဲမသိဘူး2000ကျော်လား1000ကျော်လား3000ကျော်လားအလူစင်တွေရမမပြန်ဆက်သွဲတာတရားမှပုံမရှိတော့ဘူးအဲ့ကောင်မီလာမအဲ့သေးဘူးလေ10နာရီခုဆက်သွဲလာတဲ့လူတွေပေါ့နော်မမရငွေမမနာမည်ပါသေးဘူးနော်အော်မနာမည်ပါပြီမှာ900ဟုတ်ကဲ့ပါအကိုရေးမင်္ဂလာပါအလူလုံးမလို့လားတော်လာရေးအတွက်ကိုညီပေးမလို့လားအရေးပေါ်အတွက်ကိုရေးလက်မပဲထောင်နေတယ်မမွားအလူလုံးမလို့လားမေးလေလက်မပဲထောင်နေတယ်ငါဘယ်လိုလုပ်မလဲအဲ့နံပါတ်ပို့လိုက်ပြီဝေနော်ရေးနဖွဲ့သားမဘုံတော့စားလဲလက်ရောင်းခုစရင်လေးမေစု900မေလွင်900ရေး900ရပြီအဲ့ဆိုရင်900 1400ရပြီကျေးဇူးရတင်ပါတယ်မိုးတကယ်ပြောရင်တို့ဒီတရက်2ရက်မိုးရမျက်နာလေဝက်ချန်နေနည်းနည်းတက်တယ်အဲ့ရေမဝလို့နည်းနည်းပဲအဲ့ရတယ်ဘာလို့ဆိုတော့နေ့ပိုင်းမှာလည်းမမိုးဗီဒီယိုတူတူတွေတင်တယ်ပို့တွေတင်တယ်ညပိုင်းမှာလည်း live လွှင့်တညလုံးအဲ့လိုမျိုးဖြစ်တာပြီတို့ရေဘာကြောင့်လဲဆိုတော့ live လွှင့်တဲ့အချိန်မှာလူလုံးဝမမြင်တော့တာလူ1ယောက်2ယောက်ပဲအလူစင်မပေါ်လာတော့ဘူးဒါကြောင့်ငါလည်းရတဲ့နေနဲ့စားရတာပေါ့နော်ပို့တွေရေးပို့တွေတင်ဗီဒီယိုတင်တွေတင်ပြည်သူလူထုကိုခဏလေးတဲ့โอเคပြည်သူလူထုတွေသွေးမအေးအောင်ပေါ့နော်ဘာကြောင့်လဲဆိုတော့မမိုး live လွှင့်နေတဲ့အချိန်မှာလူမမြင်တော့အကောင်လုံးညင်သွားတယ်မြေပြင်မှာလူတွေဘလောက်ပဲတေးတိုက်ပွဲဘလောက်ပဲဖြစ်မင်းအောင်လိုက်ဘလောက်ပဲကြ PDF တွေဘလောက်ပဲအကူညီလိုလူတွေကမမိုးတဲ့တည်င်းကိုမမြင်တဲ့အချိန်မှာသူတို့လည်းလူမဲစိတ်ဘယ်လိုမှမလဲသူတို့တည်င်းတွေမကြားဘူးပေါ့နော်မမိုးပြောတဲ့စကားလုံးတွေအခုမမိုးညတိုင်း live လွှင့်ပြီးတော့ပြောတဲ့အမှန်တရားတွေဘာတွေဖြစ်တယ်ဟောတယ်ပေါ့နော်ဩစတြေးလျတရားကိုဘယ်ကိုပွေးရမလဲတဲ့အိုးအကိုရေးမိုးတော်ပြဆက်သွယ်မယ်နော်ခဏလေးနော်ကိုထူးရေခဏလေးမိုးတော်ပြဆက်သွယ်မယ်နော်ကျေးဇူးရတင်ပါတယ်အော်စီဘယ်နှပါစီပါတယ်ကိုရေးတော်ပြဆက်သွယ်မယ်ခဏလေးမိုးခိုင်မှာအကောင့်နဲ့တော်ဆက်သွယ်မယ်အကိုညီမလေးလက်ခံပေးပါအဲကြောင့်မိုးကရတဲ့နေနဲ့ပြည်သူတွေကိုယ့်ရဲ့အတန်အမှန်တရားအတန်ကိုပေါ့နော်နိုင်ငံရေးအကြောင်းတော်လှန်ရေးအကြောင်းပြန်တော့ကြားအောင်မိုးကစူးစမ်းတယ်ပေါ့နော်အဲကြောင့်နေ့ရောညရောကိုယ့်ရဲ့မျက်နှာဖွားကြီးဟိုဘယ်လိုကမလဲအသက်လည်းကြီးလာပြီးတော့အဲ့ရေပြတ်တဲ့အချိန်မှာအဖွားကြီးကပို့ပြီးတော့တူလာတယ်နေ့တိုင်းညတိုင်းโอเคကိုတူတော့ဆက်သွယ်လိုက်မယ်โอเคကိုတူရေမင်္ဂလာပါညီမလေးအော်စီဘန်နဘာပို့ပေးမယ်နော်သူငယ်ချင်းအားလိုက်ပြီနော်သူငယ်ချင်းအားလိုက်ပြီအကိုရေးမှာ messenger မှာ message မှာစာရေးမယ်အကိုတူရေး comment မှာရေးမယ် message ကြည့်ပေးပါသူငယ်ချင်းလည်းလက်ခံပေးပါမမိုးစာရေးလိုက်ပြီးအကိုရေးဒီမှာ comment အကို comment စောက်ကြည့်နော်ညီမလေး comment ပေါ်လာမယ်နော်အကိုရ comment အောက်မှာနော်အဲ့ဒါညီမလေးရဲ့အကောင့်ပဲအကိုလက်ခံပေးပါအောင်နော်โอเคပြီးတော့အော်စီဘယ်နှပါပို့ပေးမယ်
အဖြစ်လို့တပ်ပုံသေးပဲဖြစ်တာလေအော်ဒီလိုမျိုးပဲလားကိုတူရေညီမလေးအော်စီဘန်ပို့လိုက်ပြီနော်ကိုနော် Messenger မှာနော်ကိုမိုးလက်ခံပေးပါအောင်စင်ညီမလေးပို့လိုက်ပြီကိုရေးဒီမှာဘယ်နှပါဘာဖြစ်လို့လဲဒီတခါမှမိုးပို့တာတသေးလေးပဲကျန်တော့တယ်နှစ်ခါပို့လိုက်တယ်โอเคမေလွင်900မေစု900မေလွင်โอเค3ယောက်ရပြီမမိုးရက်ကိုင်းထဲမှာ9ယောက်လို့သေးပါတယ်စေမမိုးနဲ့ဘယ်သူပါမလဲနောက်တစ်စင်ကခဏလေးတဲ့ပြောတယ်โอเคသူ့လူကိုသူစုနေတာလားမသိဘူးအမိုးဦးကျော်သူစီမှာဖြတ်ပန်ပို့လိုက်ပြီ$20 STB ဘက်မှာအော်ဒီမှာတော့လူစစ်ဆက်တက်လာပြီခဏလေးဒီဘက်မှာအသနာထောင်းလို့ရသေးခဏလေးအော်โอเคအမဖြစ်တယ်အလူစင်ဖုန်းမကိုက်ဘူးအမရေဖုန်းကိုက်ပေးပါအမရေမင်္ဂလာပါဟုတ်ကဲ့အမရေဟုတ်ကဲ့အမရေ description နေရာမှာဟို donation လို့မရေးနဲ့မနော်အမရဲ့နာမည်ထည့်ပြပါနော်ဟုတ်ကဲ့အမနာမည်တစ်လုံးနဲ့ထည့်ပေးပါဆိုတော့ donation လို့ထည့်လို့ရှိရင်သူတို့ဘယ်လိုပြဿနာစီမှာကြောက်လို့မိုးရဲ့အကောင့်မဟုတ်ဘူးမိုးအလူခန္ဓာမိုးပန်နဲ့မိုးမသုံးဘူးမိုးရဲ့အမတရားရဲ့ပန်ပဲဒါပေမဲ့ထဲလို့ရှိရင်အလူစင်ကို donation လို့မရေးခိုင်းဘူးသူတို့ test တွေပါပေးရမယ်လေအဲ့လိုမျိုးလေးမှာသူတို့ပြဿနာစီမှာကြောက်လို့အဲ့လိုမျိုးနာမည်နဲ့ပဲထည့်ခိုင်းတယ်အဲ့လိုမျိုးဘယ်ဟုတ်တယ်နာမည်အမှန်တစ်လုံးလောက်ပေါ့နော်တစ်လုံးပဲထည့်လိုက်အဲ့ဒီနေရာမှာโอเคနော်မနော်ဟုတ်ကဲ့အမကြီးကောင်းပါပြီအမကြီးညီမလေးအခုစရင်သွင်းလိုက်မယ်နော်မနော်โอเคရတယ်မနော်အမဘက်ကလွယ်ပြီးဆိုရင်ဖြတ်ပိုင်ပို့လာပေးပါနော်မနော်သူတို့ကိုပြန်တော့ပို့ပေးရမယ်โอเคကျေးဇူးတင်ပါတယ်အမကြီးဟုတ်ကဲ့โอเคတနော်ရေโอเคကြည့်ပေးမယ်ပါခဏလေးဒီဘက်မှာဆက်သွက်လာတယ်မိုးကွာကမှာ flower လေးတယောက်ဆက်သွက်လာတယ်ပြီးတော့တနော်သစင်ကထဲလို့ပြီးသူတို့ဖွက်တာဒီမှာလားโอเคစုပေါင်းနော်ရေစရင်လာပြီဖြတ်ပိုင်းမတွေ့သေးဘူးဖြတ်ပိုင်းမပေါ်လာသေးဘူးဖြစ်နေဝင်တော့ရေအဆောင်းလာဆိုင်စရင်ရတော့ဝင်လာပြီနော်ဖြတ်ပိုင်းမတွေ့သေးဘူးနော်โอเคအဲ့ဆိုရင်စရင်ကိုပဲအရင်စရင်သွင်းလိုက်မယ်နော်ဖြတ်ပိုင်းတော့တမပို့လာလို့ရတယ်မနေ့ဖန်လာဒီညလာနော်โอเคစရင်မြည်ရတယ်မဟုတ်လေဒီမှာစရင်ရတော့ရောက်လာပြီဒီဘက်မှာလူစင်တူဆက်တက်လာတယ်ခါလေးโอเคညီမလေးမင်္ဂလာပါဟုတ်ကဲ့ပါညီမလေးထိုင်းမှာပဲနော်ထိုင်းဘက်ပို့လိုက်မယ်နော်အမထိုင်ဖန်နေဘက်နော် SCB ပို့လိုက်ပြီညီမလေးလွယ်ပြီးလို့ဆက်ချက်ပိုင်းပို့လာပေးပါနော်
မင်္ဂလာပါအကိုရေအလူလုံးတော်လာရေးအတွက်ကူညီပေးမလို့လားအော်စီကအမရဲ့ငွေကို2080မမိုး200ဆိုရင်2280โอเคအဲ့ဆိုကျွန်တော်မိုး10ရောက်ဖိတ်ခေါ်တယ်လေတယောက်ပါဝင်လို့စရင်ဘယ်လောက်ပဲတက်တက်ပေါ့နော်မိုးအနောက်မှာ200ထပ်ပေးမယ်မမိုးအော်စီအမရဲ့ငွေက100ဆိုရင်2080ရမယ်မမိုးဘက်က200ထည့်မယ်ဆိုရင်2280နော်ကဲမမိုးဖိတ်ခေါ်တဲ့10ယောက်က4ရောက်တော့ရပြီအမှန်တကယ်ဆိုရင်ရောက်20ဖိတ်ခေါ်ခြင်းတယ်ဒါပေမဲ့နော်10ရောက်ပဲနိုင်တယ်10ရောက်ပြည့်သွားလို့စရင်ကျန်တဲ့အလူစုတွေနိုင်သလောက်နဲ့ဘာမှမထပ်ပေးပါမမိုးရတဲ့အခုမှပဲနားရတယ်မွေးကဟိုအလောက်များတယ်နော်10နာရီခွဲပြီးကလေအလောက်အိမ်အလောက်လောက်တာလားမဟုတ်ဘူးသိဘူးအိမ်အလောက်ဆိုတော့10နာရီခွဲမှနားရတယ်တေးကြတယ်7နာရီနီးပါပဲအော်စီအမโอเค4ရောက်ရပြီတနော်ရဲ့စရင်တနော်တစင်တို့စရင်ဆိုရင်ကြည့်လိုက်မယ်ကလေတနော်တို့အပွဲဘယ်လောက်လဲစုပေါင်းမခင်မူ900မသိန်းပေါင်း180နော်တန်နု900နော်ခင်အေးမူ1000စုပေါင်း1500 2280နော်တနော်တို့အဖွဲတော့လတိုင်းပဲလစိန်လူစင်ပေါ့နော်မမို့တို့လစိန်လူစင်တနော်တစင်ကသူကလတိုင်းပဲတလတစ်ခါဒီရဲပေါ့နော်သူအများနဲ့ပဲလာတယ်အဲ့ဆိုရင်2280ကို2480အောင်မထပ်ပြီးမယ်နော်ဟုတ်တယ်နော်အမားဘူး1500 2280โอเคနော်ရေးစင်ရင်တွင်လိုက်ပြီနော်အနောက်မှာနေရာထည့်ပေးတယ်9ရောက်ရပြီမမို့9ရောက်စာထည့်ရမယ်မမို့ကလောထဲလို့ရမငွေကောင်းမယ်နော်တနော်တို့အဖက်ကိုတယောက်စာထည့်ပေးမယ်နော်မဆဆမမို့ရလာစေလူစင်ဖြစ်တယ်လေမမို့အခုဖိတ်ခေါ်တဲ့အလူစင်ဒီဘက်မှာကြတော့ပေါ်လာပြပါနော်နောက်ထပ်9ရောက်မတစင်တို့အဖက်ပဲရေးလိုက်မယ်โอเคအခုမမို့ပတ်စံနဲ့ပေါင်းလိုက်မယ်နော်မမို့လိုရတာအခု34ဖွဲ့လိုတယ်နော်အဲ့ဒီ34ဖွဲ့ထဲမှာမမိုး9080လိုတယ်နော်โอเคနော်အခုမမိုးပေါင်းလိုက်မယ်နောက်တစ်ဖွဲ့စာရပြီလား900 900နှစ်ခုဆိုရင်အော်စလီပိုးမမိတယ်တခြားလူပိုးမမိတယ်โอเคပါဒီပြန်လာပိုးအဲ့ဆိုရင်9000 1400ရလာပြီဂျာနော်ရေအခုရောက်ပြီနော်ရောက်ပြီပြမိုဘိုင်မှာ2280ရောက်ပြီနော်စကောလောဆက်စကောโอเค900အပေါင်း900 2280ပြီးတော့2480 6660โอเคအခုလောလောဆယ်တစ်ဖွဲ့စာရပြီခဏလေးနော်ညီမလေးတရားဖြတ်ပန်ပို့လာပြီလားမသိ300ပါဝင်တယ်โอเค flower လေးရေ300ပါရောက်ပြီနော်ညီမလေးနော်ကျေးဇူးရတင်ပါတယ်โอเคနောက်ထပ်900ပေါ်မှာမိုး200 flower လေး300ဆိုရင်900နော်ခဏလေးစောက်ပြီဒီမှာခဏနောက်လိုက်အောင်မယ်အနောက်9-3 10-3โอเคငွေက1580နော်ငွေက1580ပို့တယ်အဲ့ဆိုရင်အဲ့လေ34ဖွဲ့33ဖွဲ့ပဲကျန်တော့တယ်ခဏလေးနော်ခဏလေးတိုင်းနဲ့6-3လပိုင်း20နှစ်ဒီflower လေးရတော့900ဖြစ်သွားပြီနော်300မှမိုး200ဆိုရင်โอเคဟိုခဏတော့1500နဲ့ပေါင်းမယ်2000ကျော်2080ထားရတယ်โอเค900ပေါင်း2080ကိုအခု
35လဲကြော်သွားပြီ35တစ်ဖွဲ့စာလဲမုံနှုတ်လိုက်ပြီ34တစ်ဖွဲ့စာလဲနှုတ်လိုက်ပြီပြည့်တယ်နော်ပြီးတော့အခုနောက်33မမပြတဲ့ဒီည9ဖွဲ့လိုချင်တယ်နော်အခု33ဖွဲ့ပဲကျွန်တော်လည်းခဏလေးနော်33ဖွဲ့အတွက်ကြံသေးတယ်โอเค33ဖွဲ့အတွက်ကြံသေးတယ်33ဖွဲ့အတွက်ကြံသေးတယ်ငွေဒီမှာကြတော့2089 8000နောက်မယ်နောက်ထပ်တစ်ဖွဲ့စာပြဖို့9920ပဲလူတော့တယ်โอเคကဲအကူတမတို့ရေဒီ33ဖွဲ့ထဲမှာတစ်ဖွဲ့စာပြဖို့အတွက်9920ပဲလူပါတော့တဲ့8000မရှိတော့ဘူးเนาะ8000မရှိတော့ဘူးဒီညတော့တစ်ဖွဲ့ကြော်တော့ရပြီပေါ့နော်ဒီညတစ်ဖွဲ့ကြော်35ဖွဲ့ထဲမှာအဲ့ဒီ35ဖွဲ့ထဲမှာမမိုးစစချင်လိုက်တဲ့ချိန်မှာ2500ရလို့စီတစ်ဖွဲ့စာပြည့်တယ်လေ2500ရတော့တစ်ဖွဲ့ပြည့်သွားတယ်34ဖွဲ့ခုနကတစ်ဖွဲ့စာပြည့်သွားတယ်ဟုတ်လားဒေါ်လာတွေဝင်လာတဲ့ချိန်မှာတော့1000တန်ဝင်လာပြီဆိုရင်တစ်ဖွဲ့ခဏလေးပဲပြည့်တာနော်အခုကအလူစင်က6ယောက်နောက်ထပ်4ယောက်မမိုးနဲ့ပါဝင်ပေးပါမမိုးအနောက်မှာနေရာထပ်ပေးမယ်နော်နောက်ထပ်4ယောက်ရလို့စင်လေနောက်ဒီ9900ရပါစီကွယ်အဲ့ဆိုရင်ပြည့်သွားလို့စင်30နဲ့ဖွဲ့ပဲလူတော့မယ်မမိုးကဒီအစုံ9ဖွဲ့ကိုပြည့်စင်တာနော်35ဖွဲ့က9ဖွဲ့ရစီရှင်တယ်ဒီညပေါ့နော်အဲ့လိုမျိုးအချိန်6ရက်ပဲလူပါတော့တယ်မနေ့ဖန်ဆို9ရက်ပဲကြာပါတော့တယ်ကဲနောက်ထပ်4ယောက်ပါဝင်ပေးပါမမိုးနဲ့ပါဝင်ပေးပါအောင်စင်ဦးလေးရေကျေးဇူးတင်ပါတယ်620ရောက်ပြီဦးကျော်သူပတ်စံလဲပြီလို့ပြညာလိုက်တာโอเคဟုတ်ကဲ့ပါအကိုရေတေချာစစ်ပေးမယ်ဟုတ်ကဲ့ရတယ်အကိုရေဒါမဲ့အကိုရဲ့ message မှာဖြတ်ပိုင်းပိုင်စလီပို့ထားပေးလို့ရတယ်ဟုတ်ပြဿနာမရှိဘူးဟုတ်အကိုတို့မတို့ရေ4ယောက်စာပါဝင်ပေးပါမမိုးအနောက်မှာနေရာထက်ပေးမယ်ဒီညတော့10ယောက်စာပဲဖိတ်ခေါ်လို့နိုင်တယ်ဒါပေမဲ့အလူစင်တွေမမိုး10ယောက်စာဖိတ်ခေါ်တော့10ယောက်စာပဲပါဝင်မယ်မလုံးနဲ့တော့ကိုတို့မတို့နိုင်တဲ့တော့ထည့်ပေးကြပါအရေးကြီးပါတယ်နော်ဘာကြောင့်ဆိုတော့အဲ့ဒီအလုံး9000အရေးပေါ်မပြည့်သေးဘူးနော်အလုံး2000ကျော်သေးပဲအလုံး2000ကျော်ပဲရသေးတာပေါ့နော်3000တော့မပြည့်သေးဘူး3000ပြည့်ဖို့ကမမိုးမြုပ်ဒီအလုံးနဲ့တွဲကြည့်မယ်နော်အခုဆိုရင်ငွေနဲ့တွဲမယ်ဆိုရင်စုပေါင်းနေရမယ်နှလုံးရလေနှလုံးရပြီလေတချင်းနဲ့အိုးဟေးလူ30ကျော်ဘယ်လိုလဲငါအကောက်ပြန်တဲ့တာပဲငါစိတ်ထင်ငါအကောက်လူဟုတ်တညတော့အဲ့လိုမျိုးလိုင်းကြလို့လားလန့်သွားချင်းကူ300ဦးလေးကြီး300ဟိုကျေးဇူးတင်ပါတယ်မေလွင်ရေကျေးဇူးတင်ပါတယ်900နောက်ထပ်1000ရပြီ1000ရပြီပေါ့ကျေးဇူးတင်ပါတယ်အေးမေလွင်ရေချင်းကူတော့ပြောလိုက်ဘာဖြစ်လို့မမိုးရဲ့လိုက်ဆိုမကြည့်တော့တာလဲမတွေ့တော့ဘူးနော်ညပန်လဲမတွေ့တော့ဘူးမနေ့ပန်လဲမတွေ့တော့ဘူးချင်းကူပျောက်သွားတယ်ဒီတလားအတွင်းနတ်မျိုးတိတိကြော်မလာတော့ဘူးမတွေ့တော့ဘူးဘာတွေဖြစ်တာလဲမသိဘူးချင်းကူဦးလေးကြီးโอเคအဲ့ဆိုရင်4920ပဲလိုပါတော့တယ်စင်9920လိုတာကိုဒီ33ဖွဲ့တက်မှာတစ်ဖွဲ့စာပြည့်ဖို့နော်တစ်ဖွဲ့စာပြည့်ဖို့9920လိုတာကို4920ပဲလိုပါတော့တယ်စင်နောက်ထပ်2ယောက်စာပါဝင်ပေးကြပါနောက်ထပ်2ယောက်စာပါဝင်လို့လည်း2000ကျော်ထဲမှာပြည့်မယ်တင်တယ်2450တရားမ2450ထဲမှာကြည့်မယ်ဘာဖြစ်ဝင်နိုင်တဲ့လောက်ထက်ရတဲ့နေနဲ့စူးစမ်းပေးရမယ်တော်လန်ရေးရလေဒီထက်ကြလို့စင်ပြည်သူတွေဒီထက်တည်အောင်ပါ
PDF တွေလည်းအများကြီးအသက်တွေပေးစားရအောင်မယ်အဲကြောင့်ငါတို့စူးစမ်းပို့ပြီးတော့စူးစမ်းမှာတခုပဲပြန်ပြီးတော့သွေးတာမရဘူးပြီးတော့ရေပို့ပြီးတော့စူးစမ်းမှာမအားလာတော့မှပို့ပြီးတော့စူးစမ်းတယ်သူမချဆုံးဘူးအဲကြောင့်ဆွဲကောင်းတဲ့သူပဲနိုင်သွားမယ်ဒီပွဲကဆွဲမကောင်းတဲ့သူကတော့ဆောင်းသွားမယ်တချင်းကဘယ်လိုလဲနိုင်ကရင်ရေမင်္ဂလာပါမဆဆရေမင်္ဂလာပါတော်မေတ္တာဆိုရေမင်္ဂလာပါနှစ်ယောက်ဆက်ပါဝင်ပေးကြပါအောင်စင်နေဖန်ဘူးဟမ်အိုးတနော်စနေဦးလေးမနေ့ဖန်ဆိုရင်မလာသေးဘူးအခုတိဘယ်လိုလဲဟောင်းစင်ရင်သွင်းလိုက်မယ်30ဖွဲ့ပဲကျွန်တော်တနော်တာထပ်ပေးလို့စင်ပေါ့နော်မနေ့ဖန်ဘူးတဲ့တနော်ကဝေနော်ရေနလောဒါဝေရကိုအခါနော်ကိုထွန်ရဘောအခါနော်ကမနာမထွန်နော်တော့လောနော်လေးရလိုက်လွေးဘလောစားလောနော်ရ PDF ဖွဲလွှတ်แต่ရှိတဲ့ဖွဲလိုက်လေအော်ဒီအကိုရေးမင်္ဂလာပါ3လပိုင်းကမ်ပိန်းအတွက်လေဒီမှာအညာမြေက PDF တွေအရေးပေါ်ကူညီလို့အားတယ်33ဖွဲ့စာလူသေးတယ်ကိုရအဖွဲ့139ဖွဲ့ကမ်ပိန်းပေါ့နော်33ဖွဲ့စာလူသေးတယ်အကိုဒီလမလာသေးဘူးလားဝေနော်ရေကိုနမတာဖက်ရနော်စားလဲနော်ရမတာဝဲလေးစင်ရင်ဒီအရေးပေါ်အညာအတွက်ဟုတ်တယ်အရေးပေါ်အညာအတွက်အရေးပေါ်တာအလုံး9000 2000ကျော်ပဲရသေးတယ်3000မပြည့်သေးဘူးလမဘာနော်โอเคနော်စကလောနော်စကမမိုးလိုင်းကိုကြစ်တိုင်းစိတ်ထိုင်မနိုင်လို့ဖြစ်မယ်တဲ့အကျွေးတွေတက်နေအောင်မယ်လေတဲ့ဘသူလဲနော်ဘသူလဲဘသူတွေလဲတနော်စနာဝေးရဒီလား1000ထည့်ပေးမယ်တဲ့အဲ့ဆို1200ထည့်ပေးလိုက်မယ်မိုးကလေအကျွေးဘလောက်ပဲတက်မိုးကံပိန်ပြည့်လို့စရင်တော်ပြီကံပိန်ဆိုတာအရေးကြီးတယ်လေအခုဆိုရင်မမိုးပြောပြမယ်နော်ပြောနော်မမိုးစင်ရင်ထဲမှာမထည့်ရတဲ့ PDF အဖွဲ့တွေအများကြီးပဲ message မှာဆက်သွယ်လာတယ် MOD လက်အောက်ခံအဖွဲ့ကအများကြီးပဲအဖွဲ့300ကျော်400စီးပြီလားအခုမမိုးတို့တလားအဖွဲ့100ကျော်ပဲအကူညီပေးလို့ရတယ်လေတယောက်လာလဲမမိုးကျွန်တော်တို့လည်း MOD လက်အောက်ပဲကျမတို့လည်း MOD လက်အောက်ပဲအကူညီပေးပါအေးငါဘယ်လိုလုပ်တော့မလဲစင်ရင်ထည့်ထားတာတလားအဖွဲ့100ကျော်စင်ရင်ထည့်ထားတာအဖွဲ့100ကျော်အပြင်ကအဖွဲ့တွေလည်းစီးတာပေါ့နော်ဒါမဲ့မမိုးတို့ထက်ထားတဲ့ဒီအဖွဲ့100ကျော်ကစစ်မြေပြင်မှာအကောင်လုံးစစ်တိုက်တယ်ဆိုတော့မမိုးတို့ကအရင်ထောက်ပံ့ပေးရတာပေါ့နော်စစ်တိုက်တယ်ဆိုတာကြည်စံလို့ရတယ်လေမမိုးကဘယ်လိုလုပ်လဲအဲကြောင့်မို့တလားဘငွေအသိန်းမြန်မာငွေအသိန်း1000ကျော်ပဲရတယ်ဆိုတော့အဖွဲ့100ကျော်ပဲလေမမိုးအသိန်း2000ရလို့စင်မမိုးလာစင်လူစင်နေအများကြီးပဲစီးလို့စင်မမိုးအများကြီးပဲကူညီပေးလို့ရတာပေါ့နော်อ๋อโอเคอ๋อมะลิงငွေ100တဲ့โอเคโอเคพื้นสกอลเนาะมะลิงငွေละဖောင်းဟုတ်ဘူးတော့စကောစတာဒီဒူလောက်ဆိုင်โอเคพื้นอายุหอบ่น่าบาอลองแล้วหอบ่น่าบาเราดีแล้วเนาะตาน้องมาตัวนี้สิยังเราพื้นหอตาน้องมาตัวนี้สิเราตาน้องเลี้ยดูเลยเจมาสันดาเวมาสันดาเวมันได้แพ้มาปูละไหมว่าเราโจทย์สิตัวนี้ไรดีส่วนคนนี้เนี่ย50ส่วนเนี่ย950
မလေးစာကရင်မောင်လေးပေါ့နော်မလေးစာကရင်မောင်လေး1200ရဲ့950ရဲ့ပေါင်းလိုက်လို့ဆိုရင်2150 2150ကို4920နောက်မယ်1150 4920 Okay အဲ့ဒီ33ဖွဲ့ထဲမှာနောက်ထပ်တစ်ဖွဲ့စာပြည့်ဖို့အတွက်2980ဘတ်လိုပါတယ်စင်နော်33ဖွဲ့ထဲမှာ2980လိုပါတယ်စင်Okay 2000ကျော်ပဲလိုတော့တယ်မမို့ဖိတ်ခေါ်တဲ့10ရောက်တော့ပြည့်သွားပြီဒါပေမဲ့ငရုတ်တီမမို့လိုအားတဲ့9ဖွဲ့တော့မပြည့်သေးဘူးအဲ့ဒါကို10ရောက်စာတို့ဖိတ်ခေါ်မဲ့အလူစင်စီလားမေစုကတော့အကျွေးတက်နေတယ်မဟုတ်တရာကြတော့အကျွေးဘယ်နေရလဲ300လား300တက်တယ်ညတော့ကနောက်ထပ်10ရောက်ဖိတ်ခေါ်လို့ရလားမဟုတ်တရာပဲကိုကတောင်းနေတယ်မဟုတ်တရာစိတ်ဓာတ်ကောင်းတယ်လို့ပြောရမလားသူကအမြဲတမ်းပဲဒီမှာစီးနေတယ်ဆိုတော့နောက်ထပ်10ရောက်ဖိတ်ခေါ်လို့ရမလားနောက်ထပ်10ရောက်ဖိတ်ခေါ်လိုက်လို့ရှိရင်ကြံနေတဲ့အဲ့ဒီအဆုံးလေးဗလဲ33ဖွဲ့ဆိုရင်အခုဒီ33ဖွဲ့ထဲမှာတစ်ဖွဲ့စာပြည့်ဖို့1000ကျော်ပဲတော့နှစ်ဖွဲ့ကျော်ပဲလို့တော့တယ်လေနှစ်ဖွဲ့ကျော်ပဲလို့တော့တယ်မဟုတ်တရာရေး10ရောက်ဖိတ်ခေါ်ပေးလို့ရမလားကြည့်တဲ့သူ30ရောက်ဖိတ်ခေါ်လို့မရလဲဘာမှဖြစ်ဘူးမမို့ရိုးပဲဖိတ်ခေါ်လိုက်မယ်နောက်ထပ်10ရောက်အော်လိုက်ရတော့ညတိုင်းလို့ကြည့်ပါတယ်တဲ့အော်မွေရပူစကောတနောက်ချုပ်မနေခဲ့ယူဝိုင်းပဲနော်မမလိုက်ကားတဲ့ဝင်ကြည့်မရတဲ့မန့်ဝင်ရေးမရဖြစ်လို့လူတွေနေသွားတာဟုတ်တယ်နော်ဘုံတော့ရေးမှာချင်း39ရောက်ပဲအကောက်တွေကပြက်ကောင်ပြီးညီမလေးရေအမဘေလို့လောက်တော့မလဲငါရအကောက်တွေကလိုက်လွင်တဲ့အကောက်တွေကပြက်ကောင်ပြီးဟိုဗီဒီယိုတော်တော်လေးတွေဟိုနည်းနည်းလေးတွေဒီနည်းနည်းလေးကြတော့ဗီဒီယိုတက်နေပါတယ်ဒါမဲ့အရေးကြီးတာတော့ငွေစားတဲ့အကောက်လေးလိုက်လွင်တဲ့အကောက်လေးလိုက်လွင်တဲ့အကောက်လူတွေတွေးမှလေအရေးကြီးတာကမ်ပိန်းတွေအတွက်စာပေးတဲ့အကောက်10ရောက်စာဖိတ်ခေါ်ပါတယ်မေစုကဝင်ငွေကောင်းတယ်မေစုအကျွေးတက်နေတယ်မဟုတ်တာဒီနေ့ပဲသူ1000မေစု1000အကျွေးလာစတယ်ဒီနေ့ကြံသေးတယ်သူရဲ့ငွေက400ကျော်လို့သေးတယ်400ကျော်ကြံသေးတယ်မေစုထဲတာအများကြီးပဲသူရဲ့လဆတောင်ထဲများလားမသိဘူးဝေနောက်ချစ်ရောက်ဆလာဆိုင်နော်ရေကောင်ကဲချကူညီနော်3လပိုင်းကမ်ပိန်းလေး PDF ဖွဲလေးရပလဲရနော်လူအတချစ်တဲ့ဖွဲလိုက်နော်အကနော်လောဆယ်လဖွဲဝပဲမပန်တော့နော်လူအနီမန်နွယ်ဖောင်းနွယ်ရှိလိုက်ရနော်နမဘူရမနေနော်ကျွန်တော်ဖဲရသေးရဲ့အော်ဟုတ်ကဲ့ပါကိုရဟုတ်ကဲ့ကြာရနော်ဝဲနော်လေးရပယောင်တီးပလို့တီးကြာပူစကလောနော်အတလောကဲမှာပုံမှန်ချင်နော်တားလေးထာကစိတ်ထားမူးမြတ်သူအဲကြောင့်လူတွေကသူ့ကိုတိတ်ပြီးတော့မကြဘူး
ဒေါ်နန်းကိုလိုက်မမီဘူးဖြစ်နေတယ်တဲ့မောင်လေးရေအဖွဲအစည်းတွေစုလိုက်ကုန်ပြီလားစုလိုက်မောင်လေးရေဘယ်လိုလဲအဖွဲအစည်းတွေအဆင်ပြေပြီလားအမအကူညီလာပတ်တောင်းနေနော်2026 3လပိုင်းကမ်ပိန်းမှာမောင်လေးရေ2026 3လပိုင်းကမ်ပိန်း PDF နဲ့ဆုံး PDF ဖွဲ့139ဖွဲ့လုပ်ပေးတယ် PDF ဖွဲ့တွေပေါ့နော်စစ်တိုင်းနေတဲ့ဖွဲ့တွေအခုဆိုရင်33ဖွဲ့ကျန်သေးတယ်မောင်လေးမောင်လေးနိုင်တော့ကူညီပေးလို့ရမလားမသိဘူးအော်မလေးပန်စီတယ်โอเคโอเคအမပို့ပေးမယ်နော်ခဏလေးပူပူရဲ့နော်တနော်ပို့လိုက်ပြီနော်ပူနော်ထရံကပမကိုမေးလိုက်တဲ့ last ဟောင်းမေစုတကယ်ပဲမေစုလေမမိုးအရန်အားနာတယ်လို့မမိုးဘယ်လိုကောင်းမလဲသူရဲ့လာစာလေသူရဲ့လာစာနဲ့သူလာလူတာလေလာလူတာထက်များနေပြီမေစုကတဖွဲ့စာလူပေးတာဘယ်နှခါလဲဒီလမှာ3ဖွဲ့လား4ဖွဲ့လား5ဖွဲ့လားအများကြီးပဲပြီးတော့တသားကျဲနဲ့တသားအီသိမ်မွေးနဲ့လည်းသူစသူတစ်ဖွဲ့ဖိတ်ခေါ်တယ်ခုနဗလဲညတော့အုတ်တညတော့ဗလဲမေစုရဲ့အသေးနှလုံးလားမွေးနေ့အသေးနှလုံးလေးမွေးနေ့တစ်ဖွဲ့စာစသူဖိတ်ခေါ်တယ်ဆချင်းအကျဲမွေးနေ့လည်းစသူဖိတ်ခေါ်တယ်အိုးအများကြီးပဲမေစုတာတထေးမကြီးလုပ်ငန်းစင်ကြီးတနေ့နေ့30ဟိုမှာမေစုရဲ့တထေးမကြီးအမြန်ဆုံးနဲ့ဖြစ်ရပါစေနော်မဆုတောင်းပေးတယ်နော်တထေးကြီးဘယ်လိုပါမလဲတထေးကြီးနဲ့တွေ့ရပါစေကြောင်ရပါစေစိတ်ဓာတ်ကောင်းစေတနာကောင်းအစဉ်ပြေတဲ့လူနဲ့တွေ့ရပါစေကြောင်ရပါစေဟုတ်ကဲ့ပါမောင်လေးရေအလူလုံးမလို့လားဟုတ်ကဲ့မင်္ဂလာပါစေကိုရေတော်နိုင်ရေးအတွက်ကိုညီပေးမလို့လားနှလုံးသားလေးဟုတ်တယ်နှလုံးသားလေးမောင်လေးရေထိုင်းနိုင်ငံမှာပဲဟုတ်ထိုင်းမှာဆိုရင်အမထိုင်းပန်ပို့ထားပေးလိုက်မယ်နော်ဟုတ်လေကျင်းကူပါဖြစ်သွားလဲကျင်းကူအော်ကောင်းပါပြီမောင်လေးရေအဲ့လိုမျိုးဆက်သက်လာဒီအခုလည်းဖုံဆက်လာလို့ရတယ်နော်မောင်လေးရဲ့အမထိုင်းဘန်နံပါတ်ပို့လိုက်ပြီနော်ထိုင်ဖာနေနော် SCB ဘန်165နေကို93134ထိုင်ဖာနေဘန်နော်လွယ်ပြီးဆိုရင်ဖြစ်ပန်ပို့လိုက်ပြီပါနော်โอเคကောင်းပါပြီမောင်လေးရေဟုတ်ကဲ့ပါဟုတ်ကဲ့အမပို့ထားပေးလိုက်ပြီမောင်လေးတွေ့လားမသိဘူးမောင်လေးရေအမပို့ထားပေးတယ်နော်တွေ့လားစကရင်ဆော့ရိုက်ပြတယ်နော်အမပို့လိုက်ပြီနော်တွေ့လားဘယ်နံပါတ်မနေ့ဖက်မောင်လေးလွယ်ပြီးဆိုရင်အမကိုဖြတ်ပိုင်ပို့လာပြပါနော်ကျေးဇူးရမ်းတင်ပါတယ်နိုင်မိုးရေအောင်ဆုံးလာဆိုင်နော်ကြီးရေအောင်ဆုံးလာဆိုင်မင်္ဂလာပါဒီမှာ PDF လောဆယ်နောက်ထပ်တစ်ဖွဲ့စာပြဖို့အတွက်2980လိုတယ်10ရောက်ဖိတ်ခေါ်ပါတယ်အခုဒီ10ရောက်မမိုးကမဟောတရာကိုကူညီတောင်းတယ်မဟောတရာအဖြေမပေးသေးဘူးဖြစ်နေတယ်အဖြေမပေးလို့ရှိရင်မမိုးပဲဖိတ်ခေါ်လိုက်မယ်ဒါပေမဲ့ဒီ10ရောက်တော့မိုး100ပဲထည့်နိုင်တော့မယ်နော်100ပဲနော်အမိုး100ပဲထည့်နိုင်တော့မယ်နော်1ရောက်ဆိုရင်100ပေါ့နော်ဘာလို့ဆိုတော့မမိုးအားနာနေပြီးမဟောတရာလည်းအကျွေးတက်ဟိုမေစုလည်းအကျွေးတက်ဆိုတော့မမိုးပဲအကျွေးတက်ခံလိုက်မယ်ဘာမှဖြစ်ဘူးမနေ့တုန်းကလည်း
ဒီမနေ့ပေါ့9000နဲ့9000အမှုကျွေးတက်တယ်နော်အခုဒီညတော့2000အခုနောက်ထပ်1000โอเคနော်ဗါလဲနားမလဲဘူးခဏလေးဟယ်လိုအော်အဆောင်ကလပ်ဘူးတမတ်တာဖော်နေပါဝါဘူးဟာတောင်းနေလို့ထဲနေလို့အဲ့ဒါတနော်ရပဲနပါပဲနော်โอเคจ้าตับเลยมอลปูจ้าสกอลเนาะตับเลยโอเคจ้าปูโอเคสกอลใส่นั่นละเต้เดี๋ยวสกอลใส่นั่นละเต้งานยาสวยน้องมุตยาแท้ไหมช่วยแต่เดี๋ยวไม่สู้ยี่ตาน้อยเราตลาดตรงงาทองเลยตาน้อยตัวนี้เด้แต่ไม่อดีตตรงจริงงาทองว่ามุตลาดสวยแต่ตรงงาทองโยไหมอะไรမျိုးမမိုးတလားဆိုရင်3000 5000ထဲတာပေါ့နော်မကိုပိုင်ငွေနဲ့အဲကြောင့်အဲ့ဒီ3000 5000ထဲမှာမမိုးကအကျွေးစီးလို့ရှိရင်မမိုးတလား1000ဆိုရင်တလား1000ထဲတယ်တလား1000 5000ဆိုရင်1000 5000ဒါတော်လန်ရေးအကျွေးသက်ပဲနော်ကမ်ပိန်းအကျွေးသက်ပဲအပေါ်တာကြတော့မမိုးဒီဘက်မှာမမိုးစင်ရင်နဲ့မမိုးအကျွေးသက်တာပေါ့မြေစီတို့အကျွေးတက်တမျိုးပဲပြီးတော့ပြန်တော့စိုက်တယ်အဲ့လိုမျိုးโอเคနော်ပြီးတော့ခဏလေးနော်နော်လာတင်900အခါလေးနော်လာတင်ရမလားနန်းလာတင်လားနော်လာတင်လားနော်နန်းလာတင်အေးရမိသားအဲ့ဆို600ဖြစ်သွားပြီโอเคတယောက်နောက်ထပ်9ယောက်ဆက်ပါဝင်ပေးကြပါစေနင်းနဲ့ငါစီခေါ်မလားတဲ့โอเคအခု9ယောက်ဆက်ပါဝင်ပေးပါပြီးတော့အခုမှမိုးလိုရတဲ့2980ကခဏနဲ့ပြောင်းပြီနော်2980ပဲလိုပါတော့တစိအေး600ခဏလေး600ရတယ်လေဆိုရင်2180ပဲလို့တော့တယ်2180ပဲမမိုးရဲ့အကျွေးဟောင်းလေမမိုးရဲ့အမစီမှာအကျွေးဟောင်းတော့15000စီးတယ်ညတော့ကနောက်ဒီမနေ့သူနောက်ထပ်9000နဲ့9000မမိုးထားချေတယ်ဆိုတော့ဘာလို့ပါ6000 9000အေးသသိန်းနေပါပဲ9000အခု9000ကိုမမိုးပြောတယ်မမိုးဒီဘက်ကအကျွေးအများကြီးမတက်လို့ရှိရင်သူ့ကိုတစ်လ2000ကျော်မယ်ဒီဘက်ကမမိုးရဲ့စင်ထဲမှာအကျွေးတက်တာများလို့ရှိရင်သူ့ကိုတစ်လ15000ကျော်မယ်โอเคတဲ့ဒါပေမဲ့မမိုးရဲ့အလူစင်ပဲဆိုတော့လေသူနားလဲပေးတယ်သူ့ဘက်ကလည်းသူညတော့လည်းသူလာပြီးတော့ထည့်ပေးတယ်သူ့ဘက်ကလည်းမမိုးအများကြီးတခုညမမိုးရဲ့အလူစင်ဆိုတော့တစ်လဆိုရင်2000 3000မမိုးရဲ့အမကသူလာပြီးတော့လူပေးတယ်သူရဲ့ကိုပိုင်ငွေနဲ့ပေါ့နော်ဒါပေမဲ့ချေးတာတော့တသက်ပြောချင်တာကတော့ဒီမမိုးအလူစင်နဲ့မမိုးဆိုရင်တော့အခုမမိုးကတော့အကျွေးအများဆုံးပဲပေါ့အဲငါတထေးအကြီးဆုံးပဲโอเคအတောင်သိမ့်မကြီးနဲ့ထင်းနဲ့မဆန့်ဖြစ်နေမယ်ဘသူကပြောတာလဲအတောင်ကြီးတဲ့ဆိုတာငွေအတောင်ကြီးလို့ပြောတာမဟုတ်တော့စကားပြောလိုက်လို့စရင်ဟာသအမခံတွေအိတ်ကုန်ကြပြီလားအမခံဒီမှာလေးအမခံဘူးမနော်45ရောက်တော့ရှိတယ်အမခံ45ရောက်တော့ရှိတယ်ဒီမှာ33ဖွဲ့ထဲမှာတစ်ဖွဲ့စာအဲ့ဒီ33ဖွဲ့ထဲမှာတစ်ဖွဲ့စာပြဖို့တဲ့2080ပဲလို့တော့တယ်โอเค2080မမိုးဖိတ်ခေါ်တာနောက်ထပ်10ရောက်နော်အခု1ယောက်ပါဝင်လာပြီနော်နန်းလာတင်နော်900ထက်ပြီးတော့မမိုးလက်100ထက်600အခု9ယောက်ဆက်ပါဝင်ပြီပါနော်ဝင်းဆိုအဆလာဆိုင်နော်ရေတာယူပါနော်အဆလာဆိုင်နော်ဝင်းဆိုကလာပြီးအားပေးတယ်ပန်းနေပေးတယ်โอเคနော်ဝင်းဆိုရေဒီမှာ10ယောက်ဖိတ်ခေါ်တယ်1ယောက်ရပြီ9ယောက်လူသေးတယ်PDF တစ်ဖွဲ့စာပြဖို့အတွက်လောလောဆယ်နော်အခုတစ်ဖွဲ့စာပြဖို့အတွက်2180လိုတယ်ဂျာဘုံနော်စကောနော်ပထမဦးဆုံး10ယောက်ပဲခေါ်တာနန်းလာတင်လာပြီဒုတိယ1ယောက်ပေါ်လာပေးပါငါတို့ပဲစီတယ်ဆိုတာဒါပဲနော်ငါတို့ပဲစီတယ်ဆိုတာဒါပဲနောက်ထပ်9ယောက်အခု30ယောက်စီသေးတယ်9ယောက်ပါဝင်ပေးကြပါ100နိုင်300နိုင်400 500 1000တစ်ဖွဲ့စာပေါ်လာလို့စေရောမူထားကလိုက်မယ်မေစုကိုပြောတာတဲ့โอเค
မေစုအိပ်ပြီလားမသိဘူးမောဒရာသူအားသေးလားအေးနမ်းမျိုးတတိကျော်ကိုလေသွားမေးပေးပါအောင်နမ်းမျိုးတတိကျော်ကဘာတွေဖြစ်တာလဲအော်ဟုတ်ကဲ့ပါအန်ဒီဟုတ်ကဲ့အန်ဒီက CB ကိုကြည့်ခိုင်းတယ်ဟောဒီမှာအန်ဒီတပ်သမီးဒီညမိုက်ကရိုဖုန်းပြက်နေတယ်အန်ဒီရဲ့သမီးအတန်ပိတ်လို့မရဘူးဖြစ်နေတယ်ကနေသမီးအတန်တိုးလေးပဲဖွင့်တော့နားထောင်မယ်โอเคအန်ဒီတထောင်ထပ်ပေးမယ်တဲ့အော်သမီး10ယောက်ဖိတ်ခေါ်တာအန်ဒီရဲ့အနောက်မှာဆိုရင်100ထပ်ပေးမယ်အဲ့လိုမျိုးကျေးဇူးရတင်ပါတယ်နော်အန်ဒီနော်ဝမ်းသာလိုက်တာအန်ဒီကျမ်းပါပါစေချမ်းသာပါစေတက်တော်ရကြော်စေပါစေအန်ဒီစီးတဲ့အခက်အခဲတွေပြဿနာတွေအားလုံးလည်းအမြန်ဆုံးနဲ့ကောင်းလာပါစေအမြန်နီးနဲ့အဆင်ပြေလာပါစေသူတော်ကောင်းသူတော်မြတ်နဲ့တွေ့ကြပါစေအန်ဒီနော်အခက်အခဲပေါင်းများစွာကိုကြော်ဖြတ်နိုင်ပါစေလို့သမီးဆုတောင်းပေးပါတယ်အန်ဒီโอเคဟုတ်တယ်တွေ့ပါပြီစင်အန်ဒီက1000ထပ်ပေးမယ်ဆိုရင်မို့100ထပ်မယ်1100ပေါ့နော်အိုး1100ဆိုရင်အဲ့ဆို1080ပဲလို့တော့မှာ2180ဆိုတော့အန်ဒီက1000မှမို့100ဆိုရင်1100အန်ဒီနော်အဲ့ဆိုရင်1100ကို1080 2180ကို1100နှုတ်မယ်ဆိုရင်1080ပဲလို့ပါတော့တယ်1080ရလို့ရှိရင်အကိုတို့မတို့ရေဒီ33ဖွဲ့မှာတစ်ဖွဲ့စာရမယ်32ဖွဲ့ပဲကျွန်တော်မယ်ပြောရမယ်ဆိုတော့မမို့ဒီည35ဖွဲ့35ဖွဲ့35ဖွဲ့ရတော့ပြောရမယ်ဆိုတော့ဒီ1080ရလို့ရှိရင်3ဖွဲ့စာရမယ်ကွာဒီညနော်နှစ်ဖွဲ့ရတော့ကြံမှာပေါ့နှစ်ဖွဲ့ရဒေါ်လာတွေပေါ်လာမှပဲပြည့်တော့မယ်တင်တယ်โอเคအခုလောလောဆယ်နောက်တစ်ဖွဲ့စာပြဖို့အတွက်1080ပဲမမို့ဖိတ်ခေါ်တဲ့အလူစင်10ယောက်က2ယောက်ပေါ်လာပြီ10ယောက်ပဲလို့ပါတော့တယ်10ယောက်နမ်းမျိုးလင်ယူမို့ပတ်စံစုနေတယ်နမ်းမျိုးနဲ့ဖြိုထပ်ပါ2ယောက်စလုံးလင်ယူမလဲအိုးခါလေအော်ပြောလို့ရတယ်ဘာမှမဖြစ်ဘူး2ယောက်စလုံးပတ်စံစုပြီးတော့လာရတယ်လေသူတို့တူညာကြတဲ့အချိန်မှာငါလည်းသွားတောင်းမယ်တစ်ဖွဲ့စာနှစ်ဖွဲ့စာပေါ့သူတို့တူနေယူလို့ရှိရင်ပေါ့နော်ဘယ်လိုဟာမလဲယူပြီးညာကြတဲ့အချိန်သူတို့ကိုသွားတောင်းမယ်အဲ့လိုမျိုး PDF စားဖို့ထမင်းဖို့ဟင်းဖို့ချက်သားဖို့ဝက်သားဖို့ပေါ့တစ်ဖွဲ့စာနှစ်ဖွဲ့စာလောက်သွားတောင်းလိုက်မယ်အခုကျတော့ပတ်စံစုထားရတယ်ပြဿနာမရှိဘူးနမ်းမျိုးကိုမတွေ့တော့ဘူးအရင်တော့ဆိုရင်မနေ့ပိုင်းလာတယ်အခုသူ့ကိုမတွေ့တော့ဘူးစိတ်ပူတယ်တော်လိုင်းရေးကိုစိတ်ကုန်သွားပြီလားလို့စိတ်ပူလို့အော်โอเคမင်္ဂလာပါအကိုရေမင်္ဂလာပါတော်လိုင်းရေးအတွက်ကူညီပေးမလို့လားဒါတော့ဟိုက်ထားတယ်ဒီကောင်းတယ်မပေါ်စလိုက်နဲ့အန်ဒီရေကျေးဇူးတင်ပါတယ်စင်တဲ့နေလွင်ကပြောတယ်ဟယ်လိုအော်ဟုတ်ကဲ့မောင်လေးရေမင်္ဂလာပါတော်လိုင်းရေးအတွက်ကူညီပေးမလို့လားမောင်လေးရေအိုးအခုကလေအမကအရေးပေါ်ကြည်အတောက်9000က2000ကျော်ပဲရသေးတယ်မောင်လေးအော်မကန်တာထားဘူးစင်အစစ်ပြေလို့စင်များလူလေးကောင်းလေးပဲအစစ်မပြေလို့စင်နိုင်တဲ့လောက်လူပေါ့နော်ရတဲ့လောက်နဲ့လူကောင်းပါပြီဟုတ်ကဲ့ပါမျိုးနေပါမယ်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ကန်တာထားလားတဲ့လူစင်မကန်တာထားပါဘူးစင်အစစ်တေးသေးလို့လူလို့ရတယ်တော်နန်းရောကြံတဲ့လူတွေအားလုံးလေးစားစရာကောင်းပါတယ်တဲ့မမို့ပြောမယ်နော်မမို့ရအလူစင်လေးအလူစင်ကြီးလားအလူစင်သေးလားအကောင်လုံးလေးစားပါတယ်အကောင်လုံးလည်းဂုဏ်ယူပါတယ်အကောင်လုံးလည်းမမို့ဘယ်လိုမျိုးပြောရမလဲတော်တော်ဂုဏ်ယူဖို့ကောင်းတယ်နော်တော်တော်ဂုဏ်ယူဖို့ကောင်းတယ်စိတ်ဓာတ်တွေကလည်းတော်တော်ပြတ်သားတယ်တကယ်ပဲမမို့နဲ့တသားတယ်ပဲမမို့စိတ်ဓာတ်နဲ့အတူပဲသွေးတဲ့တသားတယ်ပဲတူပဲတခါတလေမမို့တော့သူတို့လိုက်လို့မမီဘူးအောင်ပြောလို့ရတယ်အမမို့စဉ်းစားတာပေါ့နော်သူတို့နေရတာမမို့နေလို့စီမမို့အဲ့လောက်လူမနိုင်ဘူးမမို့တကယ်ပြောတာတော့မစုနော်မမို့ရဲ့အလူစင်နေရာမှာနေလို့စီမမို့လူလို့မနိုင်ဘူးသူတို့လူတာဟိုကြောက်စရာကြီးအကျွေးတွေတက်တာလဲအများအပြားလို့မျိုးနော်မမို့တကယ်ပြောတာ
ပြီးတော့လေသူများနဲ့လည်းနေရတယ်သူများအလုပ်လည်းလုပ်ပေးရတယ်ကိုပိုင်အလုပ်လည်းမဟုတ်ပေါ့နော်စိတ်ဓာတ်တွေကအရန်ကိုလေးစားဖို့ကောင်းတဲ့အရောက်တန်ပဲတကယ်ပဲနော်အဲကြောင့်ဒီပွဲငါတို့နိုင်ကိုနိုင်ရမယ်နော်ဒီလိုမျိုးပြည်သူလူထုတွေရဲ့စိတ်ဓာတ်ကဘာပေါ်မှာလိုက်တော့စာမယ်ဆိုလည်းမရှိဘူးတော်လိုင်းရေးနိုင်ငံရေးဆိုတာလူတယောက်ကပေါင်လာပြီးစိတ်စီးပြီးသူပြပြသားပေါင်ပြီးဆိုရင်အဲ့ဒီလူရဲ့စိတ်ဓာတ်ကလေဝယ်လို့မရဘူးကဘာပေါ်မှာလိုက်စားလို့မရဘူးတကယ်ပဲအရန်ကိုတန်ဖိုးစီးတဲ့ပြည်သူတွေပေါ့နော်အရန်ကိုတန်ဖိုးစီးတဲ့လူတွေပါအဲ့လိုမျိုးစိတ်ဓာတ်စီးတဲ့သူပါတကယ်ပါပဲနော်တချို့လူတွေကနိုင်ငံရေးတော်လှန်ရေးကိုနဲ့မဆန်တူနေတဲ့သူကအရန်ကိုတန်ဖိုးမဲ့တာပေါ့နော်လုံးဝအလေးချိန်မရှိဘူးပြောမှဆိုတော့အလေးချိန်မရှိဘူးတန်ဖိုးမရှိဘူးဆိုင်ကုံမြေလေးတဲ့အာကိုလို့မရအားထားလို့မရစာဘလောက်ပဲတတရုပ်ဘလောက်ပဲချောချောနိုင်ငံအတွက်အများအတွက်အနာကအတွက်လူမျိုးအတွက်ဘာမှမလုပ်ပေးလို့စင်ဘာမှစောက်တော့မကြလို့စင်လူအများအတွက်ပေါ့နော်အဲ့ဒီလူကလုံးဝတန်ဖိုးမရှိဘူးတကယ်ပဲနော်ကဘာပမာတန်ဖိုးစီးတဲ့လူတွေအများကြီးစီးလို့စင်ကဘာအေးချမ်းတယ်နိုင်ငံထဲမှာစီးလို့စင်လည်းနိုင်ငံတိုးတက်တယ်ဒါပေမဲ့လူရောက်မှာအမတန်ဖိုးမရှိတဲ့လူတွေလူရောက်မှာလူကောင်းတဲ့များလို့စင်တော့အဲ့ဒီနိုင်ငံကဖျက်ဆီးတယ်ဒါပေမဲ့အဲ့ဒီနိုင်ငံကိုပြန်တော့ကဲတင်လို့ရအောင်လူကောင်းဖြစ်ပြရမယ်တာဝန်ယူမှုတာဝန်ခံမှုရှိတဲ့နိုင်ငံသားကောင်းတရားဖြစ်ရမယ်ကိုချင်းစာစိတ်မွေးပေးရမယ်ကိုနိုင်ငံအတွက်နဲ့ကိုလူမျိုးအတွက်ပေးစားနိုင်ရမယ်အချိန်လားငွေလားအဲ့လိုမျိုးပေါ့နော်မနိုင်လို့ရှိရင်တော့မရဘူးလေပြီတို့နော်ငွေနဲ့မနိုင်လဲစီးတဲ့အရင်ချင်းဉာဏ်ပညာနဲ့ပါဝင်ဟုတ်လားအချိန်ခါစီးလို့ရှိရင်ရတဲ့နည်းနဲ့လုပ်ပြီးနီလန်းပေါင်းများစွာစီးတယ်တချို့မှငွေမရှိဘူးဆိုရင်လည်း Facebook တောင်းလို့ရတာပဲလေသူတို့ Facebook တွေတောင်းတာပဲလေငွေမရှိလဲဟုတ်လား Facebook တောင်းပြီးဆိုရင်ဒီနိုင်ငံရေးတော်လှန်ရေးနိုင်ငံခြားမှာနေတဲ့လူအလုံးဟာနိုင်ငံရေးတော်လှန်ရေးကိုကူညီတာကဲတင်တာဒီဖုန်းနဲ့ပဲလေဒီ Facebook နဲ့ပဲလေအရောက်တိုင်းပဲတခါတလေမမိုးရဲ့အလူစင်တွေတချို့မှနော်မမိုးသူတို့စာတွေရေးတဲ့အချိန်မှာကွာမမိုး comment ထဲမှာသွားပြီးတော့တခါတလေသူတို့တွေကဟိုနိုင်ငံရေးပို့အောက်မှာဒီတော်လှန်ရေးပို့အောက်မှာပေါ့နော်နောက်အေးစကောလုံးတော့ရဲဖောင်းတော့ဟိုစကောတော့ရမတာလို့ဖောင်းဘူးဖောင်းဟိုနိုင်ငံရေးပို့အောက်မှာဒီတော်လှန်ရေးပို့အောက်မှာသူတို့လိုက်ပြီးတော့ရေးတဲ့အချိန်မှာလေသူတို့တခင်ကြတာမျက်နှာမပြဘူးနော်အခုမမိုးရဲ့အလူစင်တွေပေါ့ဒီလိုမျိုးပေါ့မျက်နှာတော့မပြဘူးအကောင့်အမေစုပုံနဲ့လက်သုံးချပုံနဲ့ပေါ့နော်သူတို့ရေးထားတဲ့စာတွေကသူတို့စိတ်ဓာတ်အရန်ပြတ်တာတယ်သူတို့ရေးထားတဲ့စာတွေဟိုနိုင်ငံရေးသမားစစ်တော်ရေးသမားစစ်ဟိုဆရာကြီးတွေပဲဆရာကြီးတွေငါရလူစင်တွေကဆရာကြီးတွေဒါပေမဲ့မျက်နှာမပြတာတခုပဲမျက်နှာတွေမပြဘူးနော်လူတွေတော့လူမသိဘူးပေါ့မမိုးစီမှာအခုသူတို့လာလူတာလဲဒီလိုပဲလေအကောက်တွေလည်းမမိုးတွေ့ရတာဟိုဘာပုံပေါ့နော်သူတို့တင်တယ်ဒါပေမဲ့နိုင်ငံရေးပို့တော်လာရေးပို့တယ်မှာတခါတလေမမိုးဝင်ကြည့်တဲ့အချိန်မှာမမိုးရဲ့အလူစင်တွေအများကြီးပဲတော့ခေါင်းမင်းတယ်ပေါ့နော်ပြည်သူအားလုံးကလိမ့်ပါတယ်သိလားပြည်သူအားလုံးကလိမ့်ပါတယ်အဲ့ဒါဘောမတွေတချို့မှာတပ်ပါတီတွေငါတို့ပြည်သူတော်တော်အထင်သေးတယ်ပြည်သူကိုပက်စုပက်ဆက်နဲ့မျက်နှာပြောင်နဲ့ဆောက်ဆက်တရားမရှိတဲ့မျက်နှာနဲ့လိမ့်တယ်ပြည်သူတွေကလိမ့်ပါတယ်ဘလောက်လိမ့်ပါလဲဆိုတော့တချို့မမိုးရဲ့အလူစင်ကမမိုးတဲ့နိုင်ငံရေးသိတာမေစုဆိုရင်မမိုးတဲ့အသက်ငယ်တယ်နော်မမိုးတဲ့သူနိုင်ငံရေးသိတယ်ဘာကြောင့်လဲမေစုအတွေ့အကြုံရှိတယ်မမိုးနိုင်ငံရေးအတွေ့အကြုံတိတ်ပြီးမရှိဘာကြောင့်မမိုးကြီးလာတာသူများနိုင်ငံမှာမမိုးငယ်တုန်းကဆိုရင်လည်းအေးစေးပဲလေအဲ့လိုမျိုးတိုက်ပွဲတွေဖြစ်တယ်အဲ့ဒါပဲပြီးတော့အသက်12နှစ်13နှစ်သူများနိုင်ငံသူ12နှစ်13နှစ်ထိုင်းနိုင်ငံမှာကြီးလာတယ်လာပြီးတော့အလုပ်လုပ်တယ်မေစုဆိုရင်သူရဲ့အတွေ့အကြုံကတော့ဟိုသူငယ်ကလေးကဘာတွေတော့ကိုယ့်ရဲ့မြန်မာပြည်မှာဘာတွေဖြစ်သူအကောင်လုံးပြီးတော့လေစာတွေကြိုက်ဖားကြတယ်မမိုးရဲ့အလူစင်အများအပြည့်စာတွေကြိုက်ဖားကြတယ်မမိုးတရားပဲစာဖားတာမကြိုက်ဘူးမမိုးစာဖားပြီးဆိုရင်မမိုးအိမ်ငိုက်ပြီအဲ့လိုမျိုးဖြစ်တာဘာလဲဟုတ်တယ်မေစုပြောတာမှန်တယ်အဲ့ဒါအကြည့်ဟုတ်တယ်မမိုးကလည်းပြောချင်တာမမိုးကဆရာကြီးတွေကိုပိုင်ဆိုင်ထားတာပြောတာလေမမိုးချက်တင်ထားတယ်မမိုးရဲ့အလူစင်တွေကဆရာကြီးတွေမမိုးပြောတယ်ဆရာကြီးတွေကိုပိုင်ဆိုင်ထားတာဆရာကြီးရဲ့တဲ့ပဲမမိုးကလေပေတင်တော့မယူဘူးနော်ပြီးတော့နော်ထိုင်းပေတင်တချို့မှလေဟိုဖလိုက်ရစ်စီသူတို့ခေါ်တာလေထိုင်းဖဲကားလိုမျိုးလေသူတို့ကပြောတယ်ဆိုတော့
သူတို့ကြည့်တာလေးတော်မဲ့လေနေကနာမည်စီးတဲ့လူတယောက်စေချုံနေပါမှာအလုံးလောက်ပြီးတော့နာမည်ကြီးတဲ့လူနာမည်ကြီးတဲ့လူတယောက်နာမည်စီးတဲ့လူတယောက်နေကိုလူချင်းလူခင်များတယ်လို့နေကိုလူမောင်းတဲ့လူလည်းများတယ်ဒါပေမဲ့ तू ပြောတာတယောက်စာအတွက်မဟုတ်တော့ဒါပေမဲ့အဲ့ဒီလူနဲ့ကိုက်ညီတဲ့သူပဲတွေ့မယ်အဲ့ဒီ तू ဖွင့်တဲ့ပေတင်ဟာ तू ပြောတယ်နေရဘော်လီဝါဆိုတာနေဘေးနားမှာစီးတဲ့နေရတပည့်တွေကဆရာကြီးတွေတက်ပဲတဲ့အရန်ကိုလိမ့်ပါတယ်အရန်လဲအုံနောက်တွေကောင်းတယ်တဲ့ဆရာကြီးတွေတက်ပဲနေပိုင်ထားတဲ့လူတွေကနေဘေးနားမှာစီးတဲ့လူတွေကဆရာကြီးတွေတက်ပဲတဲ့ပြီးတော့မမပြောမယ်နော်မမပေးတင်မယူနော်ဒီတော်လန်ရက်လေးတန်းပစင်းနိုင်မှာဒါပေမဲ့မမအများကြီးမပြောဘူးတန်းပစင်းနိုင်မှာနော်ငါတို့လိုချင်တဲ့စန္ဒအားလုံးကပြည့်စုံမှာဒီပွဲကမမပြောလို့ရဲတယ်နော်အဲဒါမမဘေးနားမှာနေတဲ့လူတွေကဆရာကြီးတက်ပဲအရောက်တန်းဆရာကြီးတပည့်ဆိုတာတယောက်မရှိဘူးအရောက်တိုင်းပဲမမနာမယ်မခေါ်တော့ဘူးဟိုသူတို့စာရေးတာတယောက်ဆိုရင်လေနော်မဟုတ်တာလဲဆရာကြီးဦးလေးကြည်လဲဆရာကြီးမတီလေးလဲဆရာကြီးနောက်လေးလဲဆရာကြီးမေစုလဲဆရာကြီးတချို့မှာဆိုရင်လေမမိုးရဲ့ comment ထဲမှာသူတို့စာမရေးဘူးနော်မမိုးစီမှာတလားတစ်ခါပတ်စံပို့တယ်မမိုးစီမှာလည်းအတန်မပို့ဘူးနော်သူတို့အကောင်မမိတယ်မမိုးရဲ့လာစိန်လူစီအနည်းနဲ့မမိုးစီမှာလာလူတယ်ဒါပေမဲ့မမိုးသူတို့စာတွေရေးတာလေဘယ်နေရာကမမိုးတွေ့လဲမမိုးပြောတယ်စေချုံမီဒီယာပေါ်မှာနိုင်ငံရေးတည်င်းအောက်မှာနိုင်ငံရေးတော်လိုင်းရေးတည်င်းအောက်မှာသူတို့သွားရေးတာစေကြီးပဲမမဖမ်းလိုက်တာသူတို့ရဲ့စာတွေကပေါ့နော်အေးနိုင်ငံရေးသမားပိသားလိုက်တာသူတို့အတွေ့အကြုံတွေစီးတယ်ပေါ့နော်အဲ့လိုမျိုးပေါ့နော်သူတို့စီးတဲ့ကလုံးတွေကအရန်ကိုထိမိပဲဒါပေမဲ့မမရဲ့ comment မှာသူတို့လာမရေးဘူးနော်တချို့မှတော့ပြောတာနော်မမမပြောတော့ဘူးတချို့အကြောင်းဘောမတွေတချို့မှမမဟုတ်တာတွေဆွဆွဲလို့စင်ရင်လေဘောမတွေအများအပြည့်တချို့မှဆိုလည်းဘောမမဟုတ်ဘူးကိုလူပါလူရောက်မှတွေဘောမမိုးကိုနာမည်ဖြတ်ချင်တယ်မမိုးကိုကန်ထုတ်ချင်တယ်မမိုးနာမည်ပြည့်အောင်လူတွေယုံကြည်မှုမရှိအောင်ပေါ့နော်သူတို့ line ပေါ်မှာတဲ့ပြီးတော့မမိုးကိုမဟုတ်တာတွေဆွဆွဲတယ်လို့ဆွဆွဲလို့စင်ရင်လေမမိုးကအလူစင်အများကြီးပဲလေအဲ့ဒီမမိုးရဲ့အလူစင်တွေကသူတို့ကိုသွားပြီးတော့စုံမလိုက်တာမမိုးဘာမှသွားပြီးတော့ဆဲစရာမလိုတော့ဘူးအဲ့ဒီလူတွေကမမိုးအလူစင်တွေပဲသူတို့သွားပြီးတော့စုံမလိုက်တယ်အဲ့ဒီအလူစင်ကမမိုးကိုတခါမှစကားမပြောဘူးနော်လာကွန်မရှင်ဘယ်နှပါလာတောင်းတယ်ပြီးလို့စင်ပတ်စံမမိုးစီမှာလွဲလာတယ်မမိုးကိုဘာမှလာမမေးဘူးစဆုတာပါတော့မရှိဘူးပြီးတော့မိုးလည်းလေးအချိန်မှာသူတို့ကြည့်တယ်ဒါပေမဲ့ comment မရေးဘူးဒါပေမဲ့လူရောက်မှဒီကမမိုးကိုမဟုတ်တာတွေဆွဆွဲပြီးဆိုရင်မမိုးကိုပုတ်ကိုဆွဲလို့မမိုးကိုသူတို့အရန်ဆွဲလန်းလို့လာကာကွယ်ပေးတာအဲ့လိုမျိုးမဟုတ်ဘူးဘာလို့ဆိုတော့လူရောက်မှကမဟုတ်တာတွေဆွဆွဲလို့သူတို့ကဘာပြောဆိုမိုးအလူခန္ဓာပဲသူတို့တွေ့တယ်တဲ့စရင်စရာချပြတာမရှိဘူးတဲ့ဘယ်နေရာကိုလူလဲသူတို့မတွေ့ဘူးတဲ့အဲ့လိုမျိုးမဟုတ်မှန်တဲ့စကားကိုသူတို့ပြောတဲ့အတွက်ကြောင့်မမိုးရဲ့အလူစင်ကမမိုးကိုစောက်ကြည့်တယ်လေမမိုးကိုစောက်ကြည့်တဲ့အတွက်ကြောင့်နေ့တညတိုင်းစောက်ကြည့်တဲ့အတွက်ကြောင့်မမိုးပါတွေလောက်လဲဆိုတာမမိုးလောက်တာမှန်ကန်လို့အဲကြောင့်သူတို့လတိုင်းနေ့တိုင်းဒီ၄နှစ်၅နှစ်အတွင်းမမိုးစီမှာပဲလူတာအဲကြောင့်မမိုးလောက်တာမှန်ကန်လို့မမိုးလောက်တာထိရောက်လို့အဲကြောင့်သူတို့ကလာလူတာလေအဲကြောင့်မဟုတ်မှန်တဲ့လူတွေဘယ်သူပဲဝါမဆိုနော်မဟုတ်တာတွေမမိုးဆွဆွဲပြီးတော့မမိုးနာမည်ပြန်လောက်လို့စီရင်သူတို့သွားပြီးတော့ရေးလိုက်တာမမိုးဘာမှပြောစရာမလိုတော့ဘူးအဲ့ဒါအမှန်တရားနော်အဲ့ဒါအမှန်တရားဘာလို့ဆိုတော့အများကြီးပဲရေးတာတချို့ဘာမှတစင်ဒီကောင်မအလူခံတက်ပဲဘယ်နေရာပို့လိုက်အောင်မတွေ့ဘူးဘယ်လိုမတခါတလေမမို့ကိုနိုင်မဲ့ရေးလိုက်မယ်မမို့ရဲ့ကောက်ထဲမှာမမို့တင်နေပို့အောင်မှာလာပြီးတော့ဟောင်းနေကြတယ်ဘာမှတွေအများကြီးပဲတချို့မအားလာရဲ့9000စားတွေပေါ့နော်မမို့ပြောတယ်အေးငါလူခံတာတော့နေတွေ့တယ်ငါပဲမှလူလဲဆိုတာနေဘယ်လိုမျိုးတွေ့မလဲနေမလားလီကိုပဲထိုင်ပြီးတော့ကြည့်နေတယ်ဆိုတော့နေဘယ်လိုမျိုးတွေ့မလဲမလားလီကိုမကြည့်နဲ့ငါလိုက်လွှင့်တော့ကြည့်အဲ့ဒါမှနေသိမယ်လို့ဟုတ်လားငါလူခံတာတော့ညတိုင်တို့တွေ့တယ်ငါပဲမှာပို့လဲဆိုတာသူတို့မသိဘူးဆိုရင်နော်အဲ့ဒါမလားလီကိုသူတို့ထိုင်ပြီးတော့ကြည့်နေတာအဲ့တော့ပြန်လာမလားလီကိုထိုင်ပြီးတော့မကြည့်နဲ့ထိုင်ပြီးတော့လည်းမငုံနဲ့ထိုင်ပြီးတော့လည်းဘောမမနဲ့ငါပါတွေလောက်လဲငါပဲနေရာကိုပို့လဲဘယ်အဖွဲကိုပို့လဲပြီးတော့ငါစင်းစရာတင်တဲ့အချိန်မှာဘယ်ရက်လဲဘယ်နေ့လဲနေသိရအောင်လို့တချို့မှဆိုရင်လည်းဒီကောင်မအလူခံတက်ပဲစင်းစရာတစ်ခါမှမချပြဘူးစင်းတန်းတစ်ခါမှမလုပ်ဘူးတွေ့လားအဲ့ဒါသူတို့ကပြီးတော့အဲ့လိုမျိုးစာတွေရေးတာလဲမမိုးစင်းစရာချပြတာသူတို့သိတယ်နော်မမိုးပြပြတာဘာကြောင့်တို့အဲ့လိုမျိုးရေးတာလဲဆိုတာပြည်သူလူထုယုံကြည်မှုနည်းသွားအောင်မမိုးကိုအကြောင်းကိုမသိတဲ့လူတွေဒီထောက်ပို့တွေကိုပေါ့နော်ယုံကြည်လို့မရအောင်လူလို့မရအောင်အော်သူပြောတာဟုတ်မယ်တင်တယ်အဲ့ဆိုရင်ကျွန်တော်တို့လည်းအစတုန်းကလူချီစိတ်စီတယ်လို့နဲ့အဲ့ဒီဘောမတွေရဲ့ comment ကြောင့်တချို့မှလူလို့မရတော့ဘူးနားလဲလားသူတို့တွေကအဲ့လိုမျိုးဖြစ်စေချင်တာမမိုးစင်စရာချပြတာလူတွေလိုက်ပြတာအတောင်းစီတယ်ပြီလို့မမိုးပြည်သူတို့ရေမမိုး6လပန်အတွက်ပို့လိုက်ပြီနော်မြန်မာပြည်မှာအသိန်း1000ကျော်မမိုးပို့လိုက်ပြီနော်ဘတ်ငွေဆိုရင်17သိန်းကျော်12သိန်းကျော်13သိန်းကျော်14သိန်းကျော်ပို့လိုက်ပြီနော်မမိုးလာတိုင်းအဲ့ဒီတင်ထားတဲ့ပို့တွေကပြည်သူတွေလာတော့လိုက်ပေးတာအတောင်းနဲ့စီတယ်လူမြေတာအသိန်းနဲ့စီတာပေါ့နော်လိုက်အတောင်းတဲ့လို့ဆိုလူမြေတာအသိန်းနဲ့ပေါ့နော်ဒါပေမဲ့ဘောမတွေကနာမည်ဖြတ်တယ်နော်ပြည်သူလူထုယုံကြည်မှုမရှိအောင်ဘာညာတလကသူတို့အဘသေခါနေပြီလေသူတို့အဘနိုင်တော့မယ်တဲ့
မင်းအောင်လိုင်းကနေတော့ပြောတာပဲမင်းအောင်လိုင်းတေခါနေပြီမင်းအောင်လိုင်းတေခါနေပြီတော့ခုမင်းအောင်လိုင်းတမတတော်ဖြစ်နေပြီတဲ့ကျစံနေတော့မမိုးနေပြောတဲ့မအလာကဝုလဲမယ်ဆိုမအလာကမကြခင်တေတော့မယ်ဆိုအဲ့လိုမျိုးတို့ရေးတာပေါ့နော်အခုမအလာကတမတတော့ဘာလို့ဖြစ်လာပြီတမတဖြစ်လဲခွေးတမတပဲဖြစ်နေတာလေဘယ်ပြည်သူဘယ်လဲပြည်သူလူထုထောက်ခံတဲ့တမတပြည်သူလူထုရေးချတဲ့တမတမဟုတ်တာခွေးတမတဆိုရင်ပဲအချိန်ပဲဖြစ်လို့ရတယ်လေမဟုတ်လားဒီနေ့ပဲဖြစ်နေ့ပဲဖြစ်ခွေးတမတဆိုရင်သူပဲအချိန်ပဲဖြစ်လို့ရတယ်လေဘယ်သူမှသူ့မထောက်ခံဘူးလေအဲ့ဒါဆောက်ဆက်တရားမရှိငါလေပြန်မပြောဘူးငါလည်းဘလော်လိုက်တဲ့ခွေးတွေငါထောင်စားအကောက်သူ့သက်ပဲလာနေကြတယ်နော်မမိုးပါကြောင့်ဆရာကြီးတွေတူနေကြလေသီလားမမိုးတို့ရဲ့ပြည်သူတွေကတချို့မှဆိုရင်မမိုးတို့လိုမျိုးသူတို့လောက်မယ်ဆိုရင်သူတို့အချိန်မရှိဘူးသူတို့ပြောလို့မတတ်တာမဟုတ်ဘူးသူတို့ဆိုလို့မတတ်တာမဟုတ်ဘူးသူတို့တတ်တိမရှိတာမဟုတ်ဘူးသူတို့တတ်တိမရှိတာမဟုတ်ဘူးသူတို့ဘက်ကအလောက်ကန်နေလုံနေရတယ်နော်လုံနေရတယ်ဆိုတော့သူတို့ဘက်ကဘယ်လိုကွာမလဲအပေါက်ကိုဆွဲလန်းလို့ဆယ်လီဆွဲလန်းလို့မမိုးချစ်စရာကောင်းလို့မမိုးလာလို့တာပေါ့ထဲတာမဟုတ်နော်သူတို့စိတ်ဓာတ်နဲ့သူတို့သွားတဲ့လမ်းစဉ်နဲ့မမိုးစိတ်ဓာတ်နဲ့မမိုးသွားတဲ့လမ်းစဉ်နဲ့တသားထဲတချောင်းထဲလမ်းမလို့ကွာမလဲလမ်းစဉ်တလမ်းထဲဖြစ်တဲ့အတွက်ကြောင့်နော်တသွေးတဲ့တသားတဲ့လမ်းစဉ်တကြမ်းနဲ့ဖြစ်တဲ့အတွက်ကြောင့်သူတို့တွေကလာပြီးတော့ပတ်စံအားတာလာပြီးတော့ပတ်စံလူတာပတ်စံထဲတာဒီတော်လန်ရဲ့အတွက်နော်ဆယ်လီဆွဲလို့မမိုးကိုလာပြီးတော့ထဲတော့မိုးချစ်စရာကောင်းလို့ဘာညာဟိုအဲ့လိုမျိုးမဟုတ်ဘူးနော်ဥမာမမိုးချစ်စရာဘလောက်ပဲကောင်းကောင်းမမိုးအပြောဘလောက်ပဲကောင်းကောင်းမမိုးဆောက်ကျင့်မကောင်းဘူးမမိုးလိန်စားညာစားတယ်မမိုးပွင့်လင်းမြတာမှုချပြပေးတာစင်းစရာမရှိဘူးဆိုရင်ဒီအလူစင်ဒီဆရာကြီးတွေအားလုံးငါစီမှာလာလူမလားနိုးပဲအရန်ကိုလိန်မာတာပြည်သူတွေကနော်အရန်ကိုလိန်မာတာနေဘလောက်ပဲအပြောကောင်းကောင်းဒီ၄နှစ်၅နှစ်အတွင်းကနေဘလောက်ပဲအပြောကောင်းနေမယိုးသားလို့စင်ရင်လေပြည်သူတွေကသိတယ်နော်အဲကြောင့်အပြောကောင်းတဲ့ဆရာကြီးတွေဘေးမှာရောက်သွားတာအများကြီးပဲဒီတော်လာရေးရโอเคနော်ဘေးမှာရောက်သွားတာအများကြီးပဲအပြောဘလောက်ပဲကောင်းကောင်းနောက်ဆုံးတော့ဘေးထဲမှာရောက်သွားတာဘာကြောင့်လဲပြည်သူတွေကသူတို့အကြောင်းသိတယ်နော်ပြည်သူတွေကသူတို့အကြောင်းသိတယ်စဉ်းစားကြည့်နော်ကိုချွေးနဲ့စားတဲ့ငွေကနော်1000လား100လားအခုမှငွေရလဆင်လူစင်ဆိုရင်အများအပြည့်တလားဆိုရင်1000တောင်းတယ်ဘငွေ1000တောင်းတယ်ဘောထည့်တာအဲ့ဒါတော့ချွေးနဲ့စားတဲ့ငွေကနည်းနည်းတော့မဟုတ်ဘူးနော်ဒီလိုမျိုးတော့ထည့်လို့ရဲတာသူတို့ယုံကြည်ရတယ်မမိုးလောက်တာထီရောက်တယ်မမိုးလောက်တာဗလဲပွင့်လင်းတယ်တေစာချပြတယ်ထိရောက်တယ်ဖြစ်တဲ့အတွက်ကြောင့်သူတို့တွေစိတ်ချလက်ချနဲ့သူတို့လူလို့ရဲတာအဲ့လိုမျိုးဒါပေမဲ့သူတို့မို့စီမမလူခင်မှာသူတို့လည်းစောက်ကြည့်တယ်နော်ဘယ်သူဘယ်မှာမစမမို့အကလုံးစောက်ကြည့်တာတေစာမှသူတို့တွေကလာပြီးတော့ထဲတာမမိုးလည်းတူပါပဲနော်မမိုးလည်းတူပါပဲအရင်တော့ဆိုရင်မမိုး PDF တွေကိုမထောက်ပံ့သေးဘူးမမိုးစစ်ဘေးဆောင်ဆိုရင်အလူခံပေးတယ်ပြီးတော့ဆက်စချင်းမမိုးပြောပြမယ်နော်ဆက်စချင်းမမိုး PDF ကို PDF ငွေလူပေးတဲ့အချိန်မှာမမိုးဘယ်မှာသွားလူသေးလားဦးကျော်သူစီမှာဦးကျော်သူစီမှာသွားလူတာအရင်တော့မမိုး PDF တက်လူမခံပေးရဘူးလေကရင်ပြည်နယ်ကစစ်ဘေးဆောင်အတွက်2021မှာတော့ PDF တွေတချို့မှာအများကြီးပဲတင်တန်းလာတဲ့တယ်ပေါ့နော်အဲ့ဒီအချိန်မှာ MUG မပေါ်လာသေးဘူးဘယ်လိုခွားမလဲသူတို့ခေါ်တာဗာလဲပျောက်ကြား PDF တွေပျောက်ကြားအဖွဲ့တွေမိုင်းတွေထောင်းတယ်ဟိုထောင်းတယ်ဒီထောင်းတယ်အဲ့ဒီချိန်မှာ2021မှာငါရဲ့ပတ်စံငါဘယ်မှာသွားလူရမလဲဆိုတာငါစဉ်းစားနေတယ်ငါကန်ကောက်လို့ဥကျော်သူတဲ့နော်ငါဥကျော်သူနဲ့စကားမပြောခင်မှာမေးလို့ရဲမေးစီမှာငါသွားပြီးတော့ဆက်သွဲတာကိုရဲမေးရေသူ့တော့ပြမေးတယ်ကိုရဲမေးရေမွား PDF တွေအတွက်ပေါ့နော်ဒီလက်နဲ့ခံတွေအတွက်မွားလူခံပေးခြင်းတယ်ကိုရဲမေးကနေတဆင့် PDF နဲ့အဆက်အသွယ်စီလာဒီနိုင်ငံမှာဒီမြန်မာပြည်ကြီးထဲမှာစစ်တပ်နေတဲ့ PDF တွေပျောက်ကြတယ်ပေါ့နော်ကိုရဲမေးဖွဲ့စီတယ်ညီမအဲ့ဆိုရင်ညီမလေးအလူခံရလို့ရှိရင်ကိုရဲမေးစီမှာလာလူလို့ရှိရင်ကိုရဲမေးတက်တေထောက်ထားတယ်ဘာညာတော့မွာစစ်စစ်ပဲသူ့ရဲ့စကားမပြတ်တော့ဘူးရဲမေးအဲ့ဒီချိန်မှာမမိုးလဲသူ့ကိုတခါမှ PDF ငွေနဲ့ပတ်သက်ပြီးတော့အလူငွေနဲ့ပတ်သက်ပြီးတော့သူ့ကိုတမ်းမထည့်ဘူးဒါပေမဲ့သူရောင်းတဲ့မဲတခါမှမိုးဘ9000အားပေးတယ်ရဲမေးရောင်းတဲ့မဲနော်မမိုးဘ9000တော့အားပေးတယ်ဒါပေမဲ့ PDF အဖွဲတစ်ဖွဲစာနှစ်ဖွဲစာမမိုးကိုပိုင်ငွေနဲ့မမိုးမိသားစုငွေနဲ့ရဲမေးကိုတခါမပေးဘူးဦးကျော်သူစီမှာမမိုးအရင်ဆက်သွဲတဲ့အချိန်မှာဦးလေးရလေဦးကျော်သူစကားပြောတာအရန်ပြောလိုက်ဘယ်လိုခေါမလဲဟုတ်ကဲ့ပါသမီးရေဦးကျော်သူကမမိုးပို့တာနဲ့မမိုးမတန်မတောင်းရဘူးနော်ဦးလေးရေ PDF အတွက်နော်အဲ့ဒီချိန်မှာဒေါ်ချိုကဦးကျော်သူနဲ့သိတယ်လေဦးကျော်သူနဲ့သိတယ်ဆိုတော့မမိုးအဲ့ဒီချိန်မှာဒေါ်ချိုနဲ့စကားဒေါ်ချိုနဲ့လက်တွဲသေးတယ်အလူတွေခံသေးတယ်တူပဲနော်အဲ့ဒီချိန်မှာအဲ့ဒီချိန်မှာအဲ့ဆောင်မဦးကျော်သူစီမှာ PDF ငွေကိုပို့ပေးလိုက်တယ်ဘယ်လောက်လဲမသိဘူး1000လား2000လားမမီတော့ဘူးပို့လိုက်တယ်မမိုးမတန်နဲ့မတောင်းရဘူးနော်ဒါပေမဲ့ဦးကျော်သူကမမိုးကို PDF မတန်နဲ့ပြန်တော့ပို့လာပေးတယ်မမိုး4000ပဲပို့9000ပဲပို့နော်မိုးတစ်ခါပို့လို့စင်မမိုးမိသားစုငွေနဲ့နော်မမိုးမိသားစုတဲ့ဦးကျော်မနန်မမိုးမိသားစုပေါ့ဦးကျော်သူကPDF ကိုအဲ့လိုမျိုးရေးခိုင်းတယ်အဲ့လိုမျိုးနော်မြေပြင်က PDF အဲ့ဒီပျောက်ကြား PDF တွေပေါ့နော်အဲ့ဒီချိန်မှာ
အဲ့ဒီချိန်မှာအော်မမွားဟောဦးလေးကလောက်တာထီရောက်တယ်နော်အဲ့ဆိုရင်မမွားဘယ်သူနဲ့လက်တွေ့ရမလဲတော့မွားစပြီးတော့မမွားအညာဘက်ကလူမဟုတ်ဘူးဆိုတော့လေမမွားအဲ့ဒီနေရာမှာအဲ့ဒီအညာနေဆုံးဘက်မှာဆိုရင်မမွားမကျွမ်းကျင်ဘူးမမွားကျွမ်းကျင်တာကရင်ပြည်နယ်ပဲဘသူအဖွဲလဲတမဟာတိကနေတမဟာကွန်တိပဲအဖွဲအတိုက်ပဲအဖွဲကမတိုက်အဲ့လိုမျိုးအဲ့ဒီချိန်မှာမမွားကျွမ်းကျင်တာကျန်တဲ့တခြားနေရာတွေတမမွားမကျွမ်းကျင်တဲ့အတွက်ကြောင့်ဦးကျော်သူကကျွမ်းကျင်တယ်ဆိုတော့အဲ့မမွားမှထားလိုက်တယ်ဒီဦးလေးကသူကတေးချတယ်တိကြတယ်မန်ကန်တယ်ဆိုတော့မမိုးလည်းဦးကျော်သူမှထားတယ်အဲ့ဒီချိန်မှာမမိုးကစစ်ပေးဆောင်တက်ပဲအလူခံပေးရသေးတယ်ပြီးတော့မမိုးလက်နဲ့ခင်ရန်စပြီးတော့အလူခံတဲ့အချိန်မှာဦးကျော်သူနဲ့ဦးကျော်သူစီမှာမမိုးပို့ပေးတာပေါ့နော်လာတန်ဦးကျော်စီမှာပို့ပေးတာဒီမှာအဲ့ဒီချိန်မှာမမိုးကမ်ပိန်းနေမလို့ရသေးဘူးစင်အများအပြည့်မမိုးပို့တာကရင်ပြည်နယ်မှာကရင်ပြည်နယ်ဆိုရင်တော့80 ရာခိုင်နှုန်းတော့မိုးပို့ပေးတယ်ကျန်တဲ့30ကျော်40ရာခိုင်နှုန်းတော့ဦးကျော်သူစီမှာဟိုနေဆုံးပြန်ပို့ပေးတယ်အဲ့ဒီချိန်မှာနဂါးတွေပါအဲ့ဒီချိန်မှာနဂါးတွေပေါ့နော်နဂါးဆိုရင်ဦးကျော်သူချစ်တာသားလေးတို့လိုမျိုးပဲအဲ့ဒီချိန်မှာသားလေးလိုမျိုးပဲနဂါးရဲ့အလူငွေအလုံးဦးကျော်သူဘန်ထဲမှာပဲထည့်ထားတာအဲ့လောက်တော့မှအဲ့ချိန်မှာဦးကျော်သူမမိုးနဲ့ဟိုကျွမ်းပြီးတော့လိုက်လွှင့်တာမရှိသေးဘူးပြဿနာတွေအလုံးပေါ်လာပြီးဘသူကခွေးဘသူကလူဘသူကအာနာယူဘသူကဒီသူဘက်မှာလဲဆိုတာမမိုးနဲ့ဦးကျော်သူတေချာတိသွားတဲ့နောက်ပိုင်းမှာအဲ့ဒီ2023မှာမမိုးတို့ကပြသားဆုံးဖြတ်လိုက်တယ်ဒီအဖွဲကိုထောက်ပံ့လို့မရတော့ဘူးဒီအဖွဲဆိုရင်သွားလို့ရတယ်ဒီနေရာထောက်ပံ့လို့မရဘူးဒီနေရာကိုဘာလို့ဆိုတော့မိုးတို့တေချာလုံမဒီတောင်းလိုက်ရနိုင်မှာမမိုးတို့မပြသားလို့စင်ပုတ်ကိုဆွဲနေလို့စင်မရဘူးဦးကျော်သူလည်းသူအဲ့ဒီလမ်းနဲ့ပဲသွားတယ်မမိုးလည်းအဲ့ဒီလမ်းနဲ့ပဲသွားတယ်မမိုးလည်းအဲ့ဒီချိန်မှာဆိုရင်ကရင်ပြည်နယ်မှာဆိုရင်နေသားမြတ်တို့ကောသူဒီအဖွဲလား KNU ဖွဲ့လားလောကထောက်ပံ့တော့ဘူးဒါပေမဲ့အဲ့ဒီ KNU လက်အောက်က PDF အဖွဲ့တွေတချို့မှမိုးဆက်ပြီးတော့ထောက်ပံ့ပေးသေးတယ်2023မှာပေါ့နော်အဲ့လိုမျိုးနောက်ဆုံးတော့2023 2024မှာဦးကျော်သူနဲ့မမိုးနဲ့လိုက်တက်ကြွပြီအဲ့ဒါမှမိုးတို့ကပြသားနေဆုံးကိုမမိုးတို့လာတိုင်လုတ်ပေးရတော့မယ်ကမ်ပိန်းလာတိုင်စပြီးတော့လုတ်ပေးရတော့မယ်ဘသူကတိုက်လဲဘသူကမတိုက်လဲဘသူကမြို့သိမ်းလဲဆိုတော့မိုးတို့ကသိပြီဆိုတော့တေချာဆောင်ရွက်ပြီတကယ်လောက်တဲ့အဖွဲအတွဲမမိုးတို့တေချာဆောင်ရွက်ပြီတယ်တကယ်လောက်တဲ့တိုင်းနေရမမိုးတို့တေချာဆောင်ရွက်လာတယ်ဒီဇိုင်းမနဲ့ပြည်သူလူထုရဲ့ငွေရပေါ့နော်တဲထဲရေးတော့မဖြစ်ရအောင်ပေါ့နော်မမိုးတို့ကတေချာဆောင်ရွက်လာတယ်2023 2024 2021နဲ့2022နောက်မို့တော့အလင်ခံတာပေါ့ပြောမယ်ဆိုတော့ကရင်ပြည်နယ်မှာအများကြီးပဲအလင်ခံတယ်ဒါပေမဲ့မပို့လိုက်တဲ့ကရားမာလားချင်းမာလားဒီတနင်္သာရီတိုင်းဘက်ကလားအညာဘက်ကလားအဲ့ဒီ2017ကနေ2022မှာမို့အလင်မခံရဘူးသူတို့တွေတကယ်လောက်တယ်အခုထိပဲဒါပေမဲ့ကရင်ပြည်နယ်မှာဒီမအေလို့အဖွဲ့တွေပဲဒီဖိုးကြီးအဖွဲ့တွေပဲမမို့တို့အလင်ခံရတာအဲကြောင့်မမို့ပြောတဲ့တော်လန်ရေးကပြဿနာတွေကြောင်ရတဲ့အချိန်မှာအလင်ခံတဲ့အချိန်မှာကိုပြောင်တော့အစုံပေးဖို့မဟုတ်ဘူးကိုကသင်ခန်းစာယူရမှာပြဿနာတွေ့ပြီဆိုရင်ရအောင်ကြော်ဖြတ်ရမှာနော်တချို့မှဆိုရင်အိုးကရေဖိုးကြီးတွေကလိန်နေစိမတိုက်ဘူးနားတော့မယ်စိတ်ဓာတ်ပြက်ပြီအဲ့ဒါပဲသူတို့အမြင်အဲ့လောက်ပဲချင်းချင်းနေနဲ့တနိုင်ငံလုံးလူမျိုးဖို့တိုက်အတွဲတိုက်ပေးတယ်ဆိုတော့ပဲဒီကင်းပြီးနေကိုပဲသူတို့ပြန်တော့မြင်နေတယ်တနိုင်ငံလုံးအဖွဲ့တွေအများကြီးပဲတိုက်တယ်ဆိုမှပဲသူတို့မမြင်ဘူးအဲ့ဒီအဖိုးကြီးနဲ့ပဲသူတို့တော့မြင်ပြီးတော့စိတ်ဓာတ်တွေပြက်နေတယ်ငါတို့လောက်တာတနိုင်ငံလုံးအတွက်လေဒီနေရာစိမတိုက်ဘူးဆိုရင်ဒီနေရာမပို့နဲ့ပေါ့အဲ့လိုမျိုးပေါ့နော်အဲ့ဒါပဲဘာမှမခဲ့ဘူးဒီနေရာတိုက်လို့စင်ဒီနေရာဆက်ပြီးတော့ထောက်ပံ့မေလို့မသိမချင်းဆက်ပြီးတော့ထောက်ပံ့မေလို့တည်တဲ့အထိဟုတ်လားအန်ဒီရေတစ်ထောင်မရောက်ပြီနော်ကျေးဇူးရတင်ပါတယ်အခုကလေမမိုးတို့ကလေစားတော့ကမမိုးထင်တာပေါ့နော်အေးဘိုဒါဘောင်းတို့လည်းတော်တယ်ဘိုအဲစီဝါတို့လည်းတော်တယ်ဒီလူငယ်တွေကပေါ့နော်တစီတာပေါ့စစ်ဖွင့်တာပါတာသူတို့ပြူဟာတွေကောင်းတယ်စိုက်တင်ဒီအဖိုးကြီးတွေကဒီအဖိုးတွေနေရာတွေဖယ်ပြီးတော့ဒီလူငယ်တွေကိုနေရာပေးလူငယ်တွေပဲပေးပြီးတော့ဦးဆောင်မမိုးတို့ကဘယ်လိုကမလဲခွင့်ရေးခဏပေးတယ်ပေါ့နော်သူတို့ကိုထားပြီးတော့ခွင့်လို့လိုက်မယ်သူတို့လောက်လို့နိုင်ပါပါနောက်ဆုံးတော့ဒီအဖိုးကြီးတွေကဘာညာပေါ့နော်နောက်ဆုံးတော့ဒီအဖိုးကြီးတွေမသေးဘူးစင်းလည်းမစင်းဘူးအဲ့ဒီနေရာထဲမှာလူငယ်တိုက်တာကိုလည်း100%ခွင့်ပြုချက်မပေးဘူးနောက်ဆုံးတော့လူငယ်တွေဘလောက်ပဲတိုက်ဘလောက်ပဲသိသူတို့ရဲ့စီးပွားရေးကြောင့်ပြန်ပြီးတော့နောက်ဆုတ်ခိုင်းတယ်အဲ့လိုမျိုးတော့ပြန်တော့ရတန့်ခိုင်းတယ်မရတန့်လို့ရှိရင်အကလုံးလည်းနဲ့ခင်ရသိမ့်မယ်အဲ့လိုမျိုးအဲကြောင့်နောက်ဆုံးတော့မရဘူးလူငယ်တွေဘလောက်ပဲစစ်တိုက်ပြီးတော့ဘလောက်တိုက်ပေးပါစီ PDF တွေဘလောက်ပဲအသေးခံပါစီနောက်ဆုံးတော့ဒီအဖိုးကြီးတွေကမပြတ်တာဘူးဆိုတာမပြတ်တာဘူးပဲစီးပွားရေးဆိုတာစီးပွားရေးပဲဘယ်သူတို့လက်အောက်မှာနေတဲ့အဖွဲအစည်းအလောပဲသူပဲဝါမစုသူတို့မပြီးလို့စင်ဘယ်သူမှပြီးလို့မရဲဘူးဒါပေမဲ့ဆက်ပြီးတော့သူတို့မပေးတိုက်ဘူးဆက်ပြီးတော့တိုက်နေလို့စင်အဲ့ဒီအဖွဲ့အစည်းကိုသူတို့ပြန်တော့မဖန်လို့စင်သူတို့လောက်ကြံနိုင်မယ်ဒါပဲအဲ့ဒါကိမီနေသူတို့တော့မပြေးခံဘူးဆိုရင်တော့ပြေးမိလို့စင်သူတို့တမျိုးသူတို့လောက်လိုက်တယ်အဲ့လိုမျိုးဖြစ်တာကိမီနေအဲကြောင့်
မမိုလဲကရင်ပြည်နယ်စစ်မတိုက်ဘူးမမိုချက်ချင်းမရဘူးနော်မမိုလဲရတဲ့နေနဲ့ထွက်ပေါက်တွေစားတယ်ဒီကရင်ပြည်နယ်မှာမြို့တွေတိန်လို့ရဖို့အတွက်စစ်တွေတိုက်လို့ရဖို့အတွက်တိုက်မရဲတဲ့သူကငါတို့မထောက်ပံ့ဘူးကွာတိုက်ရဲနေတဲ့လူငယ်တွေကိုဆက်ပြီးတော့ထောက်ပံ့မယ်ကွာဒါပေမဲ့နောက်ဆုံးတော့သူတို့ KU လက်အောက်မှာအကောင်လုံးပဲနေရတာပဲမမိုစူးစမ်းတယ်2023မှာကျတော့2023တော့မမိုဆက်ကြောင်းမို့အကောင်လုံးရတန်းလိုက်မယ်ဒါပေမဲ့မမိုအခွင့်အရေးပေးသေးတယ်2024တနေ့လုံးနော် KU လက်အောက်ကပြည်တယ်တွေဘဝစီဝါတွေအားလုံးပေါ့နော်ဘယ်သူပဲမဆိုမမိုဆက်ပြီးတော့ပေးသေးတယ်ဒါပေမဲ့နောက်ဆုံးတော့သူတို့ဘာမှလုပ်လို့မရဘူးဖြစ်နေတာ2025စောစီရောက်တဲ့အထိမမိုက okay ငါပြတာလို့ရပြီဘယ်နည်းနဲ့မဆိုဒီကီမီနေလုံးဝစိတ်မတူဘူးဆိုတော့အချိန်မကုန်တော့ဘူးကွာနော်တချို့လူတွေဆိုရင်တော့ဟိုးစောစီတော့ကသူတို့တွေစိတ်ဓာတ်ကြပြီးတော့သူတို့တွေရလိုက်တာဒါပေမဲ့မမွာရတဲ့နည်းနဲ့စူးစမ်းတာမရဘူးလုံးဝယုံလို့မရဘူးဒီကီမီနေကစစ်တိုးလို့ရအောင်ငါစူးစမ်းပြီးတော့ယုံပေးတယ်စစ်တိုက်လို့ရအောင်ငါစူးစမ်းပြီးတော့လူခံပေးတယ်ဘာမှလုပ်လို့မရဘူးမမိုးလဲဒီကရင်နဲ့ပတ်သက်တော့မမိုးလဲလေးနဲ့အစုံမပေးဘူးမမိုးစူးဆက်ပြီးတော့စူးစမ်းပြီးတော့သူတို့စစ်တွေဖွင့်လို့ရအောင်သူတို့မြို့တွေတိန်လို့ရအောင်ပေါ့နော်နောက်ဆုံးတော့ဒီအဖိုးကြီးတွေကြောင့်ပဲဘာမှလုပ်လို့မရဘူး။အော်โอเค။အဲ့ဆိုရင်အဖိုးကြီးလက်အောက်မှာစီးတဲ့လူငယ်တွေလည်းဘလောက်ပဲစစ်တိုက်ငါတို့ထောက်ပံ့တယ်ဘာမှလုပ်လို့မရဘူး။အဲ့ဒါနဲ့ပဲအခုတိမမောကလုံးဝကိုမပိုးတော့တာ။နော်စူးစမ်းပြီးတော့လည်းကူညီပြီးစူးစမ်းပြီးတော့လည်းကဲတင်ပြီးအဖိုးကြီးတွေကြောင့်သူတို့ဘာမှမလုံဆန်နိုင်တာ။သူတို့လုံဆန်လိုက်လို့စရင်လည်းအလောက်ကြံခံရမယ်။ဒါပဲစီးတယ်လေ။နေမဲ့နေရမရှိဘူးဒီခီးမင်းတွေမှာ။အခုဘိုးရဲ့စေဝါဆိုရင်တခြားနေရာမှာသွားနေမယ်ဆိုရင်လေခင်ယူခွင့်ပြုချက်မရလို့ဆိုရင်သူသွားနေကြည့်လိုက်လေသူအသေးပဲသွားရမှာအန်ယူကြည့်လောက်မှသူသွားနေမယ်ဆိုရင်အန်ယူကြည့်သူလက်ခံလို့မရဘူးဘာကြောင့်လဲအက်စီဝါဆိုတာခင်ယူရဲ့လူအန်ယူကြည့်လက်ခံလို့မရဘူးပြဿနာတက်မယ်နော်အဲ့ဒါပဲပြည်တို့ရဲ့အကြောင်းငါတို့တွေကနော်ဒီကရင်လည်းငါတို့သွားပြီးတော့အချိန်မကုန်တော့ဘူးအဖွဲ့အစည်းလားပြည်နယ်လားငါတို့သွားပြီးတော့အချိန်မကုန်တော့ဘူးငွေအင်အားလူရအချိန်ခါမပေးတော့ဘူးတကယ်တိုက်တဲ့အဖွဲတကယ်တိုက်တဲ့နေရာပြဿနာမရှိတဲ့နေရာလွတ်လပ်စနစ်နာဖွင့်တဲ့နေရာတွေပဲငါတို့အာရပရထောက်ပံ့မယ်စူးစမ်းပေးမယ်နော်ငါတို့ PDF တွေစီးတယ်ငါတို့ပြည်သူတွေစီးတယ်နော်တိုင်းရင်သားလည်းနဲ့ကံမပါလို့အားငယ်စရာမလိုဘူးသူတို့တွေကမပါတာဟိုနေ့90ကျော်တော့ကသူတို့တွေမပါလို့ငါတို့တွေကြုံခံနေရတာလေသူတို့တွေမပါလို့ဒီအာနာယူကအနည်း60ကျော်အောက်ချောက်လိုက်တာလေသူတို့တွေမပါလို့သွားပြီးတော့စိတ်မစင်ရဲနဲ့အစတော့ငါတို့တွေကစိတ်စင်ရဲတဲ့စိတ်ဓာတ်ပြက်တဲ့တေချာပြန်တော့စဉ်းစားလေးတဲ့အချိန်မှာသူတို့တွေကစောက်တော့မကြတာသူတို့တွေမပါဝင်တာဒီတော်လန်ရေးကိုဒီတော်လန်ရေးကိုမမှန်ကန်လောက်တာဟိုအနည်း90ကျော်တော့သူတို့မမှန်ကန်မလောက်တာအဲကြောင့်ငါတို့ကပြီးတော့စိတ်ပြရမလဲအနည်း90ကျော်တော့လည်းမမှန်ကန်မလောက်သူလို့ဒီတော်လိုင်းမှာလည်းမမှန်ကန်မလောက်ဘူးလာလို့လိန်စားညာစားတာပဲလေငါတို့တွေကမသိလို့အနိုင်ခံရတာနော်စိတ်တင်အနည်း90ကျော်တော့သူတို့တွေဘောမတွေသူတို့တွေစောက်တော့မကြဘူးဒီຫນွေဦးတော်လိုင်းတော့လူငယ်တွေလည်းထပြီးပြည်သူတွေလည်းထပြီးဆိုတော့သူတို့ပါမလားပေါ့ကိုလည်းယုံကြည်ပြီးတော့ထောက်ပံ့မိလိုက်တာနောက်ဆုံးတော့ခွေးမိကတော့ခွေးမိကပဲနော်ချီတောင်ကတော့ချီတောင်ပဲခွေးကတော့ခွေးပဲဘယ်တော့မှလူမဖြစ်လာတော့ကဲစကားပြောရင်လည်းမနေ့3နိုင်နဲ့16စီးပြီဟုတ်ခုနကတော့ဘာတူလဲ not AA not AA A1EA 600အိုး600ကို1090နောက်မယ်ဆိုရင်490ပဲလို့တော့တယ်ဟုတ်တယ်နော်ဟုတ်တယ်အဲ့ဆိုရင်ဒီ33ဖွဲ့တက်မှာတစ်ဖွဲ့စာပြဖို့အတွက်490ပဲလို့တော့တယ်အလူစင်10ယောက်က3ယောက်ရပြီ9ယောက်လူပါသေးတယ်စိโอเคပြည်သူတွေစဉ်းစားကြည့်နော်မမိုးကကိုလူမျိုးမဟုတ်တော့မှကိုလူမျိုးမဟုတ်တော့မှကိုရက်ကရင်စစ်သားတွေမဟုတ်တော့မှကိုနယ်ကိုဒေတာတော့မဟုတ်တော့မှမမိုးအဲ့လောက်တော့ချစ်တယ်မမိုးအဲ့လောက်တော့စိတ်ပူတာကရင်စစ်သားတွေဆိုမမိုးတို့ဘယ်လောက်ချစ်လဲစဉ်းစားကြည့်နော်ကိုဘယ်လောက်ယုံကြည်လဲဆိုတာဘယ်လောက်ချစ်လဲဆိုတာဒါမဲ့ကိုသူတို့ကိုချစ်တယ်လို့ကို10%လောက်ပြန်ချစ်တာမရှိဘူးကိုသူတို့အပေါ်စေတနာစီတယ်လို့တစ္ဆာစီတယ်လို့ကိုအပေါ်10%လောက်တစ္ဆာလည်းမရှိတယ်လို့စေတနာလည်း10%လောက်မရှိဘူးအဲ့လိုမျိုးဖြစ်တာအဲ့ဒါစဉ်းစားကြည့်လိုက်တော့အဲ့ဒါမမိုးကိုမျိုးမစင်မလို့
ကရင်မစီဘူးလို့မမို့ပြောတဲ့ကောင်လေးမတွေလည်းအများကြီးပဲစီပါတယ်နော်ကြားမပြည့်တဲ့လူတွေအောင်းနောက်မစီးတဲ့လူတွေနော်လေးလောင်မှုမစီးတဲ့လူတွေဘာမှမသိနာမလဲတဲ့ဆိုင်ကုန်မြေလေးတွေကြတော့အဲ့လိုမျိုးမြင်မှာပေါ့နော်တစ်ဖက်ပိုက်တွေလီးနဲ့ဘလောက်ပဲထိုးထိုးမပွင့်လာဘူးလीဝေနော်မမူရေနော်ရအောင်ဆုံးလာဆိုင်နော်လာလပဲအစ်ဖျားကောက်ကဲကွင်းနော်ရေတောင်းလာပန် PDF လေးလို့အသက်စီတော့ပွဲလိုက်အရေးပေါ်နော်ရေဘယ်မန်းလဲမမိုးရအကောက်မလားမမိုးရအကောက်မဆိုခွေးတယ်အများကြီးပဲမဟုတ်တတာရေခွေးရလေ10ကောက်ပေါ့နော် Facebook 10ကောက်နဲ့လာပြဟောင်းလို့စီရင်တယောက်ပဲဒါပေမဲ့အကောက်သူ့အများကြီးပဲသူတို့ဖွင့်ပြီးတော့လာပြဟောင်းနေကြတာခွေးတောင်းသားတွေကတယောက်တည်းဆိုရင်10ကောက်အကောက်20လောက်စီတယ်မလားခွေးတွေကပတ်စံရဖို့အတွက်သူတို့ဟောင်းနိုင်မှသူတို့အဘသူတို့9000ပေးမှာဟောင်းမနိုင်လို့စီမရဘူးဝေးပုံနော်ရအောင်ဆုံးလာဆိုင်တနော်ဒါနမီကြီးပူရောက်ခဲ့တဲ့ချွန်ကြီးဟောတောင်းလာပိုင်းကမ်ပိန်းဟောတနော်လို့အရေးကြီးရေးပေါ်လေးမှာပုံမှာချက်တနော်နော်တင်တော့ပြမနေရသေးဘူးနော်အလူစင်ဟာဟို2020နေ့တုန်းကအကူကြီးပြတောင်းတယ်မီးစိမ့်လာလို့ဒီအမတရားတော့အဆင်မပြေဘူးသူယောဂစစ်တာလားအော်သူ့အမေရပြန်သွားလို့โอเคကဲအခုလောလောဆယ် PDF တစ်ဖွဲ့စာပြဖို့အတွက်480တစ်ဖွဲ့စာပြည့်သွားပြီဆိုရင်မမို့ငရောက်ဒီပေါင်းပေးမယ်နှစ်ဖွဲ့ရလို့ဆိုရင်ခဏလေးနော်နှစ်ဖွဲ့ရလို့ဆိုရင်အလုံးဘယ်လောက်လဲအလုံး190ရမယ်ဟိုမှာ2500ဆိုရင်အလုံး90တော့မပြည့်ဘူး45လုံးထား45လုံးနဲ့190ဆိုအလုံး319လုံးပဲရမယ်ဒါမဲ့မမိုးကြည်အတောင်9000ပြည့်ဖို့ကအလုံး2000အဲ့ဒါနဲ့990 300ကျော်နှုတ်လိုက်လို့ဆိုရင်2500ကျော်လား2500ကျော်လိုအောင်မယ်အလုံး2500ကျော်လိုအောင်မယ်အဲ့ဒီ9000ပြည့်ဖို့ကဲလောလောဆယ်ဖိတ်ခေါ်ထားတဲ့အလူစင်10ယောက်9ယောက်ဆက်ပါဝင်ပေးကြပါအခုကြံနေတဲ့သူကအကျွေးသမားတွေတက်ပဲအကျွေးစင်တွေတက်ပဲဟောဒီမှာအကိုတနော်တို့ဒီတပတ်တင်နေလိုက်တယ်ဒီကိုကြီးမင်္ဂလာပါဒီ3လပန်းမှာအကိုတစ်ဖွဲ့စာကူညီပေးလို့ရမလားအကိုရေ2လပန်းတော့အကိုပြောတဲ့တနေ့တိုင်းတိုင်းမှာအကိုတို့ကူညီပေးလိုက်တဲ့ဟုတ်ဒီလညီမလေးစီမှာပြန်တော့ကူညီပေးလို့ရမလားမသိဘူးအဖွဲ139ဖွဲ့က33ဖွဲ့စာလူသေးတယ်အကိုရေတစ်ဖွဲ့စာလောက်ကူညီပေးလို့ရမလားအခုရင်းမပင်ခရံဘက်က PDF တွေလေအဖွဲအများကြီးအရေးပေါ်ကူညီလောက်တာကြီးအတောက်9000အခုတည်းမပြည့်သေးဘူးအတောက်2000ကျော်လူသေးတယ်အကိုရေတွေ့ရတာအတန်တွေရတာမနေနိုင်ဘူးမအားလားကိုမပြောနဲ့တော်လန်ရေးကိုလာကိုက်နေတဲ့ခွေးတွေမအားလားခွေးတွေပဲအေးဒီ490ကဘယ်သူထပ်ပေးမလဲလောလောဆယ်နော်ဒီညနော်
ဒီည3ဖွဲ့စာပြည့်ဖို့အတွက်480လိုတယ်မမဖိုက်ခေါ်ထားတဲ့အလူစင်က10ယောက်9ယောက်လိုတယ်တယောက်ပါလို့စင်100ထည့်မယ်ပြောရမယ်ဆိုတော့380ထည့်ပေးမယ်အလူစင်စီးလို့စင်3ဖွဲ့စာပြည့်မယ်2ဖွဲ့စာဆက်ပြောစူးစမ်းပေးရမယ်ဒါပေမဲ့မမိုး4နိုင်ထိုးလို့ဆိုမထွဲပြစီနော်မမိုးမအဲ့ရလို့မမိုးဝက်ချိုင်နေတက်လာခြင်းဒီမှာဝက်ချိုင်နေတက်တယ်မျက်နှာတွေလည်းတော်တော်ရင့်သွားတယ်ရင့်ပြီးလဲအိုပြီးလဲပို့ပြီးတော့အိုသွားတယ်ပေါ့နော်ဒီတရက်နေ့အတွင်းမမိုးလည်းစူးစမ်းနေပါတယ်မမိုးဒါပဲပြောမယ်မမိုးလည်းစူးစမ်းနေပါတယ်အကောင့်3ကောင့်4ကောင့်မမိုးစူးစမ်းပြီးတော့ပို့တွေတင်တယ်မမိုးစူးစမ်းပြီးတော့ဗီဒီယိုတွေတင်တယ်မမိုးစူးစမ်းပြီးတော့လူခံပေးတယ်မမိုးစူးစမ်းပြီးတော့ link ပေးတယ်မမိုးလည်းစူးစမ်းနေပါတယ်ဒါပဲပြောလိုက်တော့မယ်အဲကြောင့်မမိုးဒါပဲပြောမယ်နော်မမိုးလည်းစူးစမ်းနေပါတယ်အကြောင်းမိုးတင်တဲ့ပို့တွေအားလုံးနော်အကြီးအသေးဝိုင်းပြီးတော့ share ပေးဝိုင်းပြီးတော့ like ပေးဝိုင်းပြီးတော့ comment ပေးဒါပဲတောင်းဆိုချင်ပါတယ်နော် like ဆော်မှာလားဘယ်ပို့မဆိုပါနော်အားလုံးကတော့တော်လန်ရေးအတွက်နိုင်ငံအတွက်ငါတို့အမြန်ဆုံးလူမျိုးဖို့အတွက်ပဲနော်မမိုးပို့တွေကြည်သူတွေမြင်မမိုးရဲ့ဗီဒီယိုတွေလူတွေကြားမမိုးရဲ့အတန်တွေလူတွေကြားမပေါ့နော်သူတို့ပါဝင်ပေးကြမယ်မမိုးလောက်ပေးတာမမိုးအတွက်မဟုတ်ဘူးနိုင်ငံအတွက်ဖြစ်တဲ့အကြောင်းအကြောင်းမိုးရဲ့ပို့တွေကအရောက်တိုင်းမှာ share ပေးရမယ်ပါဝင်ပေးရမယ် comment ပေးရမှာတာဝန်ရှိတယ်နိုင်ငံအတွက်လောက်ပေးတဲ့လူတယောက်ကအားမပေးလို့ဆိုရင်ဘောမပဲအားပေးရမလားအဲ့လိုမျိုးလေပေါ့နော်မမိုးလောက်ပေးတာမမိုးအတွက်မဟုတ်ဘူးနိုင်ငံအတွက်ပါအဲကြောင့် like ဆော်တွေနော်ဗီဒီယိုတွေပို့တွေတပ်ပုံနဲ့တင်တဲ့ပို့တွေလားစာသားတွေလားအကုန်လုံး share ပေးကြပါအားလုံးကအမှန်တရားတဲ့ပဲအားလုံးကနော်အခုလေလောလောဆယ်တစ်ဖွဲ့စာပြည့်ဖို့အတွက်480ပါပဲလို့ပါတော့တယ်နော်ဒီညတော့မို့အနည်းဆုံးတောင်းထားတာတော့9ဖွဲ့စာပေါ့နော်ဒီ480ရလို့ရှိရင်3ဖွဲ့ပြမယ်2ဖွဲ့စာကျန်မှာပေါ့နော်မမေတင်ကြည့်အမရေမင်္ဂလာပါညီမလေး3လပိုင်းကံပိုင်းအတွက်လာပြီးတော့အလူခံပါတယ်မရေအကူညီလာတော့တောင်းပါတယ်အရေးပေါ်အကူညီလိုအညာဘက်ကလေ PDF အဖွဲ့138ဖွဲ့က33ဖွဲ့လူတည်တယ်မရေနိုင်တော့အကူညီပေးလို့ရမလားမသိဘူး3လပိုင်းကံပိုင်းအတွက်မှအမမီးဆိုင်လို့လာတော့အကူညီတောင်းတာပါနော်တဲ့လူတွေလည်းငါအတန်နားမထောင်သေးဘူးရင်းမပင်ခရိုင်ဆိုရင်ကိုယ့်ရဲ့ခေါင်းဆောင်ပြန်တော့မေးလိုက်နော်မမိုးတို့တိုက်ရင်တိုင်းထောက်ပံ့ပေးတယ်မန်နဲမိုဩစတြေးလျနိုင်ငံနဲ့အလူစင်များပြန်တော့မေးလိုက်မဟုတ်လို့ရှိရင်ဦးကျော်သူစီမှာအကူညီရလားလို့ပြန်တော့မေးလိုက်နော်အမိုးတို့တိုက်ရင်တိုင်းမှာပို့တယ်အဲ့ဒီနေရာမှာဆိုရင်တခါတလေမမိုးအလူစင်နာမယ်နဲ့ပေါ့ပို့တဲ့အချိန်မှာ29မင်္ဂလာပါမျက်စိကတအားအောက်နေပြီအိုက်လိုက်တော့လေဆရာကြီးတမတဒီလိုက်ဆိုရတမတကမဟုတ်တရာဖြစ်တယ်ဘသူတင်မြောက်လဲသီလားနောက်ကနေတင်မြောက်လိုက်တယ်မဟုတ်တရာတမတကြီးတဲ့မဟုတ်တရာတမတလည်းအကျွေးတွေတက်တမတလည်းအကျွေးတွေတက်ပြီးတော့စရင်မလာဘန်တခင်လားအကျွေးတွေတက်မမိုးရဲ့ဘာလို့လဲမမိုး
မမိုးရဘယ်လိုကလဲမမိုးရဘန်တခင်တွေလဲမမိုးရအလူစင်ပဲ USA ကဘန်တခင်လား Aussie ကဘန်တခင်လားထိုင်းကဘန်တခင်လားမလေးရှားကဘန်တခင်လားမမိုးရအလူစင်တွေသက်ပဲကိုအလူစင်မဟုတ်လို့စင်ကိုယုံကြည်လို့မရဲဘူးလေကိုအလူစင်ကကိုနဲ့စိတ်ဓာတ်ရှင်တူလို့စိတ်ဓာတ်ကောင်းလို့ရိုးသားလို့ဖြူစင်လို့ကိုစီမှာလာတိုင်လာလူတယ်လေပြီးတော့တော်လန်ဘယ်လိုဟမလဲတော်လန်ရေးသမားအစိမှန်ဖြစ်တယ်တိုင်းပြည်ပေါ်စေတနာအပေါ်စေတနာစီးတယ်ဆိုတော့သူတို့ရဲ့ကံကိုပိုင်လို့ကိုကင်လို့ရဲတယ်ကိုစီမှာလာတိုင်လူတယ်ဆိုတော့အဲကြောင့်မမို့လဲသူတို့ရဲ့ဗန်ပဲကျွန်တော်တုံးတယ်သူတို့ဗန်ပြောတော့တုံးတဲ့အချိန်မှာသူတို့လည်းတီချာကြည့်ပေးတယ်တေချာနဲ့စစ်စစ်ပေးတာပေါ့နော်ကိုလူစင်မဟုတ်လို့စင်ကိုမသိဘူးလေနိုင်ငံအပေါ်ဘလောက်စေတနာစီးလဲနောက်ပြီးတော့လောဘကြီးတဲ့လူလားငွေတွေတွေ့ပြီးတော့စိတ်ဖောက်တဲ့လူလားကိုမသိဘူးလေအဲကြောင့်ကိုလူစင်ဆိုရင်သူတို့ရဲ့ဗန်ကိုကင်တယ်ပြီးတော့နိုင်ငံခြားကိုရဲ့အလူစင်ဆိုရင်ပစင်းကိုမနှုတ်ပေါ့နော်ဒါပေမဲ့အခုဒီမယ်လီအောင်ဘက်ကကြတော့အရင်တော့ဆိုရင်မယ်လီအောင်တော်နိုင်ရေးလောက်တယ်တော်နိုင်ရေးလောက်တော့သူကိုတိုင်နဲ့လူတယ်အများကြီးပဲပစ်ပဲဒေါ်လာ900 1000 ကျော်တိပဲ USA ဒေါ်လာအခုကြတော့သူကအဆင်မပြေတော့ဘူးယောဂလည်းစီချိုလည်းဖြစ်တယ်သူရဲ့အိမ်လည်းသူပဲရမှာပေါ့နော် USA မှာအဲကြောင့်သူရဲ့ဘန်ကြတော့တလားတစ်ခါပဲမှမို့ပို့လို့ရတယ်ငွေအတုံးသေးလေးလည်းသူလက်ခံလို့မနိုင်တော့ဘူးသူရဲ့အလုပ်လည်းသူပြောင်းသွားတယ်ဆိုတော့လေအဲကြောင့်သူပတ်စံပြန်ပို့တဲ့အချိန်မှာလည်းသူကိုတိုင်မလွဲပြီးတော့ဘူးသူထိုင်းအဖိုးကြီးကိုအားကိုးပြီးတော့တဆင့်ခံခိုင်းပြီးတော့သူပို့ပေးရတယ်ဆိုတော့ထိုင်းအဖိုးကြီးနှုတ်တဲ့တောင်းတဲ့ဘန်ခလည်းမမလို့ပေးရတာပေါ့နော်အရင်တော့လည်းမတူတော့ဘူးနည်းနည်းกว่าဒါပေမဲ့ကောင်းတာကြတော့အော်မမိုးကိုမမိုးရဲ့အလူစင်ရဲ့ငွေကိုလက်ခံပေးတဲ့သူတို့လက်ခံပေးသေးတယ်သူတို့ပို့လာပေးသေးတယ်ဆိုတော့ကောင်းသေးတာပေါ့နော်ဒါပေမဲ့တောင်းလိုက်ရေးလဲ6နှစ်စီလာပြီလေအရင်တော့ဆိုရင်ညီမလေးတယောက်တော့မှသူ့ရဲ့ဘန်မမိုးရဲ့အကောက်ကိုသူလက်ခံပေးလို့သူ့ရဲ့ဘန်တစ်သက်လုံးပိတ်ခံရတယ်အခုဒါပေမဲ့သူလက်ခံပေးတာနေ့3နှစ်4နှစ်လောက်စီတယ်နောက်ဆုံးတော့ငွေထွက်ငွေဝင်များတော့သူ့ရဲ့အကောက်အခုလောင်းဝသူတုံးလို့မရတော့ဘူးအဲ့ဒီအကောက်တကားပေါ့နော်အဲ့ဒီ USA အကောက်အဲ့ဒီဆက်အကောက်လား remily အကောက်လားပြက်သွားတာပဲသူများသူ့ကိုပိတ်လိုက်တယ်ငွေဝင်ထွက်များလို့အဲ့လိုမျိုးအဲ့ဒါလည်းတော်လိုင်းအတွက်ပေးစားရတာပဲလေပြီးတော့ထိုင်းကမမိုးရဲ့ဘန်တခင်အဟောင်းတွေပေါ့နော်အဲ့ဒါတွေလည်းမမိုးရဲ့ငယ်ချင်းတွေပဲသမီးစုသမီးတွေပေါ့နော်အဲ့ဒီတငယ်ချင်းတယောက်လည်းအခုထိသူ့နာမည်နဲ့ပတ်သက်တဲ့ဘန်အားလုံးအကောင်လုံးပိတ်ခံရတယ်အဲ့လိုမျိုးပေါ့နော်ဒါပေမဲ့ဘာလို့ဆိုတော့အဲ့ဒီသူ့ရဲ့ဘန်ကိုကမကန်တာ2021မှာဘာငွေဝင်တာ300နဲ့ချီပြီးတော့ဝင်တာသူ့ရဲ့ဘန်မှာပြီးတော့ဘန်မေးတဲ့အချိန်မှာ तू ကမမှန်မဖြစ်ဘူး तू ကြောက်တယ်လေမမှန်ဖြစ်လို့စင်ဘန်မပိတ်ဘူး तू ပြောတယ် तू ဘယ်လိုမျိုးဖြစ်လဲမသိဘူးအဲ့လိုမျိုးပေါ့နော်အဲ့ဆောင်ဘန်အော်โอเคပိတ်လိုက်တယ်ပိတ်လိုက်တော့ तू စီးတဲ့ဘန်အားလုံးအကောင်လုံး तू ဖွင့်လို့မရ तू ယောက်ျားဘန်ပဲ तू တောင်းရတော့တယ်အခု तू ယောက်ျားဘန် तू ယောက်ျားနာမည်နဲ့ तू ယောက်ျားဘန်ပဲ तू တောင်းရတော့တယ် तू ဘန်ကြတော့ဘယ်ဘန်မှ तू တောင်းလို့မရတော့ဘူးဟို blacklist အမဲအောင်ဖြစ်သွားပြီပေါ့နော်အမဲအောင်ဖြစ်သွားပြီ तू ရဲ့နာမည်ကအဲ့ဒါလဲတော်လိုင်းရေးအတွက်သူပေးစားတာကြီးကြီးကျယ်ပဲတစ်သက်လုံးကတော့ထိုင်းနိုင်ငံမှာသူဘန်သူနာမည်နဲ့သူဖွင့်လို့မရတော့ဘူးအမှန်တကယ်ဆိုရင်ဖြည့်စင်တက်လို့ဆိုရင်ဘန်ကမပိတ်ဘူးသူကဖြည့်စင်လို့မရဘူးဒါမှမဟုတ်ဘန်ကဝင်ငွေအရန်များတယ်ဘာငွေတန်းရနဲ့ချီပြီးတော့ဝင်တာအဲ့ဒီ2020မှာလူတွေကပြည်သူတယောက်ငွေတွေစီးတယ်ကွာအနိုင်ငံလုံးထားပြီးတော့ကူညီတယ်လူပြေတယ်ဘာမို့စီမှာအကြောင်းမပြောတယ်လေအကြောင်းအဲ့ဒီသူကြတော့ကြံတဲ့လူတွေကြတော့ဖြည့်လို့တတ်တယ်သူကဖြည့်လို့မတတ်တော့သူဘန်ပိတ်ခံရတယ်လို့မျိုးလိုနေတဲ့400ကျော်ပါကိုပြောတာလဲအော်အမကြီးညီမလေးကဒီညတော့ဖီဒီက9ဖွဲစာအလူခံတာပေါ့တစ်ဖွဲ့ပြီးတစ်ဖွဲ့ညီမလေးတို့ကအလူခံလိုက်တယ်ဥမာတစ်ဖွဲ့ကတော့ပန်းငွေ1000ပါပြည့်သွားပြီဆိုရင်နောက်ထပ်တစ်ဖွဲ့ညီမလေးကဆက်ပြီးတော့လောက်တာပေါ့နော်အခုကျတော့ဒီ9ဖွဲမှာ3ဖွဲ့ပြည့်ဖို့အတွက်480ပါပဲလူတော့တယ်အဲ့လိုမျိုးပေါ့နော်480ပါအမပိတ်ပေးမယ်ဆိုရင်အမိုးက3ဖွဲ့စာရသွားပြီကျန်တာတော့2ဖွဲ့ပဲလူတော့တယ်အဲ့လိုမျိုးနှစ်ဖွဲ့ကြတော့ဘတ်ငွေဆိုရင်1000ပါအော်စီဒေါ်လာဆိုရင်400ပေါ့အဲ့လိုမျိုးတစ်ဖွဲ့စာ400တစ်ဖွဲ့စာ400အခုကျန်နေတဲ့နှစ်ဖွဲ့ကိုအော်စီဒေါ်လာ400ပါလာလူပေးမဲ့အလူစင်တွေစီလို့စီရင်ပေါ့နော်အော်စီဒေါ်လာ400ပေါ့နှစ်ဖွဲ့စာဆိုရင်အော်စီဒေါ်လာ400အဲ့ဒါနှစ်ဖွဲ့ရမယ်နှစ်တိုက်ရင်အတွက်ပေါ့နော်တစ်ဖွဲ့ဆိုရင်400အဲ့လိုမျိုးအခုကျတော့လောလောဆယ်ဒီ3ဖွဲ့တိပြည့်ဖို့ကဘတ်ငွေ420ပဲလို့တော့တယ်မပြည့်သေးဘူး420နည်းနည်းလေးပဲအော်စီဒေါ်လာ50လည်းမရှိတော့ဘူးအော်စီဒေါ်လာ30လား30လည်းမရှိဘူး20ကျော်အော်စီဒေါ်လာ20ကျော်ဟုတ်တယ်နော်မနော်
ဒေါ်လာဘယ်လိုမလဲဟုတ်တယ်အော်စီဒေါ်လာ20ကျော်ဆိုရင်တော့480ဘတ်ရမယ်480ဘတ်ရလို့ဆိုရင်3ဘတ်စာတီတီပြည့်သွားမယ်အဲဆိုရင်နှစ်ဖွဲ့ပဲလူတော့မယ်ဒီညအတွက်ပေါ့နော်ကျန်တဲ့အဖွဲ့30ကျတော့မနေ့ဖန်24ရက်နေ့အထိမမိုးပြည့်အောင်ဆက်ပြီးတော့လူခံပေးရမယ်အဲ့လိုမျိုးအဲကြောင့်မမိုးကမမေ့ဘူးပေါ့နော်အဲ့ဒါမမိုးရဲ့သူငယ်ချင်းပဲမမိုးရဲ့သူငယ်ချင်းရင်ပဲသူရဲ့ဘန်မမိုးစိတ်မကောင်းပါကြောင့်ဆိုတော့သူ့ဘန်တွေအားလုံးကဘန်ကစီကောင်သူများပိတ်လိုက်တဲ့နောက်ပိုင်းမှာကျန်တဲ့ဘန်တွေအားလုံးလဲသူဘာမှလုပ်လို့မရတော့ဘူးအကောင်လုံးသူ့နာမည်နဲ့အားလုံးအကောင်လုံးပိတ်ခံပြီဆိုတော့သူမမိုးလဲစိတ်မဆိုးဘူးနော်သူမမိုးစိတ်မဆိုးဘူးလာပြီးတော့ဆဲတာလည်းမရှိဘူးသူနားလဲပေးတယ်ပြီးတော့လဲသူဘာမှရော်ကြိုးကြေးတယ်မတောင်းသူ့ဘဝတစ်ခုကပြောမှဆိုတော့ထိုင်းနိုင်ငံမှာသူ့နာမည်နဲ့သူလုံးဝဘန်ဖွင့်လို့မရတော့ဘူးလေနားလဲလိုက်တော့ဘယ်သူပဲမှမဆိုဘယ်လိုမျိုးစိတ်နေထားမလဲဒါပေမဲ့တော်လန်ရေးအတွက်သူပေးစားတယ်အဲ့လိုမျိုးပေါ့နော်တလားတစ်ခါတော့လာလူတဲ့အလူစင်တော့မဟုတ်ဘူးမမိုးရဲ့ငယ်တငယ်ချင်းပဲပြောမှဆိုတော့တရွာထဲသားပဲနော်မမိုးလည်းဘာမှလုပ်လို့မတာအေးဘာမျိုးတော်လန်ရေးပြီးတဲ့အချိန်ကလည်းသူ့ကိုတတ်နိုင်တယ်လို့ငါသူ့ကိုပြန်တော့ကူညီပေးမှာပေါ့အဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးစဉ်းစားအခုတော်လန်ရေးအချိန်ကျတော့ငါလည်းဘာမှလုပ်လို့မရဘူးအဲ့လိုမျိုးဖြစ်တယ်ဟုတ်ကဲ့မရေအော်ဟုတ်ကဲ့ပါအဲ့ဆိုရင်ဒေါ်လာ25ဒေါ်လာပေါ့အမနော်โอเคထားလိုက်တော့25ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ပါအမရေကျေးဇူးရတင်ပါတယ်ဟုတ်ကဲ့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 โอเคโอเคgood night ပါအမရေဟုတ်ကဲ့ပါအမမအိပ်ရသေးဘူးလားအခုထိဟိုနောက်ကျလိုက်တာအမအိပ်လို့ရပြီဟုတ်ကဲ့မိုးကတော့4နာရီခွဲ5နာရီမှနေ့တိုင်းပဲအဲ့လိုမျိုးအဲ့တယ်မရေစီနီမာပဲဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ပါမရေကျေးဇူးရတင်ပါတယ်မနော်โอเคလူစင်ပေါင်းချပြီโอเคအဲ့ဆိုရင်480ကိုမမိုးရဲ့အမကထည့်ပေးလိုက်မယ်တဲ့မမိုးက100ထည့်980 4ယောက်6ယောက်ပဲလူတော့တယ်။အော်စီအမပြောမယ်ဆိုတော့မမိုးရဲ့သူငယ်ချင်းမလေ तू ကအရင်တော့ဆို तू ထက်တယ်တော်လိုင်းစားချင်တော့ तू အဖွဲစီတွေလိုက်ပြီးတော့စီအောင်ပြီးတော့တစ်ဖွဲ့သူတို့ရဲ့အဖွဲသားတွေကထက်တယ်တော်လိုင်းကြာလာတဲ့အချိန်မှာ तू လည်းသူ့ကလေးနဲ့သူ့မိသားစုနဲ့အဲ့လိုမျိုးဖြစ်တာပေါ့နော်ဒါပေမဲ့မမိုးကတော့ဘာမှပြောဘူးဒါပေမဲ့သူ့ရဲ့ဘန်ကိုတော့တစ်သက်လုံး तू ကတော့စုံရတာပေါ့နော်သူရဲ့ဘန်စိတ်တော့မကောင်းဘူးအဲ့ဒါတော့တယောက်စုံရတယ်မမိုးအလူခံတဲ့အတွက်ကြောင့်သူတို့ရဲ့ဘန်နဲ့ပြီးတော့ USA ကတယောက်အဲ့ဒါလည်းတစ်သက်လုံးအဲ့ဒီဘန်ကိုသူစုံရတယ်ဒါပေမဲ့ဘာဖြစ်လို့လဲဆိုတော့USA မှာဆိုရင်အကောင်လုံးတော့လိုက်ပြမပိတ်ဘူးလေဘန်ကတော့အမျိုးမျိုးဖွင့်လို့ရတယ်ဒါပေမဲ့သူတို့တောင်းတဲ့မီလီဘန်လားအဲ့ဒါပိတ်ခံရတာပေါ့နော်သူပတ်စံပို့တာအများကြီးပဲအဲ့ဒီ USA ကညီမလေးတယောက်လဲသူလဲဘန်သူ့ကိုမေးတဲ့အချိန်မှာသူဖြေလို့မတတ်ဘူးသူဖြေမတတ်တော့ဘန်ကသူ့ပိတ်လိုက်တယ်အခုကြံနေတဲ့လူတွေကတော့သူတို့ဖြေလို့တတ်တယ်လိမ့်ပါတယ်သူတို့လိမ့်ပါတယ်သူဖြေလို့တတ်တယ်ပန်းဆိုတာဝင်ပတ်စံဝင်လာပြီဆိုရင်ဒါ2ရက်ငွေလားဆိုတာဟုတ်တယ်9ရက်ငွေပဲလေဒါနိုင်ငံခြား9ရက်မျိုးတွေက9ရက်မြန်မာပြည်ကြီးအတွက်ပေါ့နော်ဒုက္ခရတဲ့အချိန်မှာသူတို့ဟင်းတွေထမင်းဖိုးတွေကူညီပေးတဲ့အဲ့လိုမျိုးဖြေလို့တတ်လို့ရှိရင်ဘန်းကမပိတ်ဘူးဒါပေမဲ့တချို့မှာသူတို့ကြောက်တယ်လေငွေဝင်တာများတော့ငွေကပငွေအသိန်း10ရာနဲ့ဝင်နေဆိုတော့ဒါသူတို့တွေကကြောက်ပြီးတော့ဖြေလို့မတက်လို့ရှိရင်ပိတ်ခံရတာပဲဒါပေမဲ့အခုကျတော့ဘန်မမို့တောင်းတဲ့ဘန်တွေကဘာပြဿနာမှမရှိတော့ဘူးငွေလဲဝင်လာတာအရင်တော့လိုမျိုးမဟုတ်တော့ဘူးလေအရင်ပြောမှဆိုတော့အရင်နဲလာတာပေါ့နော်50ရက်ခန့်တော့ပျောက်တယ်အရင်တော့ဆိုရင်တစ်လဆိုရင်2တန်းကျော်3တန်းအဲ့လိုမျိုးဝင်တာအကောက်တွေကောင်းတဲ့အချိန်မှာလူတွေအများကြီးတွေ့တဲ့အချိန်မှာမြင်တဲ့အချိန်မှာအဲ့ဆိုရင်32ဖွဲ့ပဲလိုပါတော့တယ်စင်32ဖွဲ့ပဲလိုပါတော့တယ်
အဲကြောင့်အကလုံးပေးစားရတာပဲနော်ပြည်တို့ဘန်တခင်လားပြည်သူလားအကောင်လုံးကပေးစားရတာပဲဥမာတချို့မှဆိုရင်ဘန်လည်းမပေးသုံးချင်ဘူးအလူငွေလည်းမထည့်ဘူးဘာမှလည်းမကူညီဘူးဆိုရင်တော့ဘောမစစ်စစ်ပဲတချို့မှကျတော့လူလို့မနိုင်ဘူးဆိုရင်လည်းဘန်တွေပေးသုံးသေးတယ်တချို့မှကျတော့ဘန်မပေးသုံးပေမဲ့လည်းလာတိုင်းပါဝင်သေးတယ်အဲ့လိုမျိုးပေါ့နော်အဲ့ဒါတော့ရတဲ့နေနဲ့ပါဝင်တယ်လေမမိုးကတော့မမိုးကိုပန်ပန်နဲ့တခုမမိုးအလိုမခံဘူးဘာကြောင့်လဲဆိုတော့မမိုးပြဿနာလည်းမရှိချင်ဘူးပြဿနာဆိုတာဘယ်လိုကမလဲလူရောက်မှတရားကိုပန်ပန်နဲ့ကိုမတုံးတာမှကိုဆွဆွဲတယ်ကိုကလိတ်ငွေကိုလိန်စားညာစားခိုးစားတယ်အဲ့လိုမျိုးပေါ့နော်ပြီးတော့လေမမိုးရဲ့ခင်မိုးရဲ့ငွေကမမိုးရဲ့ခင်မိုးအလောလောတာသူကမန်နေဂျာဆိုတော့သူမြတာမန်လူထက်သူလက်စာကြီးတယ်တာမန်လူထက်သူလက်စာကြီးတယ်ဆိုတော့သူရဲ့လက်စာပဲသူရဲ့ဘန်ထဲမှာသူပေးဝင်တယ်သူကတော့စောက်ဆဲမခံချင်ပေါ့နော်ပြဿနာနေမရှိစေချင်ဘူးပေါ့နော်အဲကြောင့်မမိုးရဲ့အလူစင်တွေလာလူပေးတဲ့ဘငွေတန်းရပေါင်းများစွာဒီ9နှစ်အတွင်းကမမိုးတစ်ခါမှမကင်ဘူးဒါပေမဲ့မိုးစင်တိတိကျကျနံပါတ်တိတိကျမမိုးကင်ပေးတယ်မမိုးတွက်ပေးတယ်မမိုးနှုတ်ပေးတယ်မမိုးပို့ပေးတယ်သူတို့ရဲ့ဘန်ထဲမှာငွေဘလောက်ဝင်ပြီလဲဝင်ပြီဆိုရင်မြေပြင်မှာချက်ချင်ဖို့ဘယ်နှသိန်းဝင်လဲဘယ်နှသောင်းဝင်လဲမြေပြင်မှာချက်ချင်ဖို့မမိုးမကင်ဘူးနော်မမိုးရဲ့ဘန်လည်းမဟုတ်ဘူးမမိုးလည်းတစ်ခါမှမတွေ့ဘူးနံပါတ်ပဲမမိုးတိတိကျတွက်ပေးတယ်သူတို့လည်းတိတိကျနဲ့စင်ရင်တွေလုပ်ပေးတယ်မမိုးကိုတိုင်လည်းလုပ်တယ်နော်တစ်ခါမှမထိဘူးဒါပေမဲ့ကိုယ့်ရဲ့ငွေပဲကိုယ့်ရဲ့မိသားစုငွေဆိုရင်တော်လိုင်းရဲ့အတွက်လာတိုင်းပဲထွက်တယ်နော်ပြည်သူလူထုရဲ့ငွေကိုယ့်ရဲ့ဘန်ထဲမှာမဝင်ဘူးမမိုးရဲ့မိသားစုဘန်ထဲမှာဝင်ဘူးဒါပေမဲ့မမိုးရဲ့မိသားစုငွေကတော်လိုင်းရဲ့ဘန်ထဲမှာလာတိုင်းဝင်တယ်ထွက်တယ်နော်အဲဒါအော်စီဘန်ဆိုရင်ထိုင်းနိုင်ငံမှာလာတိုင်းပဲပို့တယ်ကွာဒါပေမဲ့နကဘာငွေတွေဆိုရင်ငါတို့ရဲ့ဘန်ထဲမှာမဝင်ဘူးဒါကြောင့်မိုးရဲ့မိသားမမိုးရဲ့ခင်မိုးဆိုရင် तू ကဆက် तू ကမလို့ချင်ဘူးစင်းလင်းလင်းကတော့သူ့ရဲ့ငွေတစ်ခုပဲသူ့ရဲ့လာစာတစ်ခုပဲမမိုးရဲ့မိသားစုရဲ့ဘန်ထဲမှာဝင်ရမယ်တခြားအပြင်ရဲ့ငွေမပေးဝင်ဘူးအဲ့လိုမျိုးပေါ့နော်စင်းလင်းလင်းပဲအဲကြောင့်မမိုးဘန်ပဲကန်မမိုးကတော့အော်ငါဘန်မဟုတ်လို့ငါစောက်ခိမဆိုင်ဘူးပြည်သူတွေဘလောက်ပဲလူပါစေမမိုးအဲ့လိုမျိုးမဟုတ်ဘူးမမိုးဘန်မဟုတ်လဲမမိုးဘန်မဟုတ်လို့မမိုးကငါဘန်ထဲငါပို့ပြီးတော့ခရူးဆိုင်ရမယ်ဟုတ်လားငွေပြောင်းလို့မရဘူးလေငါမှတောင်းစီတယ်အဲကြောင့်တကြပြလို့စင်လဲတကြငါရော်ရမှာပဲတရားပြလို့စင်လဲတရားငါရော်ရမှာတရားငါရော်ရမှာပဲငါရဲ့ဘန်မဟုတ်လေအဲ့လိုမျိုးမမိုးကတောင်းယူကြတာအဲကြောင့်ဦးကျော်သူရမမိုးရောပြည်သူလူထုရဲ့ငွေမပြဖို့တဲထဲရိတ်တော့မဖြစ်ဖို့အလိမ်မခံရဖို့မမိုးနဲ့ဦးကျော်သူမှာတာဝန်ရှိတယ်အဲကြောင့်ဦးကျော်သူဘက်ကသူ့ရဲ့တာဝန်ပါလဲမမိုးတို့ရဲ့အလူစင်ရဲ့ငွေမမိုးရဲ့အလူစင်ရဲ့ငွေကလူလန်ရဲ့အဖွဲ့အစည်းရဲ့လက်ထက်မှာမရအောင်လှုပ်ရှားတိုက်စားတဲ့အဖွဲ့အစည်းတွေမှာမရအောင်အစိတ်ဘယ်လိုကမလဲဟိုတစင်ထောင်လမ်းမယူတဲ့အဖွဲ့တွေပေါ့နော်စိတ်မတိုက်တဲ့အဖွဲ့တွေစီမှာမရအောင်ဦးကျော်သူဘက်ကတာဝန်ကြီးကြီးနဲ့စစ်ဆေးပေးတဲ့အစည်းအဝေးတွေတက်ပေးတယ်စကားပြောပေးတယ်တေချာလုပ်တယ်သားတို့အဖွဲ့ကတိုက်လာပဲစစ်စီရေးလုံးမလဲပြောအဲ့လိုမျိုးပေါ့နော်တေချာမေးတာမတိုက်သေးဘူးဆိုရင်မရသေးဘူးနော်တိုက်တယ်လောက်တယ်ဒီမှာဦးကျော်သူနဲ့ဖုံးကော်တယ်အားရပရမအားလာလဲဘုံကျဲစစ်တွေဖြစ်တယ်โอเคအဲ့ဆိုရင်ရေးပေါ်တက်ဘလောက်ပို့ပေးလိုက်တယ်ဘယ်နဲ့စစ်ကြောင်းလဲဘယ်နဲ့ဖွဲ့လဲတစ်ဖွဲ့10သိန်းကြအရေးပေါ်တက်ပို့ပေးလိုက်တယ်အဲ့လိုမျိုးတေချာလောက်ပေးတယ်အဲ့ဒါမှမို့လဆင်အလူစင်တွေလားနေ့စင်အလူစင်တွေလားအမြဲတမ်းလာလူပေးတဲ့အလူစင်လားစိတ်ချပါနော်မမိုးတို့စီမှာ PDF ဘယ်နှဖွဲ့စာပဲလာလူပါငွေဘယ်နှရပဲလာလူပေါ့နော်900ပါရောက်ပါပြီရှင်အမကြီး900ပါရောက်ပြီကျေးဇူးရတင်ပါတယ်ရှင်အော်ကလည်းညီမလေးကြည့်လိုက်ပါကလေအော်โอเคတွေ့ပြီဒေါ်လာ100တွေ့ပြီအမကြီးဟုတ်ကဲ့ကျေးဇူးတင်ပါတယ်နော်ရေဒီမှာလဲလိုက်လွှင့်နေတယ်မနာသေးဘူးမလိုက်မထွက်ရသေးဘူးလိုက်လွှင့်လူခံတယ်အနော်ဘေးကင်းရကဲအန်တယ်မြန်မာနဲ့ကင်းဝေးပါစေနော်ကားမောင်းနေတာလားโอเคကောင်းပါပြီနော်ရေကျေးဇူးတင်ပါတယ်အော်ဆွန်လာစာရနော်ရေဘိုင်
အမွေးအမလေတဝဲလူမျိုးလားမသိဘူးနော်သူမနေ့တော့သူပါပြောအော်သူ့ရဲ့ခင်မုန်းကကရင်လူမျိုးအဲ့လိုမျိုးโอเคဒီမှာခါလေမလက်ခံက900ဆို600ထည့်ပေးလိုက်မယ်အဲ့ဆိုရင်မမိုးတော့တပွဲစာရဖို့အတွက်မျိုးလင်းချက်စီပါတယ်4နာရီတိုးဖို့9မိနစ်ပဲလိုပါတော့တယ်ပြီးတော့ဒီမှာကိုကျော်လေးရေမင်္ဂလာပါတော်လိုင်းရေးအတွက်ကူညီပေးမလို့လားလက်မပဲပြန်ထောင်းတယ်ဆိုတော့လူမျိုးကနေနော်ခဏပါအရင်ပို့လိုက်မယ်ဟောခုနကတော့မွေးရ USA ကအမအကိုရေလူမယ်ဆိုရင်ညီမလေးထိုင်းပန်နမပို့လိုက်ပြီနော်လွယ်ပြပြဆိုရင်ဖြတ်ပန်ပို့လိုက်ပေးပါစင်ဟာလေဖြတ်ပန်ကိုမယ်လျောင်းစီမပို့လိုက်မယ်အရေးပေါ်အတွဲဆိုမယ်လျောင်းပန်မှာပဲငါအရေးပို့လိုက်မယ်ကိုကြီးတောင်းစီမသူဒီလာထားပို့လို့မရတော့ဘူး3100ဆို3200မနော်မလီနော်မမိုးရဲ့အမကမနေ့ညတော့လားမနေ့တော့ပုံဆက်လာတဲ့အရေးပေါ်အတွက်တော့မနေ့သူရဲ့ပတ်စံတော့တနေ့မှသူပို့မယ်လို့သူပြောတဲ့အတိုင်းသူပို့လာပေးတယ်ဒီညတော့โอเคမယ်လီအောင်လဲငါအကျွေးပေးရမယ်ဟိုတနေ့တော့မမိုးရဲ့ဒေါ်လာ4000ကျော်ပဲဒါပေမဲ့သူပို့ပေးတာ9000သူပြန်တော့နှုတ်ရမယ်ပို့ပေးတာအပုံနဲ့ပေါ့အဲ့လိုဖုံမနော်ရေးဒါအရေးပေါ်အတွက်ဒေါ်လာ100နော်ဖုံမနော်ရေးနေကောင်းလာပြီလားနေကောင်းလာပြီဆိုရင်လေဖုံမနော်တနော်ပေးရမယ်ဖုံမနော်အကျွေးကဒေါ်လာ280လားဖုံမနော်ရေးနောက်ပြီးတော့လေဒါဘယ်လောက်နေကြံလဲဆိုတာတနော်ပြန်ဖြေပေးပါအောင်နော်ဒီမှာဒါကတော့အရေးပေါ်အတွက်တော့ညီမလေးဘက်မှာပဲအလူစင်ကိုပို့ခံလိုက်တယ်နော်ဖုံမနော်ဘာလို့ဆိုတော့ကိုကြည်တောင်းကတော့နောက်တစ်လမှသူပြန်တော့ပို့လို့ရမယ်ဒီလတော့သူထားပို့လို့မရတော့ဘူးကဲ3200နဲ့600ကို3400အမအော်စီကသူပိတ်ပေးလိုက်ပြီဒီဘက်မှာနော်30နဲ့2ဖွဲ့နော်30နဲ့2ဖွဲ့ပဲကျန်တော့တယ်နော်ကျန်30နဲ့2ဖွဲ့ကျန်ဒီဘက်မှာငွေအသေးထားရတာ600နဲ့3200ဆိုရင်3400ကိုအိုးနောက်ထပ်တစ်ဖွဲ့စာပြေးဖို့အတွက်4000နဲ့200ပဲလိုတော့တာပေါ့တစ်ဖွဲ့စာဆိုရင်1000နော်ဒီ30နဲ့ဖွဲ့ကအနောက်3400 4000နဲ့200ပဲလိုတော့တယ်ဘယ်လိုလုပ်နားလဲပေးရမလဲအကိုလာပြီးတော့ဟိုင်းတာညီမလေးကအလူလုံးမလို့လားညီမလေးကမေးတယ်အကိုကလက်မထောင်တယ်လေလက်မထောင်တော့လူမယ်လို့မဟုတ်ဘူးလားလူမယ်ဆိုရင်ဘယ်နှမပို့လိုက်တယ်လေအကိုကမလူလို့စရင်ဘာဖြစ်လို့ညီမလေးစီမလာဟိုင်းတာလဲလက်မတွေထောင်တာလဲလို့ငါလာပြီးတော့စူသေးတယ်နွားဘာလဲနေဘာမှမပြောချင်လို့စင်ငါစီမလာတော့မဟိုင်းနဲ့လေစကားပြောတာရိုင်းလိုက်တာအမဆဲတူခဏလေးသူပြောမယ်ပြန်လာလို့စင်ငါအားရပြရဆဲတော့မှာကျင်းတော့ပြီးတော့နော်ဒီမှာကျင်းတော့လာဟိုင်းတာနော်လာဟိုင်းတာမမပြောတဲ့အလူလောက်မလို့လားသူလည်းမထောင်နေနော်ဒါထောင်ပြီးတော့ငါဘယ်နှမပို့တယ်လေနွား
ဘာမှပြန်ပို့လာတော့ကိုရဲ့အတန်ကိုပြန်တော့နားထောင်လေအဲ့လားပြောတင်လားလို့ပို့ထားတဲ့အတန်လဲနားမလဲလို့စင်အတန်နဲ့ပြန်တော့ဖြေလာလေဘာဖြစ်လို့လက်မထောင်နိုင်လဲလက်မထောင်လို့စင်လူတယ်လို့ကိုကထင်တာပေါ့ဒီမှာလဲပတ်သက်သလူစားတာမဟုတ်ဘူးဘာကိုပြောနေတာလဲခဏလေးအလူလောက်မလို့လားအလူမလောက်ဘူးဆိုရင်စကားဆက်မပြောတော့ဘူးဒါထောက်ဖို့အကောက်ပါတော်လန်ရအတွက်လူခံပြတဲ့အကောက်ပါခွေးမသာမန်ဒီလိုမျိုးသိတယ်မအေးလို့ရနေလူကြည့်လိုက်ပါလားနေရငွေရမြေပြင်မှာရောက်မလားလို့ရောက်လို့စင်နေခွေးစကားမပြောနဲ့ခွေးတောင်စားဖာကောင်းမသာတော်အားရတယ်မင်းအားရလို့စင်မင်းပြန်တော့လိုးလိုက်ခွေးမသာရဲ့မလူဘူးဆိုရင်လာတော့လက်မထောင်နဲ့နေ့ရက်လက်မနေ့ရက်မေစပတ်နာပြောထိုးတဲ့လိုက်ခွေးမသားဖာတရားလိုးမသားရဲ့မအေးလိုးရဲ့လောလိုက်ပြီဆဲနေတာငါစောင့်နေတာခွေးတောင်စားခွေးစကားနောက်ဆုံးတော့ခွေးစကားလာတော့ပြောတာပဲခွေးတောင်စားအဲ့လိုမျိုးလဲစီတယ်မအေးလို့တွေ့လာပြီးတော့အလူခံလို့စင်အဲ့ဒီမအေးလို့တွေအဲ့လိုမျိုးမအေးလို့မျိုးတွေလည်းစီတယ်အလူစင်လို့ပါလို့အစတော့ကလာပဲလုပ်တယ်ပြီးလို့စင်ကိုအတန်တော့ပို့ပြီးဆိုရင်ပြဿနာစားပြီးခွေးမသားသူတို့စိတ်တဲ့အလူခံတဲ့သူကတရားလာထိုင်တာလားမသိဘူးမအေးလို့မေလို့အတွက်လူမေလို့တေဖို့အတွက်လူခံတယ်ဆိုမှပဲခွေးစကားတွေလာတော့ပြောနေသေးတယ်ခွေးလိုမျိုးလာလို့စင်ခွေးလိုမျိုးအရိုက်တာခံရမယ်ဒါပဲရှိတယ်ကဲကိုရမတို့ရောက်ခုနတော့ဘယ်လောက်လဲ4000နဲ့200လိုတယ်30နဲ့2ဖွဲ့ပြည့်ဖို့အတွက်4000နဲ့200လိုပါတယ်ဒီကောက်လူမရှိဘူးဒီကောက်လည်းလူမရှိဘူးဘယ်ကောက်ကြလဲမိုးစမအကောက်ဒီကိုကြတော့မီးစိမ်ပြီးတော့ငါအတန်ပို့တော့သူနားထောင်လို့မရတော့ပတ်စံမရှိဘူးထင်တယ်ပတ်စံမရှိဘူးပဲထားလိုက်မယ်နော်ကိုညီသားတောင်းတဲ့အကောက်တွေမီးစိမ်ပြီးတော့ကိုသားတောင်းတာသူတို့မကြည့်လို့စင်သူပတ်စံမရှိလို့ပဲပေါ့နော်နားလည်းပေးရမှာပေါ့နော်ဖြူရောင်နေခါရေမင်္ဂလာပါဒီမှာမမိုး PDF 4ဖွဲ့စာပြဖို့အတွက်4000နဲ့200လိုတယ်4000နဲ့200လိုတယ်4နာရီ10မိနစ်လည်းစီးသွားပြီနည်းနည်းကြော်သွားပြီအဲ့ရပြက်တာလဲတောက်ဆောက်ပဲနေ့ပိုင်းမှာလဲစူးစမ်းပြီးတော့ဟိုအကောက်မှာပို့နေတင်ညပိုင်းမှာလဲလိုက်လွင့်အလူခံလိုက်လွင့်တာလူမမြင်လို့စင်ဟိုဘက်မှာအကူညီတောင်းတော့မစူးစမ်းပေးလို့မရဘူးလေဟိုမြေပြင်မှာအသက်တွေပေးစားနေရတယ်ငါတို့စူးစမ်းပေးမှနော်ငါတို့စူးစမ်းပေးမှရမယ်ငါတို့မစူးစမ်းပေးလို့စင်မရဘူးမြေပြင်မှာစူးစမ်းပြီးတော့ငါတို့တွေကမစူးစမ်းပေးလို့စင်ချိန်ခွေလူမျိုးပေါ့နော်ကိုကပေါ်စားနေသူတို့ဘက်ကစူးစမ်းအမှန်တကယ်ဆိုရင်တင်ညီတညွနဲ့သွားရမယ်နိုင်ငံခြားမှာဆိုရင်လည်းတားတဲ့နေနဲ့ကူညီမြေပြင်မှာဆိုရင်လည်းပြပြတာနဲ့စစ်တိုက်အခုတိုက်တာပဲစုပစက်ပဲရဲဘော်တွေကတိုက်တဲ့နေရာမှာပဲစုပစက်နဲ့တိုက်တယ်စီးပွားရေးနေရာမှာတော့မပြောဘူးပြောတဲ့အလကားပဲပြောလဲအချိန်ကုန်တယ်ပြောလဲဘာမှအကျိုးတွေစီးလာမဟုတ်ဘူးသူတို့နဲ့လည်းသွားတော့အချိန်မကုန်ဘူးငွေလည်းမကုန်ဘူးအချိန်မကုန်ဘူးငွေမကုန်ဘူးလေတော့အကုန်ခံသေးတယ်လေတော့အကုန်ခံတယ်ဆိုလေသူတို့တော့ဆဲသေးတာပေါ့နော်သူတို့တော့ဆဲသေးတယ်နော်စောင့်မြေကလို့လက်နဲ့ကင်ပြီးတော့ဘာမှလည်းမလုပ်စောင့်မြေကလို့ဆဲသေးတယ်ဒါပေမဲ့ငွေတော့အကုန်ခံဘူးအချိန်တော့လည်းအချိန်လည်းအကုန်မခံဘူးသူတို့နဲ့လေတော့အကုန်ခံသေးတယ်မအေလို့မအောင်လိုက်ကျတော့ဘယ်လိုခွာမလဲဟိုလေကုန်ခံရတယ်အားလဲကုန်ခံရတယ်ပတ်စံလဲကုန်ခံရတယ်မအေလို့မလိုက်သေးဖို့အတွက်
နော်အောင်မြင်မှုကုလို့ခြင်းလို့စင်အလကားဆိုတာမရဘူးကိုဘက်ကလည်းရင်ရမယ်အခု35ဖွဲ့မှာမမိုး9ဖွဲ့စာလိုချင်တယ်အနည်းဆုံး9ဖွဲ့စာလိုချင်တော့4ဖွဲ့ပြည့်ဖို့အတွက်4000နဲ့နေရလိုတယ်မမိုးမျက်လုံးကစားတဲ့အချိန်မှာပြတို့ရဲ့အထဲကလေနာရင်တွေကသူကဆင်းလာတယ်နာရှိမဟုတ်ဘူးနော်ရေလိုမျိုးသူတို့ဆင်းလာတာရေအေးလိုမျိုးဆင်းလာတယ်ပေါ့နော်မမိုးဒီလိုမျိုးမလုပ်လို့စင်လေမမိုးနေလို့မနိုင်ဘူးရားတယ်သူလိုပါလိုနဲ့ဆင်းလာတာခေါင်းရားတယ်လေးဖွဲ့စာပြည့်ဖို့အတွက်ပြတို့ရေဒီညတော့လေးဖွဲ့စာပြည့်ဖို့ဝမ်းတော့စူးစမ်းပြကြပါနော်9ဖွဲ့ကတော့မပြည့်လဲဘာပြည့်တော့မမိုးမနိုင်တော့ဘူးတကယ်ပဲမမိုးမအေးရဘူးနေ့လည်းဘန်းတော့လည်းမအေးရโอเคနော်4ဖွဲ့ပြည့်ဖို့အတွက်ဒီ4000နဲ့200ကိုတယောက်100 200 1000 2000နိုင်တလားဝိုင်းတော့ထည့်ပြကြပါလို့နော်အကူညီတောင်းပါတယ်36ယောက်အကြောကြီးခဏလေးစောက်ပေးပါနော်မိုးပို့ထားပေးတဲ့မတန်ရမားနေလို့တခြားအလူစင်ရမတန်ပြီလို့အကျွဲမတန်လာမယ်နော်ခဏလေးနော်35ရောက်မင်္ဂလာပါကဲဒီည4ဖွဲ့စာပြည့်ဖို့အတွက်4000နဲ့200ပဲလို့ပါတော့တစင်4000နဲ့200ပဲလိုအပ်တဲ့အလုံး900နဲ့90တော့မပြည့်ဘူးပေါ့ဒီညမမို့အလုံး300ကျော်ပဲရသေးတယ်တွက်ကြည့်မယ်နော်ဒီညမမို့ဘယ်လိုရပြီလဲဆိုတော့အလုံး400နဲ့9လုံး12000 400နဲ့9လုံးဟုတ်တယ်နော်ငါမမားဘူးနော်ဘာကြောင့်လဲဆိုတော့ငွေက2500တခါလိုအပ်တယ်ဒါလည်းပြည့်သွားပြီပြီးတော့နှစ်ဖွဲ့စာဆိုရင်16000နော်ပြီးတော့ဟိုခုနကတော့က3000နဲ့400နော်2000နဲ့2300အားလုံးစုပေါင်း2000နဲ့2300 2000နဲ့2300ကိုစားလိုက်လို့စင်နော်အော်400နဲ့5လုံးငါတွက်တာပါပြီလို့9လုံးဖြစ်တာလေအော်ဟုတ်တယ်မန်းတယ်မမိုးကမားတာဘာလို့ဆိုတော့330ဆိုရင်6လုံးအခုတော့300ပဲဆိုတော့5လုံးအေး400နဲ့5လုံးကို990လုံးမယ်400နဲ့5လုံး990လုံးမယ်ပြောရမယ်ဆိုတော့အရေးပေါ်ကြည်9000ကအလုံး3000ပြဖို့985လုံးလိုတယ်ဟမ်အဖြူရောင်နေကအကိုရေးမင်္ဂလာပါအိုးခဏလေးအကိုကဘယ်အကောက်မှလဲဆိုတော့ခဏလေးညီမတို့တော့ဆက်သက်မယ်မိုးကူအကောက်မှလားမိုးခိုင်မှအကောက်မှလားမိုးကူအကောက်မှတင်တယ်အဖြူရောင်နေခဏလေးနော်ခဏလေးကိုရေးချစ်ပေးမယ်ဒီမှာโอ้ยဒါကြောင့်အကိုရေးကျေးဇူးရတင်ပါတယ်โอ้ย4ဖွဲ့စာပြည့်ဖို့အတွက်ပြည့်ပေးလို့ကျေးဇူးရတင်ပါတယ်ရောက်ပြီကိုရေး4000နဲ့200ပါရောက်ပါပြီကျေးဇူးရတင်ပါတယ်ကိုရေးကျေးဇူးရတင်ပါတယ်โอเคအဖြူရောင်နေခါအကိုက4000နဲ့200ပါဘာသာမပြောတဲ့4ဖွဲ့စာပြည့်ဖို့အတွက်4000နဲ့200ပါလိုတယ်လေမတင်မိဘူးကိုရေးစိတ်တင်တော့အကိုဝင်လာတော့ဆိုရင်အကိုက4000နဲ့200ပါတော့မနိုင်ဘူးတင်နေများတာပေါ့နော်ဒါပေမဲ့အကိုကနိုင်အောင်ပြည့်ပေးလိုက်တယ်ပိတ်ပေးလိုက်တာပဲအဲ့ဒီ၄ဖွဲ့စာပေါ့နော်အဲ့ဆိုရင်တစ်ဖွဲ့စာပဲလို့တော့တယ်မမပြောတဲ့အနည်းဆုံး9ဖွဲ့ကတစ်ဖွဲ့စာပဲလို့တော့တယ်ကိုမနေ4ဖွဲ့ပြည့်သွားပြီနော်
အဲ့ဆိုရင်ဟိုခုနကတော့30ဖွဲ့ကျန်တယ်အခုဆိုရင်30ဖွဲ့ပေါ့နော်အစုံလေးဟုတ်အဆက်စားကျင်တော့35ဖွဲ့ကျန်တာမှမိုးဆက်စားကျင်လိုက်လွင့်တော့35ဖွဲ့အခုကြတော့မနေ့4နာရီ10မိနစ်မှာ30ဖွဲ့ပဲလိုပါတော့တယ်စင်အကိုရေးကျေးဇူးရမ်းတင်ပါတယ်နော်အလောက်ကန်နေတဲ့မကအဆင်ပြေပါစေအောင်မြင်ပါစေလိုချင်တဲ့ဆန္ဒအားလုံးလည်းပြည့်ဝပါစေအကိုရေးသွားလေးရလာလေးရဘေးကင်းရန်ကင်းအန်ဒီအမြင်များနဲ့ကင်းဝေးပါစေလို့ညီမလေးမိုးစစ်တောင်းပေးတယ်နော်ရောက်ပါပြီ4000နဲ့နေရအော်ဒီမှာညီမလေးတယောက်2020ကအလူစီဘုံမနော်ရအောင်ဆုံးလာဆိုင်နော်ကောက်စစ်စီလောဆိုင်နော်မိုးစစ်စီလောနော်ဆဲဖုန်နေလောဘုံမနော်ရေးဘုံမနော်ရမမဘူတာနော်တနော်မတော့ဒါဖောနာပေါ်နာဘာနကတနော်စစ်စီပဲအခန်းလေးဒီမှာတပ်ပုံရပြမယ်ဘုံနော်ရနော်မိုးစစ်စီလောနော်မိုးလိုက်လွင်းလေးအပလောနေချိခွေရလေနော်မိုးလိုက်လွင်းနော်လဲမိုးခိုင်မှာကno bonne ba no on ni bai pum no ho la no budi chame na ma buni chame na sitana o no le na ma ta da no bai pum no na ta da wa ta da ko phya bai no okay pum no so la sai ba ka to ba cha lai mo ya mo a ka tu de a dai mo ya okayจ้าสกอตสตาร์บัคมาผมเนาะจ้าโอเคเอาส่งละใส่ผมเนาะอ๋อเลยกันแล้วไรโอเคนี่แล้วผมเนาะโอเคจ้าเอาคุยผมเนาะผมเนาะมาต้องมาซาเลยผมเนาะมาต้องมาซาเลยตอนนั้นมาตัวยังสีเลยตอนนั้นไล่ลุยได้ตอนนั้นไล่ลุยข้ามมาตัวยังสีแล้วมาบ่าโอเคสกอตแล้วผมเนาะสกอตมาตัวยังแล้วจ้าโอเคเอาจอกลางไปโอ้โห2020นี่ก็ရအလူစင်ဟိုး2020นี่တော့အလူစင်ကသူကနားလိုက်တာသူမီးစိန်လို့မှမို့ပြန်ပြီးတော့ဆက်သွယ်တယ်သူမထင်ဘူးသူစိတ်တင်အတုလာလို့ပေါ့နော်သူကတေချာစစ်စစ်တယ်မကဘူးသူပြန်တော့ဖုန်းခေါ်တယ်โอเคကောင်းတယ်ကောက်တူတီမှာကြောက်လို့တဲ့1000ပါထည့်ပေးမယ်အမို့ဖိတ်ခေါ်ရတဲ့ဆရာ1 2 3ဟုတ်လား1 2 3 4 5 6ခုခုနှစ်ယောက်အကူအဖြူနေခါရက်ငွေနောက်မှမို့100ထည့်ပေးရမယ်ဆိုရင်4000နဲ့ဆိုရင်4300ပေါ့ဒီဘက်မှာဆိုရင်1000ဆိုရင်1100 1200ပေါ့မို့ထပ်ပေါင်းရမှာပေါ့နော်1200โอเคနောက်ထပ်အိုးမို့အောင်မြင်ပါစေလို့စတောင်းတယ်ဒါနောက်ဆုံးတစ်ဖွဲ့ပဲနော်မို့တောင်းတဲ့9ဖွဲ့စားလေ4ဖွဲ့ရသွားပြီနော်4ဖွဲ့ရသွားပြီအခု9ဖွဲ့ပြည့်ဖို့အတွက်မမို့1200နော်1200ကို1000နော်တစ်ဖွဲ့စားဆို1000နော်ခဏလေးမမို့ဘယ်အကောက်မှလည်းဘယ်သူဆက်သက်လာလဲခဏလေးအမို့အရင်သွားလိုက်အောင်မယ်မိုးအော်ထွန်ကမှတင်တယ်မိုးထွန်ကမှငါဖွဲ့ပြပါစေအစားတော့မိုးစိတ်တင်လေငါဖွဲ့တော့မပြည့်တော့ဘူးတင်တယ်4နာရီလဲကြော်သွားပြီဆိုတော့လေအနည်း4နာရီလဲကြော်သွားမိုးလင်းတော့မယ်အလူစင်လည်းမရှိတော့ဘူးကောက်ကြည့်ပါဟုတ်ကဲ့ပါအကိုကြီးမျောနေမယ်နော်ကျေးဇူးရတင်ပါတယ်အကိုကြီးဟုတ်ကဲ့နေကောင်းပါတယ်ရှင်တော်လာရေးအတွက်လူခံပေးပါတယ်အခုမင်္ဂလာပါတော်လာရေးအတွက်ကူညီပေးမလို့လားဟ
ဟုတ်ကဲ့ပါကိုကြီးရေဟုတ်ကဲ့ညီမလေးပို့ပေးလိုက်မယ်နော်ကျေးဇူးရတင်ပါတယ်အကိုရေညီမလေးပို့လိုက်ပြီနော်ဝမ်းသာတယ်ဆက်တက်လာလို့ကျေးဇူးရတင်ပါတယ်အကိုလွယ်ပြီးဆိုရင်ဖြတ်ပန်းပို့လာပြပါနော်โอเคမိုဒီမှာနှောက်ရမယ်1100ကိုစစ်ထောင်နှောက်မယ်1200ဖြစ်သွားတယ်လေ1200โอเคစစ်ထောင်နော်1200 6000နဲ့400ကဲငါးဖွဲစာပြဖို့အတွက်6000နဲ့400ပဲလိုပါတော့တယ်စင်ညီမလေးကညီမလေးနော်ကောင်းလေသူကောင်းလိုက်မယ်ခေါ်တာတော့မခက်တော့အကောင့်မှာတင်နေညီမလေးကလည်းရမှာပြောတယ်လေผมนอนไม่ดีเอาเนาะละมอแม่ประเดี๋ยวอันหนักแล้วก็น่าจะต้องนั่นลุงมันน่ะเต้าเกลีเนาะมันจะนอนเล่นนะจ๊ะเนาะเต้าด้านนั่นลุงเนาะที่นั่นลุงกันบ้าจะนอนเล่เนาะละมอค่ะคืออย่าผมนอนแบบบ้าจะนอนเล่ครูต่อตาเลยนะยี่น่ะเต้าพ่ออย่าดูเลยพายาแม่บ้าจะนอนเนาะละมอเนาะเป็นอะไรรู้เปล่ามีอะไรบอกได้อย่าคลายเลยเต้าบ้าจะนอนเล่อละมอเนาะแม่น่ะลงนะแม่บ้าช่างน่ะเล่နှလုံးသားကြိတ်ကြလို့စင်ရင်ငါအကောင့်မကြတကြပဲခဏလေးနော်ဖောင်ဆက်လာလို့စင်မမို့အကောင့်မကြတကြပဲနောက်စစ်စေးလာနောက်စစ်စေးနာမယ်နောက်စစ်စေးနောက်မို့တီးတဲ့နောက်စစ်စေးလာမသိဘူးအကိုရေမိုးလိုက်လွှင့်နေပါတယ်ဖုန်းမဆက်လာနဲ့အကိုရေအတန်ပဲပို့လာပါလိုက်လွှင့်နေတယ်ဒီမှာအကိုဖုန်းဆက်လာလို့စီဒီဘက်မှာဖုန်းကြမယ်ရတယ်ရတယ်အကိုရေဟုတ်ကဲ့ပါအကိုရေကျေးဇူးတင်ပါတယ်နော်နိုင်တော့ထည့်လို့ရပါတယ်စင်အခုခဏလေးဟိုခဏတော့ညီမလေးအကောက်ဝမ်းမပြန်စားမယ်အေးပဲအကောက်လည်းညီမလေးကပဲအကောက်လည်းပါไปมาแล้วไงဒီဘက်အကခုနကတော့ညီမလေးအကပဲမှလည်းငါစားလို့မတွေ့တော့ဘူးအော်ဒီမှာနောက်လီလွင်โอเคတပွဲစာပြဖို့အတွက်6000နဲ့400လို့တယ်သူများဖုံဆက်လာလို့ more outro page မှာသူများဖုံဆက်လာလို့ဟ
ပူတဲ့တလူမျိုးခံစားပြီပြပါမလားငါရဲ့ဆူတောင်းငါပွဲစားငါပွဲစားပြလို့စရင်ဖွက်30စာပဲကျန်တော့မယ်ငါပွဲစားပြသွားလို့စရင်ဖွက်30စာကျန်မယ်ဖွက်30ဆိုရင်ဖွက်30ဆိုရင်ဘယ်နဲ့တိုင်လို့သေးလဲအမြောက်စစ်ထောင်း2သိန်း4,000လူအောင်မယ်အချိန်က6ရက်ပဲအမိုးစီမှာကျတော့9ရက်ပဲလူတော့တာပေါ့ဒီဘက်မှာဆိုရင်တော့23ရက်ရောက်ပြီကမ်ပိန်းရနောက်ဆိုရင်24ရက်နေ့ဒီ9ရက်အတွင်းနောက်ထပ်ဘငွေ2သိန်းနဲ့4,000ကရအောင်စားရမယ် PDF ဖွဲ့30ကြီးတော့4,000ကျော်ပေါ့အခုအဲ့နော်3ဖွဲ့နောက်ဆိုင်ဖုန်းနောက်ဆိုင်ဖုန်းပဲအကောင့်မပို့လာတာလဲကောင်းနောက်ဆိုင်ဖုန်းမူကိုအကောင့်မတင်တယ်我冲了。哎，俺来你搞别哈，别了别了，啊，单把你的哦。我冲了没好不，我公安了没好不，我开嘛了没好水，我开了啦。哎，别搞了，那塞风啊。မိုးခိုင်မှာလားမိုးခိုင်မှာ Facebook လားသူ့နာမည်တော့တက်လာတယ်အဲ့ပဲကောက်လည်းမငါ့ကိုပြဘူးအေးနောက်ဆိုင်ပုံနေနေဘာဖြစ်လို့သူ့နာမည်ပေါ်လာတာလဲဘယ်အကောင့်မှာဆက်တက်လာလဲမပေါ်ဘူးဘယ်မှာလဲဝါနောက်ဆိုင်ဖုန်းကပဲအကောင့်မှလာတာလေခလိုက်စားတယ်မတွေ့ဘူးမိုးခလီလာຫນွေဦးမိုးလားမိုးခလီလာငါဘေးဘေးဘူးဖကွာကြော်ဘေးဘေးတို့ကပဲလာမှာပျောက်သွားလဲဆိုတော့ဝေးဖကွာကြော်ဘေးဘေးရေအောင်ဆုံးလာဆိုင်ဘကွာကြော်ဘေဘေရေဝပူအစင်တီယာဘူးမဲလော်မာလာလပုတ်ပဲရမဒီမှာတော်လာရေးလိုက်ရပါသေးလဲတန်းတော့မုံတော့အပွားရေးဟောတန်းတော့မိုးစူစာကူနေဒီခုနာဒီလောမနိုင်မချင်းတော့အဆုံးမပေးဘူးလားဘူးဘာနဲ့ PDF လက်တောက်ချောင်းတော့ပလက်တောက်ချောင်းတော့ဆက်မဘုံတော့နမတိချနေကကာ PDF လက်တောက်ချောင်းလောချကူညီကောဘူးမဘုံမချန်နေမဘုံမချန်တီနော်โอเคဒီကတော့လူမရှိဘူးဒါပေမဲ့အလူစင်တော့ဝင်တောင်းရတယ်နောက်ဆိုင်ဖုန်းကပဲအကောင့်မှလာတာလေငါမမြည်ဘူးဖြစ်နေတယ်ငါပြောတဲ့4နိုင်ကထွက်မယ်ဒါပေမဲ့4နိုင်ခွဲတော့မယ်ငါဖွဲ့စားပြီးဖို့6,000နဲ့400ပဲလူတော့တယ်ဒေါ်လာ900ကျော်ပဲလူတော့တယ်ဒီကလူစီဒီကလူမရှိဘူးဟာဘယ်ကောက်ဝင်ရမလဲကွာဘယ်ကောက်နေလာတာလဲ तू ကလာပြီဒါပေမဲ့ तू ကောက်မပေါ်လာလို့လားအဲ့လိုမျိုးလားမိုးဘက်ကအင်တာနက်ငါစားလို့မတွေ့တော့ဘာဖြစ်လို့နေနေနဲ့သူ့နာမည်ပေါ်လာတာလဲသူ့ကောက်မပေါ်လာငါဆဲလိုက်မယ်နော်ဆိုင်ဖုန်းဆိုရင်
ခိုင်းစားမဝေးဘူးမနကတောက်ချလမမေရရဒါနမေကထောင်းနေမမို့သူဘလော့ထားတယ်အဲ့ဆိုသူ့ဘယ်ကမှစားမလဲဒီမှာဒီဘက်ကတော့သူမကြည့်ဘူးဆိုတော့ဘယ်ကမှကြည့်ရမလဲဆရာမလဲမိုးခိုင်မမတ်နဲ့တော့ဘုံလာတော့hello okay ผมน้อยแล้วมาบาดท้องเผื่อเลยพี่ๆหมู่บ้านเนาะสกาวสตาร์ดูแลเพื่อสกาวก็เลิกมาสิบที่ไรกูไม่ดีกระเบตาบาดเอาตัวดับอะไรกูไม่ดีผมนะฮะโอเคน้องไซโฟนอ่ะแบบเข้ามาละแล้วเนี่ยน้องไซโฟนพวกคนหน้าตรงอ่ะผมเนาะอาแฟนดิปูลาดาลาซาดิปูลาดาลานาเมเตล่ะลูกโหก้าวเขาเนี่ยล่ะไม่ติบุโอเคท้องไรบ้างงานภาษาเราอันนี้အတွက်စေကာယတီပေးစားနေတဲ့လူငယ်တွေကိုလေးစားအတိမပြုရင်တဲ့နိုင်ငံတာဝန်ဝိုင်းဝန်းကူထမ်းပေးကြပါအောင်ခင်ဗျာတဲ့ပြည့်တော့မလားပြည့်ပါမလားဒီငါးဖွဲ့စား6000နဲ့400ပဲလူပါတော့တယ်စင်အယောက်20လူကအယောက်20ပဲကျန်တော့တယ်ဒေါ်လာ100နဲ့20ဒေါ်လာ100နဲ့20ဝင်လာလို့ရှိရင်ဒီ6000နဲ့400ရမယ်110ကျော်လာ120လာပေါ့နော်မမိုးဒီညလောတာမမိုးဘာမမိုးရငါလည်းလက်ကောက်နေနိုင်တွေလက်ကောက်တွေလည်းလူတွေတိတ်ပြီးတော့မဝယ်ဘူးနော်ဟိုဖက်ရှင်တွေလေမဲရောင်းတာလည်းမဲရလည်းအများကြီးပဲကြံသေးတယ်မမိုဒီကမ်ပိန်းပြည်တဲ့နေ့24ရက်နေ့ကမ်ပိန်းပြည်လို့ဆိုရင်29နဲ့30ကျန်တဲ့မဲအားလုံးကအကုန်လုံးရောင်းလိုက်မယ်ကဲငါဖွက်စားတော့ဘယ်လိုလုပ်တော့မလဲငါဖွက်စားပြဖို့အတွက်6000နဲ့400ပဲလူတော့တယ်အခုကြည့်တဲ့သူစေးကတနောစေးလားခေါင်းမရေးဘူးတနောစေးကတော့ပြသွားတာကြာပြီမမိုးရဲ့မစေးပေါ့နော်အရင်တော့ဆင်သူလာလူပေးတာအားရပါရပဲအခုကတော့သူဘယ်နှလားပြောက်သွားလဲနောက်စေးက4လ5လစိတ်ပြီလား3လလားနောက်စေးမလာတာကြာပြီအစင်မပြေလို့လားနေမကောင်းလို့လားဘာဖြစ်မလဲမသိဘူး
ခဏတန်းတာပဲ၄နာရီခွဲတော့မယ်10မိနစ်ပဲလိုတော့တယ်နောက်ဆိုင်ဖုန်းကတော့ဘာဖြစ်လို့တက်လာတာလဲငါလည်းမသိဘူးနော်သူရကနာမည်မသိတော့ဒီရက်ပိုင်းလေးကိုလက်ဒီရက်ပိုင်းလေးမဆက်ကိုဆိုရင်ကိုမနဲ့စနေကိုလိုက်ရေမင်္ဂလာပါကိုရေအကိုပြောတဲ့ဒီရက်ပိုင်းလေးညီမလေးစောင့်နေတယ်ဒီမှာညီမလေးအရေးပေါ်ရေးကြည့်လို့ပါအကိုပဲရက်လာမလဲပြောပေးလို့ရမလားလက်ပင်သားညစ်တယ်အလူစင်ဟိုတနေ့တော့အကူညီတောင်းတယ်တတောင်းတော့သူပြောတဲ့ဒီရက်ပိုင်းမှာပဲလာမယ်ဆိုတော့19ရက်နေ့မှာအမှုကူညီတောင်းတယ်အခုတော့22ရက်23ရက်စီပြီပေါ့နော်စပေါပတုံးမတာဝေးပူအော်ဆွန်လာဆိုင်အခါနဲ့သူက22ရက်လာတယ်ဆိုတော့နည်းနည်းတော့ကြာသွားတယ်နော်စပေါပတုံးမတာအခုအော်ဆွန်လာဆိုင်မိလိုက်တနော်မူဒီမိလိုက်လေးလိုက်လွင်းလေးကိုPDF ရေဖွဲ့မပန်လို့ရခုမခိုးပေါင်းလိုက်လေကိုမဲနမကဆရာလည်းပူတော့လာပန်းယူနည်းနည်းကျန်တာများတယ်ဆိုတော့ပြဖို့မလွယ်ဘူးထင်တယ်လိုလုံးမလဲနောက်မဲ့ဒီရောက်ဆုံးလာဆိုင်ကိုမျိုးမင်္ဂလာပါ26ရောက်မမိုးရမျက်နာတော်ဆိုးသွားတယ်ဒီတရက်နေ့အတွင်းအဲ့ရင်မဝါတဲ့အချိန်မှာအဖိုးကိုပဲ့တွေတက်လာတာအများကြီးပဲနေပိုင်းလည်းတက်ပြီးတော့မအေးရဘူးကဲအကူတို့မတို့ရေကျမ်းမှာရေးလက်စီသေးတယ်ဆိုတော့လေမမိုးအဲ့ရပြက်တာစက်တိုက်နဲ့ရက်3ရက်စီပြီဒီတရက်နဲ့ရက်အတွင်းမှာမို့လဲနေ့ပိုင်းမှာလဲစူးစမ်းပြီးတော့ဗီဒီယိုတွေလောက်တီဖြတ်ပြန်တော့တင်းပို့တွေစာတွေရေးစီစီအမျိုးပေါ့နော်အဲ့တော့အချိန်က9ရက်ပဲကျွန်တော်တယ်ပြောရမယ်ဆိုတော့9ဖွဲ့တော့မပြည့်ပေါ့နော်30တစ်ဖွဲ့ကျန်နေတာပေါ့နော်မမို့ဆက်ပြီးတော့စူးစမ်းရမယ်မနေ့ပိုင်းခုကျတော့မမို့ပြောတဲ့4နာရီထွက်မယ်ခု4နာရီခွဲပြီဟောတရားပါရရေးလေအမေစုကတဲ့သူ့အသက်အရွယ်မှမငဲ့ညာအမှန်တရားအတွက်ထောင်ထဲရဲရဲဝင်သွားတယ်အပြင်ကလူတွေကအမှန်တရားကိုမကြိုက်ကြတာလားမျက်ွယ်ပြုတ်ကြတာလားစဉ်းစားမရဘူးတဲ့တချို့ကတော့အဲ့လိုမျိုးစီတာပေါ့နော်မောဒရာကျမဆိုလည်းအမှန်တရားကြိုက်တယ်ဒါပေမဲ့အမှန်တရားနဲ့ရင်ဆိုင်ရမယ့်အချိန်မှာဆိုရင်သူတို့မပါလာတော့ဘူးအမှန်တရားတော့ကြိုက်တယ်အမှန်တရားမှာရတည်တယ်အမှန်တရားနဲ့ရင်ဆိုင်ရမယ်ဆိုရင်သူတို့ပါလို့မရတော့ဘူးအများကြီးပဲစီတယ်အဲ့လိုမျိုးကိုစောဒီမိုရေအကိုရေမင်္ဂလာပါဟုတ်တယ်ပေးတဲ့ဆုနဲ့ပြည့်စုံပါစေဒါကြောင့်ရေအဲဆောင်ကျမ်းမှာရေလည်းစီသေးတယ်လေနော်စ조사မယ်ဒီညတော့4ဖွဲ့ပေါ့နော်ပြောမစတော့3ဖွဲ့နဲ့2500ပေါ့ဒီညဘာကြောင့်ဆိုတော့35ဖွဲ့ဒီည35ဖွဲ့စပြီးတော့လူခံတယ်အဲ့ဒီ5ဖွဲ့ကိုမမို့ပြောတယ်5ဖွဲ့ပြည့်အောင်လူချင်တယ်ဆိုတော့အဲ့ဒီ5ဖွဲ့ထဲမှာဆိုရင်မမို့လိုက်မလွင့်ခင်မှာဘယ်လောက်လဲကွာ6500တော့မမို့ရသွားပြီနေ့ပိုင်းမှာအဲ့လိုမျိုးအဲ့ကြောင့်မမို့ထပ်ပြီးတော့စားရတာ2500ပဲ2500တော့တစ်ဖွဲ့နောက်ထပ်3ဖွဲ့နဲ့2500အခုဒီနောက်ထပ်တစ်ဖွဲ့စာပြည့်ဖို့အတွက်
စစ်ထောင်တီတော့မရှိတော့ဘောနော်6000နဲ့စစ်ရလို့တည်တယ်โอเคမမို့ထွက်တော့မယ်နော်ကိုတို့မတော့နော်နှာခေါင်းလည်းအရန်ရတယ်နော်ဟုတ်တယ်အဲ့ကြောင့်လူတွေအကြောက်တရားတွေကိုဘယ်လိုမျိုးဖြောက်ရမလဲဆိုတာမမို့တို့ကနေ့တညတိုင်း line ပေါ်မှာနေ့တညတိုင်းပြောပေးရမယ်နိုင်ငံရေးအကျိုးအကြောင်းကျွမ်းကျင်တဲ့လူစီလို့စီရင်တင်ပြချပြနိုင်ငံရေးဘာကြောင့်ဆိုတော့တချို့တွေကနိုင်ငံရေးအကြောင်းမသိလို့သူတို့နိုင်ငံရေးမှာမပါဝင်တာနိုင်ငံရေးအကြောင်းတာသူတို့ထိထိမိမိနဲ့သိပြီးဆိုရင်ကိုယ့်ရဲ့နိုင်ငံဆိုတာကိုယ့်ရဲ့နိုင်ငံကောင်းလာဖို့ဆိုတာကိုဝိုင်းတော့ပါဝင်ဖို့ကူညီဖို့စူးစမ်းဖို့ပဲအဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးနိုင်ငံရေးအကြောင်းမသိလို့สิနိုင်ငံတိုးတက်လာအောင်နိုင်ငံကောင်းလာအောင်ကြုံပွားနေလို့မရအောင်ဘယ်လိုလုပ်မလဲဆိုတော့သူတို့မသိဘူးအဲကြောင့်မမို့တို့ဝိုင်းအော်မှဝိုင်းပြီးတော့ပြောမှဝိုင်းပြီးတော့တင်မှပို့တယ်ပေါ့နော်အဲ့ဒါမှနေမအားညမအားစူးစားတယ်ဒါကြောင့်စူးစားပေးရတာပဲလေအသက်ပေးစားစရာမလိုဘူးလေကြောစစ်တိုက်စရာလည်းမလိုဘူးအသက်ပေးစားစရာမလိုဘူးစူးစားပေးရတာပဲဟုတ်တယ်အဲကြောင့်မိုးတို့ကအဲ့ရပြက်ခံရတာပဲစူးစားပေးရတာပဲအစဲခံအဆူခံရတာပဲစီတလောက်ကိုရဲ့ငွေနဲ့နိုင်တလောက်နဲ့ကိုထောက်ပံ့ပေးရတာပဲဒီကြောင့်နော်အဲ့လောက်လေးနဲ့ကိုလုပ်ပေးလို့ရပါတယ်ကိုရဲ့တမ်းပြည်အတွက်ပြောစရာစီလို့ချင်းအတန်သွင်းလာထားပါစေโอเคเนาะကိုတို့မတို့အခု4နာရီခွဲကျော်သွားပြီเนาะမမို့ထွက်ရအောင်ကိုစောဒီမို့ရေးညီမလေးထွက်တော့မယ်เนาะเนาะပူငေါရေအောင်ဆောင်လာဆိုင်เนาะပူငေါလည်းမလာတာจ้าဘေးအစင်မပြေလို့လာเนาะရေเนาะမိုးတို့ကဘာဖြစ်လို့ဆက်ပါဝင်လို့မနိုင်တာလဲဘာဖြစ်လို့ဆက်ပြီးတော့စူးစမ်းလို့မနိုင်တာလဲမြေပြင်ကအသက်လဲရတဲ့လူငယ်တွေတောင်မှအခုထိအဆုံးမပေးဘူးငါတို့ကတလားနည်းနည်းပပနိုင်တလားဝင်ပြီးတော့ထက်ပေးရတာပဲကိုညီပေးရတာပဲဟုတ်လားအချိန်ဒီအခါတွေနည်းနည်းအပါပေးရတာပဲကိုနိုင်တလောက်နဲ့ပေါ့နော်ကို9မိနစ်အချိန်ပေးနိုင်လို့ရှိရင်ပေးလိုက်ကို100ထက်နိုင်လို့ရှိရင်ထက်ပေးလိုက်ကိုရနိုင်ကအတွက်မျိုးဆက်တဲ့အနာကအတွက်အားလုံးအတွက်ပဲโอเคထွက်တော့မယ်နော်အားလုံးကိုနိုင်နော်မမနဲ့ဖန်မဆက်ပြီးတော့စူးစမ်းမယ်အချိန်ကတော့9ရက်ပဲကျွန်တော်တယ်ဂျာကြောရေခရီးဆိုင်ပါတယ်ကျမ်းမရလေအစားအသောက်ကြည့်ပြီးတော့စားတယ်တခုပဲလိုတာတော့အဲ့ရေမဝဘူးဒါပေမဲ့အဲ့ရေဝအဲ့လေအဲ့မနိုင်ဘူးပေါ့နော်မမိုးကတရေအဲ့ပြီဆိုရင်တနာကြီးပဲအဲ့3နိုင်ပဲအဲ့မမိုးအဲ့တဲ့အချိန်မှာ4နိုင်အဲ့လိုက်5နိုင်အဲ့လိုက်ဒါပေမဲ့မိုးထားပြီဆိုရင်လုံးဝမိုးပြန်တော့အဲ့လိုမရဘူးအဲ့လိုမျိုးလူဖြစ်တယ်ကြအဲ့မလားတူအဲ့မလားဒါပေမဲ့ထားပြီဆိုရင်ပြန်အဲ့လိုမရတော့ဘူးထားပြီဆိုရင်ဒီနိုင်ငံရေးရဲ့အသွေးတွေဒီစိတ်ပူမှုတွေပေါ့နော်ဒီစိုးရိမ်မှုတွေကဝင်လာပြီဆိုတော့ငါဆက်လုပ်ရမယ်ငါလုပ်ပေးရမယ်အလူခံရအောင်အဲ့လိုမျိုးပေါ့နော်အဲ့တဲ့အချိန်မှာကြောက်လိုက်ကြတွေကပျောက်တယ်အဲ့သွားပြီလေအောက်နောက်ပိတ်သွားတယ်နိုးလာပြီဆိုရင်အကောင်လုံးအစစရအားလုံးကပုံမှန်အတိုင်းစီးတယ်အဲ့လိုမျိုးမေလို့မသေးသေးဘူးနော်ငါတို့မနိုင်သေးဘူးနော်မြေပြင်မှာကလေးတွေအကူအညီလိုရတယ်နော်သူတို့တွေအသက်ပေးစားတွေကနော်သူတို့တိုင်းပြည်အတွက်နဲ့အကူအညီလိုရတယ်နော်အဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးအတွေ့အမြဲတမ်းပဲစီးတယ်အဲ့ရထားပြီဆိုရင်ဒီအတွေ့ရမပြောက်သွားဘူးပေါ့နော်ပြောစရာရှိတယ်ငါ့လာပြီးတော့မေးပြီးတော့ကရင်မလာငါ့ဒါမှမသိဘူးနဲ့ဘယ်လိုမျိုးလာပြီးတော့ပြောမလဲနွားရဲ့ပြောစရာရှိတယ်ပြောပြီးတော့ငါကရင်မလာတယ်မမို့ဒါမှ तू မသိဘူးဘာတွေလာပြီးတော့ပြောမလဲโอเคတော်ပြီနော်မမို့ထွက်တော့မယ်အားလုံးဘိုင်ဘိုင်ဟုတ်တယ်ကြောရေရတဲ့နေနဲ့စူးစမ်းပေးကြမယ်နော်တကြောအလောက်ကအစစ်ပြေးပါစေနော်ကိုစောဒီမို့နော်အရင်တော့လိုမျိုးပေါ့နော်အရင်တော့တကြောဆိုဒီမိုကအလောက်ကနေအစစ်ပြေးတော့သူအများကြီးပဲလူပေးလို့နိုင်တယ်အခုလည်းအမြန်နည်းနဲ့အဆင်ပြေလာပါစေလို့ညီမလေးမို့ဆုတောင်းပေးတယ်ကိုစောဒီမို့ရေโอเคအားလုံးဘိုင်ဘိုင်နော်ထွက်တော့မယ်နော်